Kè, tập phép bay bỏ mà bị chia khuấy để mà la khuấy để làm ra ná thằng. Nó, cái gì tập phép bay số mà một gió đâu cũng mày dùng nè lùi đi bọn nó. Mình nè rồi mà mua video tên đã đi solid cái sao này bắt tay đó solid tiền cái sao này bắt tay đó tông khá gì đấy. Video tông của nó bị đó bông xuôi, tập khu mà một tên này. Nó. Mà mua cái biểu đây phát tham video, tụi bên miếu bông sao này tiền liền ngã một đôi ngã đôi miếng gì bú, ngã đôi sau tia mày. Nó, ta đến rồi đã lấy. Tụi nhá biểu ví dụ là khuấy đồ miếu anh làm đó hàng này mà lâu nè, chả là. Nó. Ta đến anh mày càng sau tia mày xuôi, tiết chen mi chen tông chen. Nó, ta đến của sau tia à. Nó. À cô à, ta đến của mà sau tia bên này tụi nhá biểu đã mẹ lá má lá, của mà sau tia bên này khuấy đồ miếu người hàng này ông ta ra bị chia khuấy đi, hả? Bỏ mà để phép bay để chi ra còn chi ra mà đi, khuấy này biểu lúc gì khuấy nào để. Đi là. À cô mà mua anh mày để biểu mày. Solid bông của ta chết, ta cú chín xì mà một bia mày. Nó. Anh mày dia của ta cú bị cú ngã chắp bia mày, hello mà mày lô đâu, ngao mày dùng này tụi đi là cái. Mà mua này này chết bị bà. À cô lôi này đây chơi mà lấy lùi đi mày miếng bu. À mà mua ya lá xin lùi xin lấy po giả xí đà po bà, lùi giả xí đà lùi bà. Nó mà mua đó, anh mày dia này bắt tay là lùi xin mà một bia mà bé. Nó, bảo sao solid cả mà tụi bỏ mà chết đẹp quá. Yo tê lô xin cho ta làm gì bu. Tí là. Đã ana xin lấy chân này sign đấy, bị chết thì sao phải là còn lấy chân này sign đấy, bây giờ sao đi chắp cái lấy chân này sign đấy. Sai bí rồi tụi anh mới làm bí rồi chân này lùi đi à tụi lùi nhà đi bé sẽ đó tiền mà ngáo đó mà phò lô xinแต่นี่มันสิได้แต่ชนลุงเนี่ยบูมันตีบ้ามันตีดีเคบีพ่อเวนเดบีจีพ่อเวนเดบล็อกตีรวมเลยอะคูลูกเขาดอกมาแต่ง50จอเนาะแต่ง50จอนี่พี่น้องตัวย่างเปลี่ยนคอเด้มาเปลี่ยนตัวรู้สิพัฒนาสิเด้เนาะแต่ชนมาส่วนใหญ่เนี่ยซะมาเนี่ยรู้ไม่ได้บูดีเคบีลูกเขาเด้บีจีลูกเขาเด้แบงก์เข้ามาแต่ละดอกพ่นเนี่ยเด้คู่โคนเนี่ยเด้นี่รู้ตีล่ะเนาะအဲ့ဒါချက်ပေးအရင်ရေးကြည့်တယ်ဘာကြောင့်လဲဆိုတော့မနေ့တနေ့ကပဲမမိုးရဲ့မပြောမယ်ကွာလူကရင်ပြည်နယ်ကအကိုတရားသူပြန်သွားမယ်10ရက်လောက်ပြန်လဲမှာပေါ့ရွာမှာမမိုးပြောမယ်တေချာနာတော့ပြန်သွားတာတရက်တော့မှမရှိဘူးအဲ့ဒီရက်မှာပဲသူပြန်သွားတဲ့အချိန်မှာလူ10ယောက်ကျော်သူများဖမ်းပြီးတော့ကားထဲမှာထည့်လိုက်တယ်ကရင်ပြည်နယ်မှာဖမ်းတော့မကဘူးနော်စက်သိန်း50တောင်းတယ်စက်သိန်း50တောင်းတယ်နော်အဲ့ဒါရွာမှာပြန်လဲမဲ့သူ10ရက်အတွင်းကတခါတည်းဘန်ကောက်မှာပြန်လာရတယ်နေလို့မရဲဘူးနော်ဒါပေမဲ့သူ့ရဲ့တဝန်းကွဲကြော်လွန်အဲပြောတဲ့ဆော့လီကားတဲ့အပေါ်မှာတက်ပြီးတော့ခုံချတာတဲ့ဘာညာတလာကာပေါ့နော်ခုံချတာတော့သူမျက်မြင်တဲ့တင်နဲ့သူတွေးလို့လားပြီးတော့ဆော့လီကယူဖူလို့လားဆော့လီယူဖူလားအဲ့ဒီကောင်လေးကအမြဲတမ်းပဲတစ်တော်ထဲမှာကစားတယ်လိမ်မာတဲ့လူငယ်တယောက်မှမဟုတ်လားပတ်စံတွေစားတာစကားတွေပြောတာပပနနပဲတတ်မဖြစ်တာတွေယူတာနှုတ်တွေ့ဘူးလားဒီမှာကိုတက်ပြမယ်ဗီဒီယိုကောင်လုံးစင်းနေတော့ဗီဒီယိုတပ်ပုံကပြမယ်တပ်ပုံထဲမှာသူ့ရဲ့ခြေထောက်ထဲမှာသွေးထွက်တယ်ကွာကိုကျိုးဆွဲသားတဲ့လူကသွေးထွက်မလားခြေထောက်ထဲမှာနေတော့တေချာကြည့်သူ့ရဲ့ပုံကိုနော်ပြီးတော့သူ့ရဲ့မျက်နှာထဲမှာဒဏ်ရာတွေရှိတယ်ကျော်လာအဲ့ပြတဲ့သူ့ရဲ့မျက်နှာဒဏ်ရာရတာတဲ့သူကအပေါ်မှာခုံချလို့တဲ့ခုံချလို့စိဒဏ်ရာတစ်ခုပဲစီးရမယ်ဒီဘာဖြစ်လို့ဟိုနေရာဒီနေရာစီးတယ်ဟိုနေရာစီးတယ်နောက်ပြီးတော့ဒီမှာလဲဖုတ်တီပဲနော်ပြီးတော့တေနေတဲ့အချိန်မှာလဲဟိုဗာလဲသူ့ရဲ့လက်ထဲမှာဗာလဲသွားတိုက်နေတဲ့အချိန်မှာဖြစ်နေဟိုဗာသွားတိုက်တော့သွားတိုက်တိုင်သူကန်ထားတာနော်ဒါဒီစောလေးတေတဲ့ကိစ္စကနိုင်ငံရေးတော်လှန်ရေးနဲ့ဆိုင်တယ်ကွာနော်ကြားဖြန့်ဆိုတာဗာလဲကြားဖြန့်ရဲ့အဖေကြီးကဗာလဲမင်းအောင်လိုက်လေကြားဖြန့်ရဲ့တောက်တိုင်းဗာလဲ BGF တွေလေမဟုတ်လားကြားဖြန့်ကိုကာကွယ်တာလုံခြုံရေးလုပ်ပေးတာဒီလူတက်မှုဒီလူပုတ်ကူးမှုဒီတခိုးထမကိုင်းတွေကမအားလား BGF တွေပဲလုပ်နေတာမဟုတ်ဘူးလားစောလေးက BGF ဒီ KNA အဖွဲ့ဝင်မော်ချစ်သူရဲ့သားသူတို့မော်ချစ်သူရဲ့သားအဖွဲ့ဝင်ကွာသူတို့တွေက KNA အဖွဲ့အဲ့ဒီ KNA အဖွဲ့ထဲမှာသူတို့ရဲ့ကရင်အမှုပညာစီဆယ်လီတွေအများကြီးပဲသူတို့ဆွဲပြီးတော့ခေါ်တာဗာလဲကြောဗာလဲထူဝါလားဝါထူလားအဲ့ဒီလူငယ်လဲKNA အဖွဲ့မှာပဲအဲ့ဒီဗာလဲချစ်လေးလဲပါလားမသိဘူးတခါတော့ချစ်လေးလဲ KNA အင်ကြီးဝုတ်ပြီးတော့ကတယ်သူတို့တော့အကောင်လုံး KNA အဖွဲ့မှာသူတို့ဝင်တာနော်ကရင်ပြည်မှာကရင်ဆယ်လီတွေအားလုံးကအကောင်လုံး KNA မှာဝင်တာဒါပေမဲ့ဝင်တဲ့သူအားလုံးကသူတို့ကြားဖြတ်ကိုင်းအရေးပေါ်လာလို့ရှိရင်သူတို့ခေါ်တာမလာလို့ရှိရင်တေမကောင်းဘူးအဲ့ဒါငါမှန်တရားပြောတာနော် KNA အဖွဲ့မှာလား BGF အဖွဲ့မှာလားဝင်တဲ့ဒီကရင်အစိုးတော်တွေဒီကရင်ဆယ်လီတွေအားလုံးကအကောင်လုံးဆေးနဲ့ဖြတ်စီတယ်ကွာဆေးရောင်းလဲရောင်းတယ်ဆူလဲဆူတယ်သူတို့ကိုယ်တိုင်လဲရောင်းတယ်ကွာ K တို့ Y တို့ W တို့သူတို့ရောင်းတယ်နော်โอเคမမို့စော်လေးကြောက်နေတဲ့ဗီဒီယိုဖိုင်တချို့မှတော့တွေ့ပြီတချို့မှတော့မတွေ့သေးဘူးခဏလေးတော့မချဲလိုက်အောင်မယ်နော်နော်အဲ့ဒါငါတို့တွေကအာနာစင်ဆိုတာလူစိတ်မစည်းလို့ငါတို့တွေကတော်လန်နေတာဖေလို့မအေလို့တို့ဘောမတို့သိလားနော်မင်းတို့တွေအသေးချင်းဆိုနေသေးရတာမင်းတို့တွေသေမကောင်းတာမင်းတို့ခွေးပြေးဝက်ပြေးနော်အဲ့လိုမျိုးဖြစ်နေရတာအနိုင်ကျင့်ခံနေတယ်မှာငါတို့တွေကမတွေ့ရှင်လို့ဒီခွေးစိတ်ပေါက်တဲ့မိတ်ဆာကငါတို့လွတ်ထားလို့မရဘူးငါတို့တော်လန်နေရတာဒါပေမဲ့ငါတို့တော်လန်နေတဲ့အချိန်မှာမင်းတို့တွေကလေမကူညီမပါဝင်ဘဲနဲ့စောက်ရဖေရတယ်စပတ်ရတယ်အမှန်တရားပြောတဲ့သူလည်းကျွန်တော်စော်ကားသိလားနော်စော်လေးကိစ္စနဲ့ပတ်သက်ပြီးတော့အမှန်တရားဖော်ထုတ်လို့မရလို့ဆိုတော့စောက်ပစပတ်ပိတ်ထားကြားလားတော့တေမာတော့လည်းတော့စောက်ပစပတ်ပိတ်ထားအမှန်တရားပြောတဲ့သူကလည်းမစော်ကားနဲ့ဖေလို့မအေလို့တို့နော်စော်လေးကတဲ့တချို့မှပြောတယ်တဲ့အောက်လန်နဲ့ထိလို့တဲ့စော်လေးကအောက်လန်နဲ့ထိလို့တဲ့အဲ့ဒါဟိုအကြောက်တရားတွေဝင်ပြီးတော့ဟိုအယူလိုမျိုးဖြစ်သွားတာတဲ့ကြည့်စမ်း
စော်လေးအောက်လန်နဲ့ထိတာဘာသက်တည်စီလို့လဲဟမ်စော်လေးကအောက်လန်နဲ့ထိတယ်ဆိုတာပြောနေတဲ့ဖေလိုမတွေမအေလို့တွေဘာသက်တည်စီလို့လဲဟမ်โอเคဒီမှာမမို့ပြောမယ်ပြီတို့စော်လေးကတေမှာကြောက်လို့ဦးစင်တက်လို့စင်လွတ်မလားလို့နော်သူထင်နေတယ်မနောက်ဆုံးတော့မလွတ်ဘူးလို့သူတိလိုက်တဲ့အချိန်မှာသူ့ရဲ့တဝုံခွဲအိမ်မှာသူသွားပြီးတော့ခိုးနေတာပေါ့ခိုးနေလေဒလန်တွေကအဲ့ဒီဘာလဲပြောမစလူရမှာတွေကကွာသူဘယ်မှာစိတ်လဲဆိုတာတည်ပို့တာပဲလေအဲ့တော့အဲ့ဒီကားငါစီကသူနေတဲ့နေရာမှာလာသူ့ကိုလာပြီးတော့သူ့နောက်လိုက်လာတာလေနော်ပြမယ်မမို့အများကြီးမပြောခဏမမို့ချဲလိုက်အောင်မယ်နည်းနည်းလေးချဲလိုက်မယ်ခဏလေးနည်းနည်းလေးချဲလိုက်မယ်နော်မမို့ဗီဒီယိုအဲ့ဒီဗီဒီယိုထဲမှာဆိုရင်မမို့ကအများကြီးပြောလို့မရဘူးအစီကြီးလည်းပြောလို့မရဘူးအေးဘယ်မှာလဲငါခဏလေးဒီ line ဆော်ထဲမှာဆိုရင်ငါအားရပါရပြလို့ရတယ်နင်တို့တစ်ချက်တစ်ခုချင်းစီငါပြမယ်နော်သူသေးတာရိုးသားလားမရိုးသားလားတော့ဖေလိုမတကားပြောတယ်ဟဲ့ခွေးမမို့တဲ့နေပြောတော့စပ်ပတ်ကိစ္စနဲ့သေးတယ်ဆိုတဲ့အောင်းငါတို့တွေကတည်လိုက်နေတာလေမနေ့တုန်းကမမို့ပထမဗီဒီယိုလွှင့်တယ်မမို့ပြောတယ်သူဘယ်လိုမျိုးသေးလဲဆိုတော့ငါဘာမှပြောလို့မရဘူးငါသက်သေမရှိဘူးငါလူတွေအကြောင်းကြားတယ်စော်လေးသေးသွားပြီနော်ဒါပေမဲ့သေးသွားတဲ့အဒီလူငယ်က BGF အဖွဲ့ဝင်ဖြစ်တယ် DKB BGF ခင်းနေအဖွဲ့ဝင်ဖြစ်တယ်မမို့ပြည်သူအကြောင်းကြားတယ်နော်အဲ့ဒါ TV ရောနော်ပြီးတော့မမို့တက်ကိုပြန်တော့တင်တဲ့အချိန်မှာသူ့ရဲ့အမေလိုက်စော်ထဲမှာလာစီဖော့လိုက်စော်ထဲမှာသူ့အမေပါပြောဆိုသူ့သားမသေးခင်မှာသူ့စီမှာဖုံးဆက်လာတယ်တဲ့နော်အော်ဟတ်ဆိုတာအသေးကွဲတာပေါ့နော်သူ့အမေပြောတယ်ပြီးတော့သူ့အမေကိုသူပြန်တော့တွေ့ရှင်တယ်တဲ့တွေ့ရှင်လို့စရင်လာလေတဲ့ပြီးတော့သူ့အမေသူပြန်တော့မေးတယ်နေအော်ဟာတဲ့ဆိုတာဘယ် main ကလေးနဲ့နေအော်ဟာတာလဲဘယ် main ကလေးနဲ့အသေးကွဲတာလဲပေါ့နော်စဉ်းစားလေပြီးတော့စောလေးဆိုတဲ့သူကချောတယ်လှတယ်ကွာငွေလဲစီးတယ်စီးပွားရေးသမားပြောလို့ဖြစ်တယ်ငွေစားလို့လဲတော်တယ်ဆယ်လီလဲဖြစ်တယ် follow အများအပြား main ကလေးဆိုရင်သူကလကားခေါ်လို့ရတယ်ကွာသူ့ရဲ့စတိုင်နဲ့ဆိုရင်အဲ့ဒါငါပြောမယ်နော် main ကလေးတောင်းနဲ့သူကိုသူတတ်တယ်မယ်ဆိုရင်ဟိုရရတော့သူကိုသူတတ်တယ်လိုက်ပြီလေဘာဖြစ်လို့သူနဲ့ရရနဲ့လဲခွဲတာဘာဖြစ်လို့သူတတ်မသေးတာလဲအဲ့ဒါပဲလေစဉ်းစားโอเคနော်အဲ့တော့သူ့အမေကအဲ့လိုမျိုးပြောတဲ့အချိန်မှာငါစစ်ဒီလူငယ်ကတေးအဲ့ဒီအချိန်မှာသူတေးတဲ့အလောင်းလည်းမတွေ့သေးဘူးကွာသူ့အမေပြောတဲ့သူ့ရဲ့သားဟိုအသေးကွဲတယ်ဆိုတော့နောက်ပြီးတော့သူ့ကိုသူတတ်တယ်လိုက်တယ်လေမမို့စစ်တယ်အဲ့ဆိုရင်တေးတာစပအကြောင်းနဲ့ပေါ့မတင်လိုက်တယ်စုံစားအကြောင်းပြီးတော့မမို့တည်ပြန်တော့လိုက်တယ်ဘာသူ့ရဲ့ပုံကိုပြန်တွေးလိုက်တဲ့အချိန်မှာလုံးဝမယိုးသွားဘူးလုံးဝမယိုးသားဘူးနော်သူတေးတဲ့သူ့ရဲ့အလောင်းကပြီးတော့ရေโอเคခြေထောက်မမို့ပြမယ်သူရဲ့ခြေထောက်သွေးထွက်တာတချို့စောက်ပိန်းတွေကမအလားဘောကိုပဲမတ်နေတယ်ဆိုတော့လေမအမောင်ချစ်သူလီးပဲငုံနေတယ်ဆိုတော့စော်လေးရဲ့အလောင်းကိုတေချာမရှိဘူးလို့မရှိလို့နော်မရှိလို့အဲ့ဒါမမို့ပြမယ်ဒီမှာဒီတို့ဒါစော်လေးတေတဲ့ပုံစံနော်ဒီမှာမမို့ဝိုင်းထားတာဒီမှာနော်ဒီမှာကြည့်သူရဲ့ခြေထောက်ထဲမှာသွေးထွက်တာတပုံတစ်ပါးကြီးမှာသွေးဒါကြည့်အဲ့ဒါသွေးအဲ့ဒါလားကိုတတ်တဲ့သူကခြေထောက်တစ်မျိုးသွေးထွက်တာလားခွဲရမယ်ဆိုရင်နှာခေါင်းထဲမှာပါးစပ်ထဲမှာမဟုတ်ဘူးလားအသက်ဆူလို့မရလို့ရှိရင်သွေးတွေထွက်တယ်မှာမဟုတ်လားပါးစပ်ထဲမှာနှာခေါင်းထဲမှာဘာဖြစ်လို့ခြေထောက်ထဲမှာထွက်တာလဲပြီးတော့သူ့ရဲ့မျက်နှာကပြမယ်ဒဏ်ရာပြီးတော့မကြည့်ဒဏ်ရာဒီမှာတခုနော်ဒီမှာတခုပြီးတော့ဒီမှာအကြီးကြီးပဲတက်လားအကြီးကြီးပဲအထုခံရတယ်ဒီလိုမျိုးနော်အဲ့ဒါကိုစော်လေးကိုတနာပါတယ်စိတ်မကောင်းဘူးပြောနေတဲ့ဖေလို့မအေလို့မများကစော်လေးကိုတနာတာတခုနဲ့စော်လေးအတွက်အမှန်တရားပေါ်လာဖို့ပြောမရဲတဲ့လီးငုံနေတဲ့ဘောမတွေအဲ့ဒါလားနေတော့စော်လေးကိုတနာတာစော်လေးကိုတနာလို့စရင်စော်လေးအတွက်အမှန်တရားတွေပြောသေးလေဖေလို့မအေလို့တို့ချပြလေဘာဖြစ်လို့ချပြမရဲတာလဲဘာဖြစ်လို့စောက်ပစပေါက်ပိုက်နေတာလဲအမှန်တရားပြောတဲ့သူကြတော့ဝင်ပြီးတော့ထွက်ပြီးတော့ဆဲတယ်မင်းတို့ကိုတိုင်ကလည်းအမှန်တရားချပြလို့မရဲဘူးဖေလို့မအေလို့မများဒါလားကိုတတ်တဲ့သူကဘလက်စတော်လွန်ပြောတဲ့ဘလက်စော်လီကသူ့ကိုသူဘလက်အိမ်ပေါ်ထဲမှာသူ့ကိုသူချိတ်တော့သူကခေါင်တာတဲ့သူတွေးလို့လားသူတွေးလို့စင်ဘာဖြစ်လို့သူတော့မကဲတာလဲဘာဖြစ်လို့သူမတားတာလဲသူမတွေးဘူးโอเคသူမျက်မြင်သက်တဲ့နဲ့တွေးလားအဲ့ဒီစော်လီသူ့ကိုသူလောက်ကြံနေတဲ့အချိန်မှာစတော်လွန်ပြောတဲ့စော်လီကဒီမှာခုံပြီးတော့ဒီမှာခုံချပြီးတော့သူ့ရဲ့မျက်နှာဒဏ်ရာရတယ်တဲ့အဲ့လိုမျိုးသူသိလို့စင်သူဘာသက်သေစီလို့လဲကျော်လွန်အမေအကောင်းဆုံးသိရမယ်ဒီကိစ္စကျော်လွန်ရောကျော်လွန်ရဲ့အမေရောအဲ့ဒီနီနာတဝိုက်ကလူတွေကအကောင်းဆုံးသိရမယ်ဒီကလေးကဘယ်လိုမျိုးသေလဲဆိုတာโอเคပြောထားမယ်နော်အမျိုးလားမိသားစုလားဒီခေတ်ဒီချိန်မှာလေယုံကြည်လို့ရမယ်မထင်နဲ့သူ့ရဲ့မိသားစုသူ့ရဲ့မျိုးငါဆွဆွဲတာမဟုတ်ဘူးသူပြောရအောင်စော်လင်းမျက်နှာဒဏ်ရာတွေရှိတယ်တဲ့ဘာလို့ဆိုတော့ तू ကဒီမှာတက်ပြီးတော့ဒီမှာခုံချတယ်ဆိုရင်အဲ့ဒီတွေ့တဲ့သူကဘာဖြစ်လို့မတားတာလဲဟမ် तू မတွေ့လို့ပဲ तू လဲဟိုပဲလဲ तू လဲခက်မှန်းတာပဲမဟုတ်လား तू လဲခက်မှန်းလို့ပဲမဟုတ်လားနော်ကြည့်နေတော့စော်လင်းကိုတနာပါတယ်ဒီမှာဒဏ်ရာအကြီးကြီးပဲဒီမှာတခုဒီမှာဒဏ်ရာအကြီးကြီးပဲနော်ထုခံရတယ်နော်အထုခံရတယ်နော်ကြည့်
ကြီးပဲတန်းရနော်ပြီးတော့ခြေတော့မှသွေးထွက်တယ်သူတို့ကဒီကလေးတွေကိုမတရားလောက်ကြံတပ်ဖြတ်ပြီးတော့အပြည်သူလူထုတွေထင်အောင်အပြည်သူလူထုတွေအထင်မှားအောင်သူတို့ရဘယ်လိုခမ်းလဲအကွက်ဆင်လိုက်တာစော်လေးကသူ့ကိုသူတတ်တယ်ပါတယ်တဲ့ဒါပေမဲ့စော်လေးမသိခင်မှာဒီဗီဒီယိုစီးတယ်တက်တယ်ပြမယ်ဒီမှာအတန်မထွက်ဘူးနော်သူကြောက်နေတယ်နော်သူကဟိုကြည့်ဒီကြည့်သူများကားအဲ့ဒီကားငါးစီးကသူ့ကိုနောက်လိုက်လာတယ်အဲ့မှာကြည့်သူငိုနေတယ်သူအရန်ကြောက်တယ်နော်သူအရန်ကြောက်တယ်သူ့အတော်အိမ်မှာသူရောက်ပြီးလဲသူ့အတော်ဘာပြောလဲဆိုတော့နင်ဒီမှာရောက်ပြီးဆိုတော့နင်ဘာမှမကြောက်နဲ့တဲ့ဒီမှာအန်ဒီရကင်းတယ်တဲ့သူ့အတော်အတန်ဖိုင်ကိုတိုင်စီးတယ်အဲ့ဒီလာစီဖွဲ့ရလိုက်စော်မှာသွားပြီးတော့နားထောင်နင်ဒီမှာလာလို့စင်ဒီဘာမှကြောက်စရာမလိုဘူးတဲ့ဒီမှာအန်ဒီရကင်းတယ်တဲ့နော်အဲ့ဒါတချို့လူတွေကပြောတယ်စော်လီကအောက်လန်နဲ့ထိတယ်တဲ့အောက်လန်နဲ့ထိလို့စင်ထိတာကြပြီလေသူနာမည်ကြော်လာတာကြပြီဒီကလေးကဆယ်လီဖြစ်တာလဲကြပြီဟမ်စော်လီကအောက်လန်နဲ့ထိလို့ယူသွားတာတဲ့အဲ့ဒါခွေးဘောမဟိုပါလေအဲ့ဒီ BGF ခွေးတွေအဲ့လိုမျိုးဂျင်းထဲတာအဲ့လိုမျိုးဂျင်းထဲတာနော်သူအဲ့လိုမျိုးမှသူယူမှသူသားအောက်လန်ထိလို့စင်ရင်သူအဲ့လိုမျိုးပုံစံနဲ့မသိဘူးသူသားယူလို့စင်ယူပြီးတော့ကြောက်နေလို့စင်သူမသေးဘူးသူအဲ့လိုမျိုးပဲယိုယိုနဲ့ယူသွားမယ်အေးအယူဆိုအများကြီးပဲကွာတချို့အယူတွေကဟိုကြောက်ဒီကြောက်ဟိုတွေ့ဒီတွေ့နဲ့ဟိုကြောက်ဒီကြောက်ဟိုတွေ့ဒီသူတို့ခါမှမသေးဘူးသူတို့လိုမျိုးပဲယူပြီးတော့အဲ့လိုမျိုးနေတာစော်လီကခါမှမယူဘူးနော်အမြဲတမ်းပဲတစ်တော်တွေကစားတယ်ကြက်ပြမစားအောက်နောက်ကောင်းတဲ့လူတယောက်ပေါ့ကွာအောက်နောက်ကောင်းတဲ့လူတယောက်အောက်နောက်စီးတဲ့လူတယောက်ပဲစီးပွားရေးလုပ်တဲ့လူတယောက်ကဟမ်အဲ့လိုမျိုးဖြစ်သွားတာဘာကြောင့်လဲမဟုတ်ပြောတဲ့ KNA အဖွဲ့ကိုဝင်ဘယ်ကလေးမဆိုငါပြောမယ်နော်ငါပြောတဲ့အချိန်မှာငါစက်တင်ထားတယ်ဘယ်မှမတို့ရကရင်လူငယ်မဆိုလူကြီးလားလူငယ်လား BGF အဖွဲ့ထမှာဝင်ပြီးဆိုရင်မဖြက်စီတဲ့သူကတရားမှမရှိဘူးအဲ့ဒါငါပြောထားမယ် KNA လား KNA နဲ့ BGF နဲ့ KNA တူတူပဲအဖွဲ့ဝင်ပြီးဆိုရင်မဖြက်စီဘူးဆိုတာတရားမှမရှိဘူးအခုကရင်အစိုးတော်တွေကွာဗာလဲအဲခွန်တွေလားဂျန်တဲ့ကောင်တွေအားလုံးကအခု BGF ကနေအဖွဲ့ဝင်တဲ့အချိန်မှာတယောက်တနတ်တလက်သူတို့စီးတယ်တယောက်တနတ်တလက်တရားစီးတယ်နော်ကရင်အစိုးတော်ရောက်တိုင်းမှာ B စတိုစီးတယ်အရောက်တိုင်းမှာ WY တို့ K တို့အဲ့ဒီမူရေးစေဝါတွေရောင်းတယ်ကိုတိုင်လဲစုတယ်ရောင်းတယ်ပြီးတော့ဘယ်ကရင်လူငယ်မဆိုသူတို့အဖွဲ့ထဲမှာဝင်ပြီးဆိုရင်ပြန်ထွက်ဖို့မလွယ်ဘူးနော်တချို့မှဆိုရင်မူရေးစေဝါနဲ့ဆွဲလန်းသွားတယ်အဲ့ဒီနေရာမှာနေတော့တယ်တချို့အဖွဲ့ဝင်တဲ့လူငယ်တွေကမိဘကိုတတိယတောင်မှမိဘကိုပြန်တွေ့လို့မရဘူး KNA BGF အဖွဲ့ဝင်သွားပြီဆိုရင်မိဘကိုတွေ့ချင်တာမှမိဘကိုမတွေ့ဘူးအပေါ်ရမှာပဲကြည့်လိုက်လို့စင်အိုးသူတို့တွေအဆိုတော်သူတို့တွေက BGF ခွေသူတို့တွေကဘာညာတလကဆဲလီအဖွဲ့ဝင်ကြည့်လိုက်ပါလားဘာတွေဖြစ်သွားမလဲဆိုတာနော်သူကိုသူအရင်တော့ဆယ်လီဖြစ်ပြီးတော့ KNA အဖွဲ့မဝင်ဘူးဆိုရင် तू ဘာမှဖြစ်ဘူးဝင်လိုက်လို့အခုကပြီးတော့ तू ဖြစ်နေတဲ့အချိန် तू တည်သွားတဲ့အချိန်မှာပဲဒီရက်ပိုင်းမှာပဲ BGF တွေ DKBA တွေသူတို့ရဲ့လူအဟောင်းတွေအကောင်လုံးပြန်ပြီးတော့ခေါ်တယ်ဒီနေ့ပဲသူများတနေပို့လာပြတယ်ဒီစောလေးတည်တဲ့အချိန်မှာမဟုတ်ပြောတဲ့တနေဆက်ဆက်ပြောသူများအကောင်လုံးတနေတွေပို့လာဝမ်းပြောပို့လာပြတယ်အများကြီးပဲနော်နိုင်ငံရေးတော်လိုင်းထဲမှာဆိုတာတိုက်ဆိုင်မှုဆိုတာမရှိဘူးနယ်ဆမှာရှိနေတဲ့ DKBA လူအဟောင်းအဖိုးကြီးတယောက်အသက်60ရှိပြီသူ့ကိုပြန်ခေါ်တယ်သူနေလို့မရဲတော့လို့ဘန်ကောက်မှာသူ့ကိုသူဖွဲ့ထားရတယ်သူခိုးနေရတယ်နယ်ဆမှာနေလို့မရဲတော့ဘူးတခြား BGF စစ်သားအဟောင်းတွေလည်းတခြားနိုင်ငံမှာထွက်ပြေးတာလည်းရှိတယ်သူတို့ပြန်တော့မတိုက်ချင်ဘူးတိုက်တဲ့အချိန်ပြန်တိုက်တယ်ဆိုတာကရင်ပြည်နယ်လွတ်မြောက်ဖို့တိုက်တာမဟုတ်ဘူးတော်လန်ရေးနိုင်ဖို့တိုက်တာမဟုတ်ဘူးကရင်ပြည်သူလူထုတိုက်မဟုတ်ဘူးဒီကြားဖြတ်ကန်ကိုပြန်တော့ကာကွယ်ဖို့သူတို့တွေကဒီကြားဖြတ်ကန်နဲ့ပတ်သက်ပြီးတော့သူတို့တွေလည်းလွယ်လေးနဲ့လက်နဲ့မချဘူးသူတို့ပြန်တိုက်မယ်အဲ့လိုမျိုးဒီကြားဖြတ်ကိုလာပြီးတော့နေနေတဲ့ဘယ်အဖွဲ့အစည်းဆိုနမူနာ KNU လား PDF တွေလား NUG တွေလားဒီ UN ကကောင်းတွေလားဒီကြားဖြတ်ကိုတော့ထိလို့စင်ရင်သူတို့ပြန်ပြီးတော့ကာကွယ်မယ်သူတို့ပြန်တော့တိုက်မယ်အဲကြောင့်သူတို့လူအရေးပေါ်လိုအပ်တယ်မမပြောထားတာ2023တော့မောင်ချစ်သူကရင်လူငယ်တွေအားလုံးကိုခေါ်တယ်ကရင်လူငယ်တွေရဲ့မိသားစုကိုလက်မထိုးခိုင်းတယ်သူပြောတယ်တင်တန်းပေးတတ်တာပဲမဟုတ်ဘူးတနေ့ကြလို့စင်ရင်ဒီကြားဖြတ်ကိုင်းကဘယ်နိုင်ငံမဆိုဘယ်အဖွဲ့မဆိုဝင်သိမ်းပြီးဆိုရင်သူတို့ပြန်တော့ကာကွယ်လို့ရဖို့သူတို့လူလိုအပ်တယ်ဒါအရေးပေါ်ငါ့ကိုဟောင်မဲ့အစားနော် BGF ဖြစ်နေတဲ့နေတို့အဖေတွေနေတို့အကိုတွေနေတို့ရဲ့မောင်လေးတွေနေတို့ရဲ့ဦးလေးတွေနေတို့အမျိုးတွေကိုနေတို့သွားပြီးတော့တတိထားနော် BGF နဲ့တေပေးမယ်ဆိုရင်ကြားဖြတ်ကန် BGF အတွက်နဲ့တေပေးမယ်မလားကြားဖြတ်ကန်အတွက်နဲ့တေပေးမယ်ဆိုရင်ငါ့ကိုဆဲပါပြဿနာမရှိဘူးဒါပေမဲ့မပေးသေးချင်ဘူးဆိုရင်ငါ့ကိုမဆဲဘဲနဲ့နေတို့ရဲ့မိဘတွေကိုသွားပြီးတော့တတိပေးလိုက်နေတို့ရဲ့ညီကိုတွေသွားပြီးတော့တတိပေးလိုက်နော်ဘဒူးမှတို့မလွတ်ထားတော့ဘူးမအားလာတော့မှသူ့ရဲ့လူအရင်ရဲ့လူတွေသူပြန်တော့စစ်မှုထမ်းခံပြီးသူ့ရဲ့အစောတော်နာမည်ကြီးတွေသူစစ်မှုထမ်းခေါ်ပြီးအဲကြောင့် BGF တစ္ဆာဖောက်လောက်ကောင်အဆင့်တွေကနေတို့ရဲ့ဆယ်လီတွေနေတို့ရဲ့ရုပ်စင်မင်းသားတွေကိုလွတ်ထားမယ်လို့ထင်လို့လား
哈，没熬来的嘛，都要路也是亏包大盘的，也包都大不了有那里盘那边都要是亏的，没打数了，都要也亏的，没打数了，那盘来了些都搞到盘了。喏，哎，当地阿那些阿那有的，都么加上不，都路路阿的。喏，都么加上不，都要你加片干的么加上不，都路路阿的，都过那盘别的都对别的都路阿的，都路阿那比说耶，都我不老白呀，哎，你我怎么路去那不喏，路别都路阿的，那盘别的路别都路阿的。နော်အဲ့တော့ဘောကြော်တက်ဘာဖြစ်လို့အဲ့ဒီ DKB မှာပြန်တော့ပူပေါင်းတာလေလို့သိပြီလားကြော်တက်ကအဲ့ဒီကြားဖြတ်ကိုင်းကိုလုံချုံရေးလုပ်ပေးဖို့အဲ့ဒီ DKB ရဲ့ခေါင်းဆောင်နဲ့ပြန်တော့ပေါင်းတာကြော်တက်ဆိုတာဟိုအရင်တော့လည်း BGN နဲ့ဖင်လို့ဖိခါလုပ်တယ်အများနဲ့ပဲမောင်ချစ်တူတူကိုပေးတာလက်နဲ့တွေသူတို့တွေအပေးယူတယ်အများနဲ့ပဲလုပ်နေတာနောက်ဆိုတော့ကြော်တက်ကတော်လန်ရေးဘက်မှာမရွေးချယ်ဘဲနဲ့အာနာစင်စနစ်ဆိုကိုပြန်တော့ရွေးချယ်တယ်ကြားဖြတ်ကိုင်းတခိုးထမြကိုင်းလူကုန်ကူကိုင်းလူတမှုတွေပြန်တော့ရွေးချယ်တယ်နော်အဲ့ဒါဒီတော့တတိထားကြတော့ပြောရမယ်ဆိုတော့ဒါစောလေးကတော့ကန်ဆိုးတဲ့အနေနဲ့ထိသွားပြီပေါ့နော်ကြံတဲ့လူတွေလည်းစောလေးလိုမျိုးမထိအောင်ကိုဘယ်လိုမျိုးလောက်ရမလဲထွက်ပြေးမလားနော် BGS ကြားဖြတ်ကန်အတွက်နဲ့သေပေးမလားဒါပဲရှိတယ်ညီတို့ထွက်ပြေးလို့ရှိရင်တော့ယုံကြည်ရတဲ့လူတွေအိမ်မှာသွားတော့နေပါမဟုတ်လို့ရှိရင်လည်းလူတွေမသိသူမသိတဲ့နေရာကိုသွားပြီးတော့စောင့်ပါတခါတလေအမျိုးတွေဖြစ်ပြီးရွာသူရွာသားတွေဖြစ်ပြီးကိုသိတဲ့လူတွေဖြစ်ပြီးယုံကြည်လို့ရတယ်မထင်နဲ့နော်အဲ့ဒါပဲပြောထားမယ်နော်ဒါစောလေးကအယူမဟုတ်ဘူးနော်စောလေးကအယူမဟုတ်ဘူးနော်ဘာပြောထားလဲဆိုတာဘာဖြစ်လို့အတန်သူတို့မပေးပြအတန်သူတို့မပြဘူးနော်အတန်သူတို့မပြဘူးဒါပေမဲ့သူ့ကိုသိတဲ့လူတွေစောလေးဘာပြောလဲဆိုတော့သူ့အနောက်မှာကား9စီးလိုက်လာတယ်တဲ့နော်ကား9စီးလိုက်လာတယ်ကား9စီးလိုက်လာတယ် BGN နဲ့မပတ်သက်လို့ဆိုရင်ဘယ်သူမှသူ့အနောက်မလိုက်ဘူးသူ BGN နဲ့တော့ပတ်သက်တဲ့အချိန်မှာ BGN ရဲ့လူတွေပဲသူ့အနောက်လိုက်လာမှာပေါ့ခိုင်းတဲ့အတိုင်းမလုပ်လို့ဆိုရင်အချိန်ရောက်ပြီးစစ်မတိုက်လို့ဆိုရင်ရတဲ့နေနဲ့ခေါ်မှာပဲမသွားချင်လို့ဆိုရင်သူတို့ရောက်มาတဲ့နေနဲ့သူတို့ဆင်လိုက်မှာပဲငါပြောမယ် BGN လိုက်တိုက်တော့ဆိုရင်လိုက်တိုက်ဆိုတာအဲ့ဒီ2021မှာဆိုရင်အရန်နာမည်ကြော်တာဖို့ပေါ်ကြော်ဟဲနဲ့လည်းသူရန်ဖြစ်တယ်လိုက်လွင့်ပြီးတော့သူစိန်ခေါ်တယ်လိုက်တိုက်နော်လိုက်တိုက်တည်တဲ့အချိန်မှာလက်ပြည့်တွေညိုနေတာပဲဒဏ်ရာတွေရှိတယ် BGN တွေဘာပြောလဲဆိုတော့လိုက်တိုက်ရတည်ပြီးတော့လိုက်တိုက်ရတယ်အဲ့ဒီ BGN ရောက်မှာအဲ့ပြီးတော့တည်သွားတာတဲ့လက်ပြည့်တွေညိုနေတာပဲမိသားစုတွေဘလောက်ပဲတည်မိသားစုတွေဘာမှပြောလို့မရဲဘူးလိုက်တိုက်မိသားစုတည်တယ်နော်လိုက်တိုက်လောက်ကြံခံရတယ်ဆိုတာသူတို့တည်တယ်ဒါပေမဲ့သူတို့ပြောလို့မရဲဘူးအခုဒီစောလေးဆိုရင်သူ့အမေနဲ့ညပဲတူနေတယ်စောလေးကသူ့အမေနဲ့ညပဲတူနေတယ်ဒါပေမဲ့ဟိုတခါတော့သူ့အမေနဲ့သူရန်ဖြစ်တာသူပုတ်တင်တယ်နော်သူရန်ဖြစ်တာဒါပြီအခုသူတို့ပြန်တော့စကားပြောပြီဒါပေမဲ့ तू မသိခင်မှာနေနေနဲ့သူ့မေစီမှာ तू ပြောတယ် तू ဘာလဲအော်ဟာနော်အသေးကွဲတယ်အော်ဟာဆိုတာဘယ်လဲ तू ရီစာနဲ့ तू ရန်ဖြစ်တာလားဟိုဗလန်ခွဲတာလားအဲ့လိုပေါ့နော်ဒါပေမဲ့စောလေးဆိုရင် main ကလေးတွေအများအပြားပဲလေဟမ်ရာနဲ့တော့မှ तू လန်ခွဲတာအရင်နဲ့ပဲစီးတယ်အသိပြန်တော့ရပြီအသိဆိုရင်ရောက်ပေါင်းများဆိုတာပြီးတော့စောလျာယောက်ျားဆိုတော့ထိုင်းဘန်ကောက်မှာတက်လာတဲ့အချိန်မှာလည်းတခြား main ကလေးနဲ့ तू တော့အဲ့ဒါပဲအဲ့ဒါသူ့နာမည်တွေထွက်တာပဲအဲ့ဒါဒီလိုမျိုးကောင်မျိုးဘယ်လိုမျိုးကိုတတ်သိမလဲစဉ်းစားနော်ဟမ်ပြီးတော့ဘသူကကိုတတ်သိပြီးတော့ညနာတွေတန်ရာတွေစီတယ်ဒီမှာရိုက်ခမ်းတာစီတယ်ဒီမှာလည်းရိုက်ခမ်းတာစီတယ်ဒီမှာလည်းတန်ရာစီတယ်ဒီမှာလည်းတန်ရာစီတယ်နှခါမှာလည်းတန်ရာစီတယ်ခြေထောက်မှာလည်းသွေးထွက်တယ်နော်ဟုတ်ခုနကငါပြောတဲ့ဗီဒီယိုတော့ငါအစီအကြီးပြောလို့မရလို့နော်အဲ့တော့ live ဆော်ထဲမှာနော်ငါမယုံတဲ့သူတွေကြည့်လိုက်နော်အဲ့ဒါမှမပြောတဲ့ BGN နဲ့သွားဆောက်ပြီးဆိုရင်ကောင်းနေပေါ့နော်ဟမ်ငါပြောမယ်နော်ခွေးနဲ့ပေါင်းမယ်ဆိုရင်ခွေးစိတ်ပေါက်ရမယ်နားလဲလားအခုကြားဖြတ်ကိုင်းမှာမဟုတ်ပြောမယ်ကြားဖြတ်ကိုင်းမှာဆွေကောက်ကူမလေးအလောက်သွားလောက်လဲသူကရောက်မှာမလိန်လို့ရဲမလူတွေကိုရိုက်လို့ရဲမလူတွေကိုထိုးလို့ရဲမလူတွေကိုအနိုင်ကျင့်လို့ရဲမအဲ့ဒီနေရာမှာနေလို့ရတယ်လူတွေကိုရိုက်လို့မရဲဘူးထိုးလို့မရဲဘူးအနိုင်ကျင့်လို့မရဲဘူးခိုင်းလို့မရဲဘူးတနာစိတ်တွေစီးလို့စရင်လေသူတို့ချက်ချင်းတတ်လိုက်တာနော်ပြီးတော့တချို့တွေကရောက်มาလေ BGF ခေါင်းဆောင်တွေကြိုက်လေပဲကြားဖြတ်ကိုင်းကောင်းဆောင်တွေတိုက်လေပဲမင်းအောင်လိုက်လိုမျိုးပဲဘယ်စစ်ခွေးမဆိုသူရဲ့စကားနားထောင်နေရောက်มาလို့စင်သူနေရာတွေပေးတယ်သူရထူးတွေပေးတယ်အဲ့ဒီကြားဖြတ်ကိုင်းမှာလည်းဘဲကရင်လူငယ်မဆိုသွားနေလို့စင်ရောက်มาတယ်ကောက်ကြည့်တယ်ညစ်ပါတယ်ဆိုရင်သူတို့အရန်တိုက်တယ်သူတို့လက်စာတွေအကြီးကြီးပေးတယ်တချို့ကရင်လူမျိုးတွေကသူတို့ရဲ့ညီလေးတွေကအဲ့ဒီဆွေကုတ်ကမှသွားနေတယ်လက်စာဘက်ငွေ3000 4000ရတယ်နော်ဒါပေမဲ့မကောင်းတာကိုလောက်ရတယ်သူတို့လိန်ခေါ်စင်တက်ဆိုရင်ကသူများငွေလိန်တဲ့အချိန်မှာသူများလိန်မရဲလို့စင်သူတို့ရိုက်ပေးရမယ်သူတို့ထုတ်ပေးရမယ်သူတို့ကန်ပေးရမယ်အဲ့လိုမျိုးသူတို့ထိုးပေးရမယ်ကွာတခါတလေသူတို့ကောင်းဆောင်တတ်လို့စင်သူတို့တတ်ပေးရမယ်အဲ့ဒါသူတို့လက်စာရတယ်ဘငွေ3000 4000လောက်လို့ရဲမနော်ပြီးတော့အဲ့ဒီအလောက်လက်စာဘလောက်ပဲကြီးကြီးကွာအဲ့ဒီလက်စာသူတို့ကြက်တပြားမှသူတို့စုလို့မရဘူးနော်ဘာကြောင့်လဲဆေးတွေအကုန်လုံးပြန်ပြီးတော့စုတယ်အဲ့ဒီနေရာမှာပဲလက်စာရတယ်အဲ့ဒီနေရာမှာပဲကုန်သွားတယ်အဲ့ဒါကြားဖြတ်ကိုင်းအဲ့ဒီအတွင်းထဲမှာဆိုရင်ငရဲထက်ဆိုးတယ်အဲ့ဒါမှမဟုတ်တော့ BGF ထောက်ခံတဲ့သူတွေမင်းအောင်လိုက်ထောက်ခံတဲ့သူတွေဘောမတဲ့သူတွေမဟုတ်ဘာဖြစ်လို့ယုံရတာလဲမဟုတ်ဘာဖြစ်လို့ဆဲရတာလဲဆိုတော့အဲ့ဒီကြားဖြတ်ကိုင်းဆိုတဲ့တခိုးထမြကိုင်းခေါ်စင်တက်အဲ့ဒီတိုက်ခန်းထဲမှာဆိုရင်သူများသားသမီးတွေကိုဖမ်းပြီးတော့ထိုးတယ်ရိုက်တယ်ပဒိန်ကျင့်တယ်ခိုင်းတယ်လို့မလုပ်လို့စင်တတ်ပြတယ်တတ်တဲ့အချိန်မှာလဲအစင်းနဲ့လောင်းတယ်အမျိုးမျိုးဓာတ်နဲ့လီးတယ်မသေးခင်မှာကလီစာတွေထောက်တယ်အသေးတွေထောက်တယ်နှလုံးတွေထောက်တယ်မသေးခင်မှာနော်ခိုင်းတဲ့အတိုင်းမလုပ်လို့စင်နောက်ဆုံး
အသေးတွေဦးတွေကလေးစားတွေကြောက်ကတွေထောက်ပြီးတော့မျက်စိတွေထောက်ပြီးတော့နိုင်ငံသားမှာပုတ်ပြီးတော့တရုတ်နိုင်ငံမှာပုတ်ပြီးတော့ရောင်းတယ်ဒါပေမဲ့တို့တောင်းစားလို့ရတယ်တို့ခိုင်းတဲ့အတိုင်းလုပ်လို့ရှိရင်အသက်စင်မှာပေါ့ဒါပေမဲ့ဆက်ပြီးတော့လင်ရမယ်နော်အဲ့တော့အဲ့ဒီအတွင်းထဲမှာနေမယ်ဆိုရင်ခွေးလိုမျိုးနေရမယ်တလိမ့်ဆန်စိတ်နေမွေးရမယ်ရောက်မှရမယ်ကောက်ကြည့်ရမယ်အဲ့ဒါမှနေလစာတွေရမယ်နေရထူးတိုးမယ်နေရဟိုခွေးအလုံးနေမလုပ်ချင်ဘူးနေလူကောင်းလိုမျိုးနေမယ်ဆိုရင်တရက်တာအတွင်းထဲနေသားခံရမယ်အဲ့ဒီဆွေကုတ်ကိုအတွင်းထဲမှာအဲ့ဒါကိုအဒီလိုမျိုးဟိုဗလဲစောလေးတို့ဒီကရင် BG အသက်စာဖောက်လောက်ကောင်အကြီးသေးတယ်အားလုံးကသူတို့သိတယ်အဲ့ဒီအတွင်းထဲမှာဘာတွေစီးတယ်ဆိုတာသူတို့ကလုံးသိတယ်သိရတာနဲ့လုံချောင်ရေးလုပ်ပေးတယ်သိရတာနဲ့တရက်ဝင်အဖွဲ့ဝင်လိုက်တယ်အဲ့ဒါမှမို့တော့ဆဲရတာပါနော်မမပြောမယ်အရင်တော့ကရင်ပြည်နဲ့လက်နဲ့ခရမ်းရောင်စားမှုတွေမူရေးစေဝါစီတာတွေပြီးတော့လောင်းကစားတွေကွာဒါတွေကတော့ဟိုအရင်စစ်တော့စီထားတယ်အခုအစိုးဆုံးကဘာပေါ်မှာအစိုးဆုံးရဆုံးမှုကဒီကြားဖြတ်ကန်ကရင်ပြည်နယ်မှာစီတာအခုကရင်လက်နက်ကန်အဖွဲ့စီပေါင်းများဆိုတာဒီကြားဖြတ်ကန်ကိုပဲစ조사ပြီးတော့ကာကွယ်ပေးနေတယ်ကိုရကရင်လူမျိုးကိုရမျိုးဆက်သိကိုရကရင်ပြည်နယ်လူမျိုးဖို့ကိုရတောင်လာရေးနိုင်ဖို့အတွက်အာနာစစ်ချက်စမှုအတွက်ပြန်ပြီးတော့တိုက်ဖို့မရှိဘူးအခုသူတို့လူတွေအရေးပေါ်ခေါ်တာဒီတည်ကတော့မမို့အတိမပြုတ်ဘူးနော်ဒါမှမဟုတ်ပြောပြတာကိုယုံချင်းယုံမယုံချင်းမကြည့်ဘူးလူတယောက်ကမှမဟုတ်ကိုတည်ပို့လာပြီးတယ်ဘောကျော်တက်ကဘာဖြစ်လို့ဒီ DKB နဲ့ပြန်ပေါင်းတာလဲဆိုတာမမို့သိလားတဲ့ဒီ UN ပေါ့နော်အမေရိကန်ကဒီကြားဖြတ်ကိုတကယ်လောက်တော့မှာတဲ့တကယ်စော်တော့မှာတဲ့အမေရိကန်ဝင်လာပြီးတော့သူတို့အဲ့ဒီအမေရိကန်ကဘယ်လက်နဲ့ကန်အဖွဲ့စီကိုသူတို့ငားပြီးတော့သူတို့တိုက်ခိုင်းတယ်ဆိုတာမသိသေးဘူးအဲ့ဒါတော့ပြောလို့မရဘူးအမေရိကန်တကယ်လောက်လာတော့မယ်ဆိုတော့အဲ့ဒါကြားဖြတ်ကန်ခေါင်းဆောင်တွေအားလုံးက DKBA BGF တွေအားလုံးသူတို့စီတဲ့လူအဟောင်းတွေလူအသစ်တွေဆိုရင်စောလေးတို့လူမျိုးပေါ့နော်ပြီးတော့အထူပါတို့ဘာတို့အဲ့ဒီလူငယ်အဲ့ဒီဆယ်လီအနုပညာရှင်တွေလားအဆိုတော်လားသူတို့ကောက်လုံးစုပြီးတော့လက်နဲ့တွေပြန်တော့ကန်ရတော့မယ်တခုဖြစ်လာလို့ရှိရင်ပြန်တော့ကာကွယ်ပေးရမယ်ကာကွယ်တဲ့ဆိုတာကြားဖြတ်ကန်မကြဆုံးရေးသူတို့ကအဲ့ဒီအဖွဲ့အစည်းကိုသူတင်တော့တိုက်ရမှာကွာမမီလာ2023တော့ဘိုးအဲစီဝါတို့အဖွဲ့ဘိုးအဲစီဝါတို့ PDF အဖွဲ့တွေက2023မှာဆွေကောက်ကမှဝင်တယ်ဟုတ်အဲ့ဒါဆွေကောက်ကမှ KNU စစ်သား DKBA PC BGF ပေါင်းပြီးတော့ဘိုးအဲစီဝါတို့အဖွဲ့ဝိုင်းပြီးတော့ပြစ်တက်လိုက်တာလူငယ်တွေအများကြီးပဲတည်သွားတယ်လေအဲ့လိုမျိုးပုံစံတို့ပြန်တော့ကာကွယ်ပေးရမှာအဲ့ကြောင့်မမကအန်အော်ဒါတခုကပြီးသွားတဲ့3-4ရက်တော့ငါမမတတင်တခုတင်တယ်တမဟာ6တတင်တွေ့လားတမဟာ6မှာ KNU တွေကလူတွေကိုအရေးပေါ်စစ်မှုထမ်းတွေခေါ်နေပြီတဲ့မသွားလို့ဆိုရင်ကျန်းငွေ30ကနေ30ရွာတိတို့ကမိုင်ကုန်းတို့ပြီးတော့ဗာလဲဆွေလဲမသိဘူးအဲ့ဒီတမဟာ6မှာစီးတဲ့ရွာတွေသူတို့လိုက်တော့ခေါ်နေပြီမသွားလို့ဆိုရင်ပတ်စံတောင်းတယ်အဲ့ဒါမမကအန်အော်ဒါကတော့အဲ့ဒီသွားခေါ်တဲ့မောင်မြအေးနဲ့အဲကောအဲ့ဒီမောင်မြအေးအဲကောဆိုရင် BGN နဲ့ပေါင်းလိုက်စစ်ခွင်းနဲ့ပေါင်းလိုက်သူတို့ရဲ့နာမည်ကတော့ KNU ပဲ KNU ဖွဲ့မှာပဲအဲ့လိုမျိုးစောက်ဆက်နေပြီအဲ့လိုစောက်ဆက်ကုန်ပြီအဲ့လိုမျိုးအကြောင်းကြံတဲ့လူတွေလည်းသူတို့ခေါ်တိုင်းမသွားဘူးဆိုရင်စောလေးလိုမျိုးဖြစ်သွားမယ်နော်စောလေးလိုမျိုးဖြစ်သွားမယ်ကြံတဲ့လူအိုတချို့မှထွက်ပြေးတယ်အခုထွက်ပြေးတယ်နော်အဲ့ဒီပြောလာတဲ့သူကသူတို့ရဲ့ရွာသားတွေမှမဟုတ်တယ်သူတို့ထွက်ပြေးရတယ်သူတို့လုံးဝနေလို့မရတော့ဘူးအဲ့ဒါ DKBA လူအဟောင်းတွေ BGF လူအဟောင်းတွေသူတို့အကောင်လုံးပြောင်းခေါ်တာမပြန်လို့စရင်ပြဿနာစီမယ်သူတို့လိုက်စားတယ်အခုအဖွဲ့ဝင်ဖူးတဲ့လူတွေလူအဟောင်းတွေအကောင်လုံးသူတို့ခေါ်ပြီးမပြန်လို့မရဘူးပြီးတော့အလကားနေတဲ့သူတွေပေါ့နော်အလကားနေတဲ့သူတွေလည်းသူတို့လိုက်တော့ဖမ်းနေပြီသူတို့လိုက်တော့ခေါ်နေပြီတမဟာ1တမဟာ2အကောင်လုံးပဲအခုတော်ဆောက်တာအခုတော်ဆောက်တာဒါပေမဲ့သူတို့လိုက်ဖမ်းနေတဲ့လူတွေအားလုံးကွာကရင်ပြည်နယ်ကိုကာကွယ်ဖို့စစ်ခွေးကိုတိုက်ထုတ်ဖို့ဆိုတာငါတို့ပြဿနာမရှိဘူးလေဒါပေမဲ့ကြားဖြတ်ကန်ကိုကာကွယ်ပြီးတော့ကိုယ့်ရဲ့ကရင်ငယ်တွေအလကားပေးပေးရမယ်ကိုယ့်ရဲ့ပြည်တဲ့တွေအလကားပေးပေးရမယ်ကိုယ့်ရဲ့ကရင်ဆက်တဲ့အလကားပေးရမယ်ဘယ်သူမှမသိချင်ဘူးအောင်နောက်စီးတဲ့လူတွေကအဲ့ဒါနားလဲလားအဲ့ဒါကရင်ခေါင်းဆောင်တွေကိုငါဘာဖြစ်လို့ဆဲရတယ်လဲဆိုတာမအေးလို့တွေကကိုယ့်ရဲ့လူမျိုးကိုယ့်ရဲ့လူငယ်ကိုမကာကွယ်ဘဲနဲ့နော်ကိုကျိုးစီးပွားရေးကိုပြန်ကာကွယ်ပေးတယ်မကောင်းဆိုးဝါးတွေကိုပြန်ကာကွယ်ပေးတယ်ရာဆိုးမှုတွေတရားမှုတွေအရာပြန်ကာကွယ်ပေးတယ်ခွေးမသားတွေနော်အခုစောလင်းနဲ့ဗလဲစောလင်းသူငယ်ချင်းတွေအားလုံးပေါ့နော် KNA အဖွဲ့မှာ BGA အဖွဲ့မှာလား DKA BA အဖွဲ့မှာလားဝင်ဖူးတဲ့သူတွေပြေးဖို့လွတ်မယ်လို့မထင်လိုက်နဲ့ဒါပေမဲ့စ조사ပြီးတော့ပြေးလို့စရင်လိမ်မာပါနာလို့စရင်တော့တေဖို့မလွယ်ဘူးပေါ့နော်အသက်စီအောင်မယ်ဒါပေမဲ့စောလီကသူ့ရဲ့တမုံခွဲအိမ်မှာသွားနေတယ်သွားနေတဲ့သူ့ရဲ့တမုံခွဲအိမ်ကဘယ်မှာလဲကြောက်ခက်မှာလားအဲ့ဒီနေရာမှာလဲစစ်တွေဖြစ်တာပဲ BGA တွေအများကြီးပဲစစ်ခွေးတွေလည်းအများကြီးပဲသွားနေတာမလုံခြုံဘူးလေသူနောက်လိုက်တယ်ကား5စီးရုံမမောတော့မဖို့ပြောမယ်မေမြတ်နိုးတော့ကလည်းတမဟာခွန်မှာကွာ तू က PDF မှာရပ်တည်ပြီးတော့ PDF အကြောင်းကို तू အမေလျာတက်ပြောပေးတယ်ပြီးတော့ तू ကမြေပြင်မှာရှိတယ်တမဟာခွန်ပိုက်ကြုံပဲဗလဲပိုက်ကလုံလားပိုက်ကြုံရွာမှာလားမသိ तू အဲ့ तू အမေအိမ်မှာပဲ तू နေတယ်ညပိုင်းမှာ BGF ကခွန်စီကသူ့အိမ်မှာသွားပြီးတော့ तू ကတွေ့တဲ့အချိန်မှာလေ तू ကဟိုးလေခွင်းထဲမှာ तू ပြေးသွားတဲ့အချိန်မှာ तू မသိခင်မှာနော် तू တပ်ပုံရိုက်တယ်အဲ့ဒီစပားပင်နားမှာလေခွင်းထဲမှာ तू တပ်ပုံရိုက်ပြီးတော့အဲ့ဒီကလိုးထဲမှာ तू ပို့လာပြီးတယ် तू ညမမို့ပို့လာပြီးတယ်မင်းမြတ်တော့ပြေးရပြီတဲ့မထင်းမိဘူးတော့သူတို့တကယ်တတ်မှာခလေးမတသေးလေးပဲပြေးရပြီးတဲ့လေခွင်းထဲမှာတဲ့နောက်အဲ့ဒီပုံကနောက်ဆုံးပဲမနေ့ပိုင်းတော့သူ့အလောင်းမဲ့ပြန်ပြေးတော့တယ်လေခွင်းမှာမျက်စိပြူးလေစာတွေထွက်လေဘဲမှာဒဏ်ရာတွေစီးတယ်ဘိုက်ထဲမှာဒဏ်ရာတွေစီးတယ်အဲ့ဒါ main ကလေးပဲနော်ကား9စီးတော့မှသွားပြသလိုက်တာအခုစောလီကကား5စီး
နော်မမို့ဒီစကလုံးကိုခဏခဏပြောထားတယ် BGN နဲ့ပေါင်းတဲ့သူကအသေးမကောင်းဘူးထွက်မယ်ဆိုရင်လည်းမလွယ်ဘူးနော်ထွက်မယ်ဆိုရင်မလွယ်ဘူးအဲ့ဒီဆွေကောက်ကိုမှအဖွဲဝင်တဲ့လူငယ်အများအဖြစ်အဖေအမေကိုတွေ့ချင်တယ်သူတို့မလွတ်ဘူးမယုံလို့စင်ကိုတိုင်သွားလဲမထွက်လာရတော့ဘူးခွေးနဲ့ပေါင်းလို့စင်ခွေးလိုမျိုးအရန်ရောက်မှနေလို့ရမယ်နော်ခွေးနဲ့ပေါင်းပြီးလူစိတ်စိတ်နေလို့စင်တော့ချက်စင်တတ်မှာသူသေးတာနဲ့စစ်တိုက်တာအောက်ကိုမေကိုလိုကဘာမှနားမလဲဘူးသူသေးတာနဲ့စစ်တိုက်တာတဲ့ဘာဆိုင်လို့လဲတဲ့သူသေးတာသူ့ကိုစစ်တိုက်ခိုင်းဖို့ तू ကမတိုက်လို့အချိန်မှာသူတို့လောက်ကြံလိုက်တယ်နွားရနေမသိဘူးလား तू ကမတိုက်ချင်တဲ့အချိန်မှာ BGS တွေခေါ်သွားတဲ့အချိန်မှာ तू မသွားချင်လို့စင် तू ပြန်မလုပ်ချင်လို့စင် तू ကအဖွဲ့ဝင်တယောက်လေ तू မသွားလို့စင် तू မလုပ်လို့စင် तू လောက်ကြံမှာပဲလေစောင်းလေးသေးတာနေစိတ်တင်ရိုးသားလို့လားနွားရတတင်းကိုတခုတခုကြည့်အဲ့ဒါမှပြောတယ် तू များအမှန်တရားဖော်တဲ့အချိန်မှာအစဲကိုအရင်မစဲပဲနဲ့အရင်စောက်ကြည့်တတင်းကိုစောက်ကြည့်တချို့ဖေလို့မအေလို့တွေကအောက်နောက်မသိဘူးညာမသိဘူးစာမတက်ပေမတက် तू များအမှန်တရားပြောလိုက်လို့စင်တစ်ချက်ထဲလာတော့ဆဲလိုက်တယ်တတင်းအမှန်အကန်ကိုမစောက်ကြည့်ဘူးဟမ်အမှန်တရားဆိုတာချက်ချင်းပေါ်လာတယ်ဆိုတာဘယ်သူကပြောလို့လဲဟမ်အမှန်တရားတစ်ခုပေါ်လာဖို့ဆိုတာအချိန်ဆိုတာသိတယ်ဆောက်ရတယ်သိလားနော်ဒါမသေးခင်မငါပြမယ်နောက်တစ်ချက်ငါပြမယ်ဒီဗီဒီယိုကိုဘယ်သူတွေတွေ့လဲနော်စောလေးမသေးခင်မဒီမှာ तू အရန်ကြောက်တယ်နော် तू ကြောက်တာအမှန်တရားမဟုတ်လို့စင်အဲ့ဒီကားငါစီကသူ့လာတော့တတ်စီရမလို့ဘူး तू ကြောက်တာတကယ်အမှန်တရားဖြစ်တယ်လေတကယ်သူ့နောက်တကယ်လိုက်တယ်လေသူ့ကိုလောက်တော့မှာသူ့ကိုတတ်တော့မယ်ဆိုတာ तू သိတယ်လေနားလဲလား तू မသေးခင်မှာဘာတန်ရာနေစီလို့လဲကြည့်လိုက်သူ့ရဲ့မျက်နှာမှာဘာတန်ရာမှမရှိဘူးနော် तू သေးသွားတဲ့အလောင်းကိုခုကြည့်လိုက်တန်ရာတက်ပဲမမပြောမယ်ငွေနဲ့ပတ်သက်လာလို့စင်ရင်လေတချို့မိသားစုတွေကလေငွေယူပြီးတော့ကိုရမိသားစုအသက်ပေးလိုက်တာတိလားကိုရမိသားစုကိုလူဆိုးလူရောက်မှရက်လက်ထဲမှာအားလိုက်တာကြားဖြတ်ကန်လောက်ငွေစီတာကြားဖြတ်နေပဲငွေစီတယ်နော်ကြားဖြတ်ကန်လောက်ငွေစီတာကြားဖြတ်နေပဲစီတယ်လူတယောက်ကိုတားဖို့ဆိုတာဗတသန်းသူတို့အတွက်ဘာမှမဟုတ်ဘူးအဲ့တော့လူတယောက်ရဲ့အသက်ကိုသူတို့ရဖို့ကအဲ့ဒီလူတယောက်ကစောလေးဘယ်မှာစီလဲငါတို့ကိုပြောတဲ့သူဗတသန်းပေးမယ်ဆိုရင်ပတ်စံရပြီဆိုရင်ဒီကောင်ဘယ်မှာစီလဲဆိုတာပတ်စံလိုချင်တဲ့သူကပြောမှာပဲလေပတ်စံလိုချင်တဲ့သူကပြောမှာပဲနော်ပြီးတော့မနေ့တုန်းကအဲ့ဒီ ဘာလဲ KOC လား COK လားသူတို့ထိုင်းနိုင်ငံကအဖွဲ့လေမောင်ချစ်သူရဲ့အမှုပညာရှင်အဖွဲ့လားသူတို့အဲ့ဒီအဆိုတော်တွေကိုမနေ့တုန်းကဆူချပေးတယ်အဆိုတော်အားလုံးကိုတယောက်ဆိုအသိန်း100အသိန်း50အသိန်း100သူတို့ပေးတယ်အဲ့ဒီငွေတွေအားလုံးကမောင်ချစ်သူကိုတိုင်စာတဲ့ငွေမဟုတ်ဘူးနော်ခေါ်စင်တက်သူတို့လိုက်တော့လိန်စားနေတဲ့အဲ့ဒီကြားဖြတ်ငွေတွေတက်ပဲသူတို့ရဲ့ကင်ရင်အဆိုတော်ကိုသူတို့ပြန်တော့ဆူချပေးတယ်မနေ့တုန်းကသတင်းတက်လာတာမတွေ့ဘူးလားထိုင်းနိုင်ငံမှာ COK လား KOC လားငါပြောလို့သူတို့ရဲ့အဖွဲ့နာမည်ငါတေချာပြောလို့မတတ်ဘူးတိတဲ့လူတွေရေးလာခဲ့မောင်ချစ်သူဆူချပေးတာအများကြီးပဲအသိန်း100ပေါင်းများစွာပဲမနေ့တုန်းကအဲ့တော့ဒီလူငယ်တယောက်ကိုဒီလူငယ်တယောက်အသက်ရဖို့အတွက်သူဘယ်မှာနေလဲဆိုရင်မေးလိုက်လို့ရှိရင်သိတဲ့လူကတော့ပြောမှာပဲလေဟုတ်လားငါသူဒီမှာနေတယ်သူဟိုမှာနေတယ်ဟုတ်လားငါ့ကို10သိန်းပေးမယ်ဆိုရင် तू စီးတဲ့နေရာငါပြောမယ်လွယ်လေးပဲလေအဲ့တော့ तू စီးတဲ့နေရာ तू ကတေမာကိုကြောက်လို့သူ့အတော်အိမ်မှာ तू ကသွားပြီးခိုးနေတာကိုအဲ့ဒီကား तू နောက်လိုက်လာတယ်ဆိုတာဒလန်တနေ့မပေးလို့ရှိရင်ဘယ်လိုမျိုးသိမလဲဟာဟုတ်တယ် तू သေးတာဒီအင်ကြီးပဲဟုတ်တယ်မို့သေးချာကြည့်တာဒီမှာ तू သေးတာလည်းဒီအင်ကြီးပဲ तू ရဲ့မျက်နှာတန်ရာလုံးဝမရှိဘူးစင်तू ကဆယ်လီပါအဆိုတော်တော့မဟုတ်ဘူးငပိထောင်ရောင်းတယ်ဒီကလေးက KN တွေအဖွဲ့မှာ तू ဝင်တယ်ဝင်သွားတဲ့လူတွေကအများကြီးပဲနော်မတွေ့တာအဲ့ဒီနေ့မှာ तू မြတ်တာပုံတွေပို့လာပေးတာစောထူးလားထူးွားလားဝါထူးလား तू နဲ့ music ခလောက်ကေလောက်တယ်အဲ့ဒီကောင်လေးလဲပြီးတော့ချစ်လေးလဲပါလာမသိဘူးချစ်လေးလဲခင်းနေအင်ကြီးနဲ့အဖွဲ့အစည်းတောင်းတွေကတယ်အဲ့ဒီကောင်တွေအားလုံးကမလွတ်ဘူးပြီတို့စစ်ဖြစ်လာလို့ရှိရင်တို့ကြားဖြတ်အတွက်စစ်တိုက်ရမယ်ဆိုရင်တို့မတိုက်လို့စင်တော့တို့ပြေးဖို့မလွတ်ဘူးနော်တိုက်ရမယ်တို့ခေါ်လို့စင်သွားရမယ်မသွားလို့စင်တော့ဒီလိုပဲဖြစ်မယ်နော်အဖွဲ့ဝင်ပြီးတို့ခေါ်တဲ့အတိုင်းတို့ပြောတဲ့အတိုင်းမလိုက်နာလို့စင်ဒီလိုမျိုးဖြစ်သွားမယ်နော်တို့လိုက်စားမှာဘန်ကောက်တနယ်လုံးလားနေတာနေစားလားဘန်ကောက်လားတို့ကောင်လုံးလိုက်စားမှာအခုတချို့အသက်50 60 DKBA လူအဟောင်းတွေ BGS လူအဟောင်းတွေလည်းထွက်ပြေးရတယ်နေစားမှာတို့နေလို့မရတော့ဘူးတို့အဝေးမှာတို့နေဆောင်နေရပြီအခုဒီတရက်2ရက်အတွင်းတော့တို့ကောင်လုံးခေါ်နေပြီတို့အတန်လူလိုအပ်တယ် BGS တွေ DKBA တွေအဲ့တော့ဒီကြားဖြန့်ကန်ရဘာတွေဖြစ်လာမလဲတိုက်ပွဲတော့မပြောမယ်ကင်ရီပြည်နယ်တိုက်ပွဲကြီးဖြစ်လာလို့စင်တော်လိုင်းရဲတော့မဟုတ်ဘူးနော်ကြားဖြန့်နဲ့ပတ်သက်ပြီးတော့တိုက်ပွဲဖြစ်မယ်
နော် USA ကဘာလို့ဆိုတော့ဒီကြားဖြတ်က USA ကငွေတွေဒေါ်လာဘီလီယံပေါင်းများဆိုတော့သူတို့လိန်စားထားတဲ့အတွက်ကြောင့် USA လည်းတက်တေထောက်ထားရကုန်ပြီကွာဒီကြားဖြတ်လုပ်နေတဲ့ခေါင်းဆောင်တွေက BGF ခေါင်းဆောင်တွေပါတယ်ပြောဆိုထိုက်စွာမအားလားပေါ့နော် BGF ခေါင်းဆောင်တွေပါတယ် DKD ခေါင်းဆောင်တွေပါတယ်အဲကြောင့်သူတို့တွေကဒီကြားဖြတ်ကန်ကိုသူတို့နေနေမယ်အဲကြောင့်ကြားဖြတ်ကန်ဘက်ကလူရောက်မှတွေလဲသူတို့ရဲ့လူဟောင်းလူသိအဖွဲ့ဝင်တွေအားလုံးကိုသူတို့စ조사ပြီးတော့ပြန်တော့ခေါ်တယ်မပြန်တဲ့လူတွေအားလုံးကိုသူတို့အဆုံးသတ်လိုက်တယ်သူတို့လိုက်ပြီးတော့ဆင်းလိုက်တာပေါ့အဲ့လိုမျိုးနော်အဲ့ဒါကို BGF ခွေးမသားတွေကဘာတွေလာတော့ဂျင်းထက်လဲငါရပို့အောက်မှာငါအမှန်တရားခေါ်တဲ့အချိန်မှာနော်စော်လီကအောက်လန်နဲ့ထိလို့တဲ့စော်လီကအောက်လန်နဲ့ထိပြီးတော့ယူသွားတာတဲ့ဟိုတွေ့ဒီတွေ့ဟိုကြောက်ဒီကြောက်လောက်နေတာတဲ့ကြည့်စမ်းနော်ယူသွားလို့စရင်အောက်လန်နဲ့ဖြစ်လို့စရင်ဒီလိုမျိုးသိမလားဖေလို့မမေလို့တို့ဟမ်ယူသွားလို့စရင်ဒီလိုမျိုးချက်ချင်းသိမလားအဲ့ဒီကားငါးစီးက तू တွေ့တဲ့အချိန်မှာပဲခဏလေးပဲ तू သေသွားတာလေလောက်ကြံခံရလို့လေလောက်ကြံခံရပြီးတော့စော်လီသေသွားတယ်တလို့မျိုးသူတို့လောက်လိုက်တယ်စော်လီသူ့ကိုသူဆွဲဗါလဲကျိုးဆွဲချပြီးတော့သေသွားတယ်နော်ဒီမှာနော်နော်မမိုးစော်လီကိုမုန်းတာတွေစိတ်နာတာတွေမရှိဘူးနော်မမိုးပြတာတယ်ကွာ BGF အဖွဲ့ဝင်ပြီး KNA အဖွဲ့ဝင်ပြီးဘောမဖြစ်ပြီးဆိုရင်မမိုးတို့ကဘယ်လိုခွာမလဲယုံတယ်မုန်းတာတော့မဟုတ်ဘူးယုံတယ်မကြိုက်ဘူးနော်ဒါပေမဲ့သူတယောက်ပဲနောက်ဆုံးဖြစ်ပါစေပေါ့ဒီမျိုးမမိုးကြည့်တဲ့အချိန်မှာစိတ်မကောင်းပါတော့သူတယောက်ပဲနောက်ဆုံးဖြစ်ပါစေကြံတဲ့ဘယ်လူငယ်မဆိုသူ့လိုမျိုးအဖွဲ့ဝင်တွေလဲနော်နေတော့ဘယ်လိုမျိုးလုပ်မလဲပေါ့ဒါပေမဲ့မမိုး2023မှာဆိုမမိုးသိရတာတော့ကရင်လူငယ်မိဘတွေအများအပြည့်မော်ချစ်သူနဲ့လက်မထိုးလိုက်တယ်သူတို့ရဲ့သားတွေကမော်ချစ်သူစစ်သားဖြစ်သွားအောင် KNA BGF ဖြစ်သွားအောင်သူတို့အကောင်လုံးလက်မထိုးတယ်မော်ချစ်သူကောင်လုံးလက်မထိုးခိုင်းတာနော်မော်ချစ်သူပြောတဲ့စစ်တော့တိုက်ဖို့မဟုတ်ဘူးတဲ့တင်တဲ့ပေးတက်တာပဲတဲ့အကာအကွယ်လုံချုံရေးရွာမှာစစ်ခွေးတွေဝင်လာလို့စင်ရန်သူတွေဝင်လာလို့စင်ဘယ်သူပဲဝါမလို့ BGF တွေဝင်လာလို့စင်လုံချုံရေးလုပ်ပေးဖို့ပဲတဲ့ကင်းဆောက်ပေးဖို့ပဲတဲ့နော်သူတို့တွေကကရင်လူငယ်တွေကို BGF တွေကအဲ့လိုမျိုးလိုက်ပြီးတော့လိမ့်တယ်နော်ကင်းဆောက်ဖို့ပဲသူတို့ပြောတဲ့ကင်းဆောက်ဖို့ပဲနော်နောက်ဆိုတော့စစ်တပ်ရတယ်သူတို့မင်းအောင်လိုက်ဘက်ကအရေးပေါ်လူလိုအားလို့စင်ရင်မောင်ချစ်သူလဲနော်မင်းအောင်လိုက်တောင်းတယ်လို့မောင်ချစ်သူအဲ့ဒီလူငယ်တွေကိုပို့ရတာပဲမင်းအောင်လိုက်လက်ထဲမှာမင်းအောင်လိုက်လဲအဲ့ဒီလူငယ်တွေကိုကချင်မှာပို့လိုက်တယ်ရခိုင်မှာပို့လိုက်တယ်အညာမှာပို့လိုက်တယ်စစ်ခွေးအညီနဲ့ပေးဦးလိုက်တယ်အများကြီးပဲတချို့မှာဆိုရင်လဲ BGF ရဲ့လူတွေပဲဒီကရင်လူငယ်တွေပဲမလာတောင်းပြီးတော့နော်တမဟာငါမှာစစ်တပ်တိုက်ခိုင်းတယ်နော်တမဟာငါမှာ BDN နဲ့ဒီ KNU တွေကို BDN ကိုတော့တိုက်ဖို့ပေါ့နော်နောက်ဆိုတော့သူများဖမ်းရတဲ့တချို့အစင်လက်တွေဆိုရင် BGF လူတွေပဲပြီးတော့သူတို့တွေကစိတ်တက်ကြွစေသူတို့တုံးတယ်သူတို့ပေးတုံးတယ်ကရင်ပြည်နယ်ကကရင်အဆိုတော်ပေါ့နော်ကရင်အဆိုတော်အထီးတွေပေါ့နော်အထီးတွေဆိုရင်လက်နဲ့တယောက်တလဲစီတယ်ပြီးတော့ KWY မြင်းစေးတွေ K တွေသူတို့ခေါ်တာပါလဲမသိဘူးမျိုးမျိုးပဲပြီးတော့စိတ်တက်ကြွစေစိတ်တက်ကြစေက BGF ဘက်မှာလည်းစစ်တယ်လို့စစ်ခွေးဘက်မှာလည်းစီတယ်အဲ့ဒီလူငယ်ကအများအပြည့်သူတို့လူငယ်ကိုအလိမ့်နဲ့အေးစေးပဲတလဆိုရင်ဘတ်ငွေ1000 2000ရမယ်ဘတ်ငွေ9000 6000ရမယ်ကင်းဆောက်တာပဲနော်တလဆိုရင်အဲ့လောက်ရမယ်နောက်ဆိုတော့ကင်းဆောက်တာမဟုတ်ဘူးစစ်တက်ရတယ်ဒါမဲ့ထွက်ပြေးတဲ့လူကအများအပြည့်မလွတ်ဘူးကံကောင်းတဲ့လူတွေပဲလွတ်သွားတာမလွတ်တဲ့လူတွေကြတော့အမျိုးမျိုးအသက်ခံရတာပေါ့ကွာသူတို့စင်ထုတ်လိုက်တယ်အများကြီးပဲသူတို့တက်တဲ့အချိန်မှာသူတို့အရန်လိုက်မှာတာနော်သူတို့အပြည့်မရှိအောင်ဒီလူငယ်ကနေနေရင်းနဲ့အိတ်ပျော်ပြီးတော့တေသွားသလိုသူတို့လှုပ်လိုက်တယ်မဟုတ်လို့ရှိရင်သူ့ကိုသူလောက်ကြတပ်ဖြတ်လိုက်တယ်သူတို့လှုပ်လိုက်တယ်နော်ကျင်းလိုက်ကရင်ခိုင်းနိုင်ငံကကရင်လူငယ်အများအပြည့်အဲ့နဲ့တေသွားတာအများကြီးပဲဘူးမသိပါမသိတေသွားတဲ့လူငယ်တွေအများကြီးပဲသူများကျင်းလိုက်လို့ရှိရင်အိတ်ပျော်ပြီးတော့တေသွားတာအသက်ငယ်လေးတွေပဲနော်အများကြီးပဲအဲ့ဒီတေသွားတဲ့လူတွေရဲ့တမိုင်းပြန်တော့လေ့လာလိုက် BGN နဲ့စောက်ဘူးတယ်ကရင်တစ္ဆာဖောက်လောက်ကောင်တွေနဲ့သူတို့စောက်ဘူးတယ်အဖွဲ့ဝင်ဘူးတာပေါ့နော်ဟုတ်တယ် W1 ရော K ရောပြီးတော့စိတ်တက်ကြွစေအဲ့ဒီစိတ်တက်ကြွစေဆိုတာနေရာတိုင်းမှာလိုက်တော့ဝယ်လို့မရဘူးသူတို့စစ်တပ်စီမာနဲ့ BGF ရဲ့လူအရင်စီမာဘယ်စီတယ်မြင်းစေးဆိုရင်တော့ရွာအပြင်မှာလားရွာထဲမှာလားအကောင်လုံးရောင်းလို့ရတယ်ဒါပေမဲ့အဲ့ဒီစိတ်တက်ကြစေကလူကြီးကြီးကဲကဲတွေစီမာပဲပြောမှဆိုတော့ပါလဝီတို့စီမာမောင်ချစ်သူသားစီမာအဲခွန်တို့စီမာနာမည်ကြီးတဲ့ကရင်အဆိုတော်ရဲ့စီမာလက်ထဲမှာပဲစီတယ်အဲ့ဒီစေးတွေကစေးလဲကြီးတာပေါ့နော်အဲ့လိုမျိုးပြီးတော့အဲ့ဒီလူငယ်တွေအဲ့ဒီစိတ်တက်ကြွစေးကိုတောက်ပြီးဆိုရင်သူတို့ဆွဲလန်းပြီးဆိုရင်သူတို့အပြင်မှာထွက်သွားလဲသူတို့အဲ့ဒီရွာထဲမှာအဲ့ဒီမျိုးတွေသူတို့စားလို့မရဘူးသူတို့နေတဲ့အတွင်းထဲမှာပဲစီတာအဲ့ဒီစိတ်တက်ကြွစေးကလူငယ်တွေဘာဖြစ်လို့ဖြက်စီတာလဲဘာဖြစ်လို့သူတို့နဲ့ပူပေါင်းပါဝင်လာဆိုတော့အဲ့ဒီစေးနဲ့သူတို့ဖြက်စီတာဆွဲလန်းပြီးဆိုရင်ဘယ်မှမသွားချင်တော့ဘူးသူတို့နဲ့ပဲနေချင်တော့တယ်သူတို့ခိုင်းတဲ့အတိုင်းကလုံးလုပ်တယ်အဲ့လိုမျိုးနော်အေးဖာတယ်မသားနေအသေးချင်းဆိုနဲ့နေမသေးရလို့ငါအယူမလို့နေခေါ်လိုက်ပါမဖြစ်ဘူးနော်နေအသေးချင်းဆိုနဲ့သေးရတဲ့နေမှာနော်ကိုမီကိုလို့နော်โอเคနော် BGF ဘောမလားဘောမတွေဆိုရင်သေမကောင်းဘူးအဲကြောင့်မဖြစ်ခင်မှာတေချာစဉ်းစားမလောက်ခင်မှာတေချာစဉ်းစားဒါပေမဲ့မဖြစ်ခင်မလောက်ခင်လဲသူတို့တွေကလိုက်ပြီးတော့စီယုံနေနော်သူတို့လိုက်ပြီးတော့စီယုံနေနော်ကရင်အမှုပညာစင်နာမယ်တော်တယောက်ကဆယ်လီပဲဖြစ်သူတို့နဲ့မပူပေါင်းခင်မှာသူတို့အမျိုးမျိုးဆွဲဆောင်တယ်ဘာလို့ချင်းလဲဆိုင်ကယ်လို့ချင်းလားစီးပွားရေးဖွင့်ချင်းလားပန်းနမ်းမန်တွေဖွင့်ချင်းလား
ဆိုင်ကြီးဖွင့်ချင်လား 7-11 ဖွင့်ချင်လားကားလိုချင်လားအိမ်လိုချင်လားသူတို့ကလုံးပေးတယ်နော်သူတို့နဲ့မပူပေါင်းခင်သူတို့ကလုံးဆွဲဆောင်နေတာလိုချင်တဲ့အရာကလုံးပေးတာအဲ့ဒါ BGF ရဲ့စောက်ချင်းစစ်ခွေးနဲ့တူတူပဲလိုချင်တဲ့အတိုင်းသူတို့ပေးလိုက်ပြီးဆိုရင်သူတို့အဖွဲ့ဝင်သွားပြီးဆိုရင်လေနေတော့စိတ်ထင်အစကတည်းကသူတို့ပေးတယ်လို့နေတော့ဆက်ပြောပေးမှာပေါ့မပေးတော့ဘူးအရင်တော့ဆိုရင်BGF ကြိုက်ကိုစောက်ပေးလို့ဆိုရင် BGF ခြံစောက်ခွေးကိုစောက်ပေးလို့ဆိုရင်တလားပေါင်းဝင်9000ရမယ်နော်တလားပေါင်းဝင်9000ရမယ်ဒါပေမဲ့ကြာလာလို့ဆိုရင်သူတို့အဖွဲ့ထဲမှာဝင်လိုက်ပြီဆိုရင်တလားပေါင်းဝင်9000တော့မရတော့ဘူးဘာလို့မရတော့ဘူးထွက်မယ်ဆိုရင်လည်းမရတော့ဘူးလူစိတ်မှမရှိတာအဲကြောင့်အစကတည်းကပဲနေတို့ပတ်စံတွေရအောင်တို့လက်စာတွေရအောင် BGF တွေကနေတို့ခွေးစကားတွေပြောပြမယ်နော်လူစကားတွေပြောပြမယ်အဖွဲ့ဝင်သွားပြီဆိုရင်လေပြန်ထွက်လာဖို့မစင်စားနဲ့ဘန်ကောက်မှနေမယ်ဆိုလည်းဘယ်မှာတော့ပြေးမလဲသူတို့လူတွေတက်ပဲနော် BGF ခွေးတွေ DKB ခွေးတွေကရောက်มาတဲ့ကရင်တစ္ဆာဖောက်လောက်ကောင်တွေကလေအာနာစင်ကိုတော့သူတို့သားလို့မရဘူးတိလားအာနာယူကိုသူတို့သားလို့မရဘူးအမျိုးကိုကာကွယ်ဖို့လဲသူတို့တတ်တိမရှိဘူးဒါပေမဲ့အမျိုးကိုပြန်တော့တပ်ဖြတ်ဖို့အမျိုးကိုပြန်တော့ဖျက်ဆီးဖို့နော်ကရင်ပြည်နယ်ကိုပြန်တော့ရောင်းစားဖို့ဆိုရင်ရောက်มาတဲ့အရာတွေသူတို့လောက်ရမယ်ဆိုရင်သူတို့တော်တတ်တိစီတာမအားလားနဲ့တူတူပဲတိုင်းပြည်ကိုကာကွယ်ဖို့နော်တတ်တိမရှိဘူးအဖွားအိုအမေစုတော်မှနော်သူတို့တောက်နေရတယ်ရောက်มาတဲ့အရာတွေဆိုရင်သူတို့လောက်မရတာတခုမှမရှိဘူးအကောင်လုံးလောက်လို့ရတယ်အမျိုးစစ်စစ်ကိုပြန်တော့သားရမလားကိုနမအရင်ကိုပြန်တော့သားရမလားကိုဖေရင်ပြန်တော့သားမလားအကောင်လုံးသားတာ BGF မွေးစားတဲ့ကောင်တွေအားလုံးကမိသားစုအရင်နဲ့ပြန်တော့သားလို့ရတယ်အမျိုးအရင်နဲ့ပြန်တော့သားလို့ရတယ်စင်နော်သူတို့ဖြက်စီလိုက်ကုန်ပြီအဲ့ဒီအောက်နောက်တွေသူတို့အဲ့ဒီမွေးစေဝါတွေတောက်လိုက်ပြီဆိုရင်အောက်နောက်တွေကတော့ဖြက်စီကုန်ပြီအမားဆိုတာဘာလဲအမန်ဆိုတာဘာလဲလူဆိုးဆိုတာဘာလဲလူကောင်းဆိုတာဘာလဲသူတို့မသိတော့ဘူးအဲ့ဒီမွေးစေဝါတွေတောင်းတဲ့လူတွေအားလုံးကအကောင်လုံးအောက်နောက်ဖြက်စီတာတလိုက်ဆန်စိတ်ဓာတ်တွေပေါက်တယ်ခွေးစိတ်ဓာတ်လူစိတ်ဆိုတာမရှိတော့ဘူးအဲ့လိုမျိုးသူဖြက်စီတာဘာလို့လဲမြန်မာနိုင်ငံမှာဘယ်နိုင်ငံမဆိုလူတွေကအောက်နောက်တွေမကောင်းတော့ဘူးဖြက်စီသွားပြီဆိုရင်သူတို့အာနာစင်တွေလှုပ်ချင်တဲ့အရာသူတို့အကောင်လုံးလှုပ်လို့ရတယ်ပညာတတ်တဲ့လူတွေအောက်နောက်ကောင်းတဲ့လူတွေအမှန်တရားတွေချစ်တဲ့လူတွေပေါ့နော်ဆိုရင်စီးလို့စင်ရင်သူတို့ဘာမှလုပ်လို့မရဘူးသူတို့လိန်စားလို့မရဘူးလေဒါပေမဲ့လူဆိုတာအကောင်လုံးဖြက်စီပြီးဆိုရင်သူတို့လိန်စားစင်သူတို့လိန်စားလို့ရတယ်သူတို့ရောက်မှစင်သူတို့ရောက်မှလို့ရတယ်အဲ့ကြောင့်အတိကလူငယ်တွေမဖွာလာအောင်အမှန်တရားတွေမများလာအောင်သူတို့တွေကဖြက်စီတယ်မူရစ်ဆိုတာနဲ့သူတို့ဖြက်စီမယ်မိန်းကလေးတွေနဲ့လည်းသူတို့ဖြက်စီမယ်လောင်းကစားနဲ့လည်းသူတို့ဖြက်စီမယ်နော်အခုသူတို့ပေးတဲ့ဒီကြားဖြတ်ကိုင်းမမှုပြတဲ့ဒီလူငယ်တွေကိုသူတို့လက်စာတွေပေးတယ်ကွာသူတို့ရဲ့ကရင်ဆိုတော့ကိုသူတို့ဆုချပေးတယ်ကွာအဲ့ဒီငွေတွေအားလုံးပြည်သူလူထုရဲ့ငွေတွေတက်ပဲသူများချွေးနဲ့စားတဲ့ငွေတွေတက်ပဲသူများအသက်နဲ့ပါတဲ့ငွေတွေတက်ပဲအဲ့လိုမျိုးရောက်မှာလားကဘာကိုဖျက်ဆီးတဲ့ကောင်တွေပါနော်ကဘာကိုဖျက်ဆီးတဲ့ကောင်တွေပါနိုင်ငံကိုဖျက်ဆီးတာမဟုတ်ဘူးကဘာကိုဖျက်ဆီးတာပါအဲ့ကြောင့်ဒီကဘာပေါ်မှာနာမည်အကြီးဆုံးနာမည်အကျော်ဆုံး main တခိုးထမကိုင်းဆိုတာဒီကရင်ပြည်နယ်မှာရှိတယ်အဲ့ကြောင့် UN American ကနော်သူတို့ရဲ့ဗာလဲ FBI တွေသူတို့ပို့ကောင်ပြီးသူတို့ရဲ့တည်င်းထောက်တွေသူတို့ပို့ကောင်ပြီးသူတို့အကောင်လုံးလေ့လာကောင်ပြီးကရင်ပြည်နယ်မှာဘသူကခေါင်းဆောင်လုပ်တယ်ဘသူကပူပေါင်းပေါင်လဲဆိုတာသူတို့အကောင်လုံးသိကောင်ပြီးအခုကသူတို့ကစော်တော့မှသူတို့ကချတော့မှဖြစ်တဲ့အတွက်ကြောင့်ခွေးကြော်တက်လဲ DKB နဲ့အရေးပေါ်ပြန်ပေါင်းလိုက်တယ်ဒီကြားဖြတ်ကန်မကြဆောင်ရေးသူတို့ပြန်တော့ကာကွယ်ဖို့ကာကွယ်တယ်ဆိုတာထိုင်ပြီးတော့ကာကွယ်တာမဟုတ်နော်သူတို့စစ်တိုက်ရတော့မယ်အဲ့လိုမျိုးကြားဖြတ်ကန်မကြဆောင်ရေးသူတို့စစ်တိုက်ရတော့မယ်စစ်တိုက်လို့ရှိရင်နေတင်ငါတေဖို့ကွာနိုင်တဲ့ဥမာသူတို့လူတွေအကောင်လုံးတေလို့ရှိရင်တော့အဲ့ဒီအမေရိကန်နိုင်မှာပေါ့အဲ့လိုမျိုးပေါ့နော်အမေရိကန်နိုင်မယ်ငါတို့တော်လိုင်းနိုင်တာမဟုတ်နော်အမေရိကန်နိုင်မယ်အဲ့လိုမျိုးဒါပေမဲ့အမေရိကန်တေလို့ရှိရင်သူတို့ကြားဖြတ်ကန်ဆက်ပြီးတော့နေလို့ရတာပေါ့သူတို့လူတွေများလို့ရှိရင်သူတို့အင်အားအများပြစီလို့ရှိရင်တော့အဲ့ဒါသူတို့ကနိုင်မလားဟိုဘက်ကနိုင်မလားကိုမသိဘူးဒါပေမဲ့ပြောချင်တာတခုကတော့ကရင်ပြည်နယ်အတွက်ကရင်လူမျိုးအတွက်တိုက်ပေးတာမဟုတ်နော်အဲ့ဒါတေချာမှတ်ထားအဲ့ဒါကရင်ပြည်နယ်ကြားဖြတ်ကန်နဲ့ပတ်သက်ပြီးတော့စစ်ဖြစ်လာပြီဆိုရင်အလူခံတဲ့တော်လိုင်းရဲ့အတွက်ဘာအတွက်ငါတို့ကြည်စံဖို့လာလို့လူပေးပါမလုံးနဲ့နော်သူတို့စီးပွားရေးကိုသူတို့ကာကွယ်ဖို့သူတို့စစ်တိုက်တာပါငါတို့အတွက်သူတို့တိုက်ပေးဖို့တေးပေးဖို့မဟုတ်ဘူးအဲ့ကြောင့်ကရင်တီသူလူထုတွေအားလုံးနော်တတိစီပေးကြပါโอเคနော်ပြီးတော့လေမမပြောမယ်မမအကြံဉာဏ်တစ်ခုပေးမယ် BGF အဖွဲ့ဝင်တွေ DKB အဖွဲ့ဝင်တွေပေါ့နော်အခုနေတို့ရဲ့ခေါင်းဆောင်နေတို့ပြန်တော့ခေါ်ပြီးတော့အဖွဲ့ဝင်ထားတဲ့စော်လေးလို့အဖွဲ့လူမျိုးပေါ့နော်ကိုကစစ်သားမဖြစ်ချင်ဘူးစစ်ပြန်မတိုက်ချင်ဘူးဆိုရင်ကိုတိတဲ့လူတွေစီမှာမသွားနဲ့ကိုရဲ့အမျိုးလားကိုရဲ့မိသားစုလားကိုရဲ့ညီကိုမောင်နှမရဲ့အခန်းလားအိမ်လားသွားပြီးလုံးဝမသွားနဲ့လုံးဝမသွားနဲ့သူတို့ကိုအကူအညီတောင်းမယ်ဆိုရင်ငွေအကူအညီတောင်းပါနော်ငွေအကူအညီတောင်းပြီးတော့လူမသိသူမသိတဲ့နေရာတနေရာနော်အခန်းပဲဖြစ်အိမ်အချောက်ခန်းပဲဖြစ်ဘယ်သူမှမပေးသေးနဲ့ဩဘာသာနဲ့ပဲကိုအခန်းသွားဖွင့်ပြီးတော့အခန်းတစ်တစ်ခုသွားဖွင့်ပြီးတော့နေလိုက်နော်နေလိုက်ပါဘာသာစရာဒီ BGF တွေဒီလူရောက်มาတွေကသူတို့လူအများကြီးပဲရှိတယ်တခါတလေကိုရဲ့အမျိုးလားကိုတိတဲ့ကိုရဲ့သူငယ်ချင်းတွေလား BGF တွေကကြော်ညာလိုက်ပြီးဆိုရင်ဒီလူကိုရလို့ရှိရင်ဒီလူနေတဲ့နေရာမှာတီးလို့ရှိရင်ငါဘာတန်းပေးမယ်ဆိုရင်အများအဖြစ်လူဆိုတာငွေတွေးလို့ရှိရင်စိတ်ဖောက်သွားတာပဲစိတ်ဖောက်ပြန်သွားတာပဲကွာသူ့ရဲ့အမျိုးတွေကဆွဆွဲတာမဟုတ်နော်ငါ idea ပေးတာပါနော်ဥပမာမပြောမယ်စောလေးကအဲ့ဒီအခြေအနေဖြစ်နေတဲ့အချိန်မှာသူ့ရဲ့တဝုံခွဲအိမ်မှာသူမသွားဘူးဆိုရင်ပေါ့နော်တခါတလေသူ့ရဲ့အိမ်တဝုံခွဲဘေးအိမ်ဘေးနာကလူတွေပဲဖြစ်သူစကားပြောတဲ့လူတွေကိုမသိပေါ့နော်
သူကအဲ့ဒီနေရာမှာနေတယ်ဆိုတာအဲ့ဒီကားငါးစီးကိုသူတို့တည်င်း BGF ကိုသူတို့တည်င်းပေးပြီးတော့ပြောမှာသူတို့တည်င်းပေးပြီးတော့အဲ့ဒီ BGF သူ့အတွက်မှာပဲသူဒါအဲ့ဒီသူ့ရဲ့တုံးကွက်အိမ်မှာလာပဲသူပဲဝါမဆိုသူသိတဲ့လူတွေစီမှာသူမသွားလို့စင်ဘယ်သူမှမသိဘူးလူမသိသူမသိတဲ့နေရာတနေရာကိုသွားပြီးတော့နေလိုက်အခန်းတွေဖွင့်လိုက်ဘယ်သူမှမသိဘူးဒါမဲ့လူကိုသိတဲ့လူတွေစီမှာကိုသွားလို့စင်တော့ပထမဦးဆုံးကိုရင်သိမှာโอเคမမွားဖော်ပြီးဆိုရင်မမနည်းနည်းတော့ဖော်ဘူးစင်မမွားကလုံးဖော်မှာပဲနော်ဒါအမှန်တရားနဲ့ပတ်သက်တယ်အဲကြောင့်တချို့တွေကစောလေးသေးတာကိုပဲငိုပြတယ်စိတ်မကောင်းပြတယ်တနာပြတယ်နော်စောလေးသေးတာကိုတန်ပြစီတာအများကြီးပဲတရားမှထွက်ပြောလို့မရဲဘူးပြောနေတဲ့ငါ့ကိုလည်းဝိုင်းဆဲကြတယ်ကွာဟမ်နေတော့ဒါစောလေးကိုတကယ်ချစ်တယ်တကယ်တနာလို့စင်ရကွာနော်ဟုတ်လားနေတော့အမှန်တရားကိုနေတော့ဘယ်သူမှမဆွဆွဲလဲနေတော့အမှန်တရားပြောလို့ရတာပဲနေတော့အမှန်တရားပြောလို့ရတာပဲကွာဟမ်နေတော့အမှန်တရားချပြလို့ရတာပဲဟုတ်လားငါတို့သိတဲ့စောလေးကဟုတ်လားငါတို့သိတဲ့စောလေးကနော်ဒီလိုမျိုးတစ်ခါမှဖြစ်ဘူး तू ကအယူမဟုတ်ဘူး तू ကကြမ်းမဖြစ်တာမဟုတ်ဘူးဟုတ်လားဘာဖြစ်လို့ तू အဲ့လောက်ကြောက်နေရတာလဲဟမ်အဲ့ဒါနေတော့တာပဲအမှန်တရားတော့ချပြလို့ရတာပဲဘာဖြစ်လို့ချပြလို့မရတာလဲဟမ်သေတဲ့အချိန်မှာမသေခင်မှာမျက်နှာဖြူဖွေးနေတာပဲဘာတရားမှမရှိဘူးဒီမှာသေသွားတဲ့အချိန်မှာကြည့်သေသွားတဲ့အချိန်မှာဒီမှာကျစ်စမ်းတရားကြည့်ကြည့်ပဲဒါတခုနော်အိုးဟိုထုခံရတာနော်ဒါကြည့်အထုခံတာလားလက်တီနဲ့ထိတာလားဘာလဲမသိဘူးဒါမဲ့ကြောင်လွန်အဲပြောတဲ့ तू ခုံချပြီးတော့တည်တယ်တဲ့ခုံချတာတစ်ခါတည်းပဲခုံချလို့စိတခါဒဏ်ရာတစ်ခုပဲစီးရမယ်လေဘာဖြစ်လို့တမျက်နှာလုံးစီးနေရတာလဲဟာဘာဖြစ်လို့တမျက်နှာလုံးစီးနေရတာလဲဘာဖြစ်လို့တမျက်နှာလုံးစီးနေရတာလဲဒါဒဏ်ရာတစ်ခုနေတော့တေချာကြည့်ဒီပေါင်ကသူများတင်ထားတယ်နော်ဒီမှာတစ်ခုကတသေးလေးမဟုတ်နော်အစေကြီးပဲဒီမှာအဲ့လိုမျိုးဖြစ်တာကြည့်လိုက်နော်ပြီးတော့ဒီမှာလည်းဖြစ်တယ်ပြီးတော့နှာခေါင်းနော်ပြီးတော့ဒီမှာကြီးပဲအဲ့ဒါလောက်ကြံတပ်ဖြတ်ခံရတာနော်သူတို့အာရပါရနှိမ့်ဆက်လိုက်ပြီးမှဒီကောင်လေးအသက်သေဆုံးသွားတဲ့အထိသူတို့တွေကဘယ်လိုမျိုးပြန်ပြောလှုပ်ဆထွင်လိုက်လဲဆိုတော့သူ့ကိုသူတတ်သေးတယ်တဲ့ဖြစ်ပြောချင်တာကတော့ဒီကောင်လေးသာသူ့အတော်အိမ်မှာမဟုတ်လို့စရင်သူတို့အလောင်းပါမီးဆိုးလိုက်ပြီတိလားအလောင်းမီးဆိုးလိုက်လို့စရင်သူဘာတွေဖြစ်လဲဆိုတာသူဘာတန်ရရတယ်ဆိုတာသူတို့အလောင်းဖြောက်လို့ရတယ်လေဒါပေမဲ့အခုသူ့ရဲ့တဝန်ခွဲရဲ့အိမ်မှာဖြစ်တဲ့အတွက်ကြောင့်သူ့အလောင်းကိုမီးနဲ့မဆိုးလိုက်တာအလောင်းကကြမ်းတာဒါပေမဲ့တက်တရားကြမ်းတယ်လေနော်မမပြောမယ်အရင်တော့ကပါလေကရင်ဆယ်လီဘယ်သူလဲတေးတာဟုတ်တကတော့မိန်းကလေးတယောက်အဲ့ဒီတေးတဲ့လူတွေအားလုံးဘယ်သူမှတန်ရမရှိဘူးဘာလဲအေးမိုးလာမိုးအေးရသူငယ်ချင်းမလာအချစ်စရာလေးကရင်မလေးကပြပြပွဲလေးသူ့ကိုသူတတ်တယ်ကွာအဲ့ဒါလဲငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်တာပြီးတော့သူအကျွေးတက်တာလားသူအကျွေးရရမလားသူ့ကိုသူတတ်တယ်လိုက်တယ်အဲ့ဒီကလေးမလည်းတော်တော်ချောတာပြောမယ်ဆိုတော့သူတို့တပ်ပုံတွဲရတဲ့လူတွေလည်း BGF အဖွဲ့ဝင်တွေကအဆိုတော်နဲ့ပဲသူတို့တွေကဒီရီးစားသမီးရီးစားဖြစ်တတ်တာလားဘာလည်းမသိဘူးနော် BGF အဲ့ဒီကလေးမ BGF နဲ့ရီးစားဖြစ်တာလားဘာလည်းမသိဘူးအဲ့ဒီချိန်မှာနှစ်30ကျော်ပြီသူ့ရဲ့နာမည်ဘယ်လိုလဲဖြူဖွေးလေးဂျပန်မလေးလိုမျိုးပဲသူ့ကိုသူတတ်တယ်လိုက်တယ်တဲ့သူများပြောတဲ့အကျွေးနဲ့ပတ်သက်ပြီးတော့သူ့ကိုသူတတ်တယ်တာတဲ့ဒါမဲ့ဒဏ်ညာတော့ဘာမှမရှိဘူးနော်ကရင်နာမည်ကျော်တွေသူ့ကိုကရင်နာမည်ကျော်ကိုတတ်တယ်တာ2ယောက်3ယောက်လောက်ရှိတယ်ဘယ်သူမှစော်လေးလိုမျိုးပြဿနာဘယ်သူမှစော်လေးလိုမျိုးဒဏ်ညာမရှိဘူးစင်စော်လေးတရားပဲဒဏ်ညာရှိတာဟုတ်တယ် SM ဟုတ်တယ် SM နော်အဲ့ဒီညီမလေးသေးတာဗာဒဏ်ရာမှမရှိဘူးဒီစောလေးကတော့ဒဏ်ရာအများကြီးပဲကြည့်လိုက်စမ်းဒီမှာဒီဒဏ်ရာကြီးကျယ်ပဲသူတို့တနက်ခါလူလိုက်လို့တနက်ခါမလူလို့စိတ်ပို့ပြီးတော့ပေါ်မယ်ဒီဒဏ်ရာသူမသေးခင်မှာသူရဲ့မျက်နှာသူဟိုလက်ဒီလက်တချမှာမျက်နှာဖြူပွေးနေတာပဲဗာဒဏ်ရာမှမရှိဘူးဒီမှာတခုတော့ဒါအထုခံရတာနော်သူရဲ့မျက်ခုံးမှာလဲနော်နှာခေါင်းတွေနော်ပြီးတော့ဒီဘက်မှာဆိုရင်ကြီးပဲကြည့်โอเคဒီမှာသူ့ရဲ့ခြေထောက်မှာသွေးအများကြီးပဲမှာခြေထောက်ကဓာတ်နဲ့လီခမ်းတာလားဟိုခောက်ခမ်းတာလားငါလည်းမသိပေါ့နော်ခြေထောက်ကမှာသွေးအများကြီးပဲမှာကြည့်ပါမို့ဗီဒီယိုတွေ့လားသူမသေးခင်မှာဒီအင်ကြီးကိုဝတ်ထားတာသေတဲ့အချိန်မှာလည်းဒီအင်ကြီးနဲ့ပဲသွေးနဲ့ပတ်စုပတ်ဆက်ပဲโอเคပြီးတော့လူတယောက်ကကိုသားတည်တဲ့အချိန်မှာဘာဖြစ်လို့သွားတိုက်တိုင်ကန်ထားရတာလဲဟမ်ကိုသားတည်တဲ့အချိန်မှာဘာဖြစ်လို့သွားတိုက်တိုင်ကန်ထားရတာလဲဟိုက်ခွေးမသားငါသူများအကြောင်းပြောတာအရောက်တိုင်းတတိစီဖို့ကိုမေကိုလို့ရဲ့နေအသေးချင်းစုံနဲ့မသေးရအောင်ဒီလိုမျိုးစောလေးသေးလိုမျိုးနေမသေးရအောင်ဖာတယ်မသားနေအမျိုးတွေလေနေအဖေတွေနေအဦးလေးတွေနေအတူတွေအသေးချင်းစုံနဲ့မသေးရအောင်ငါတတိပြောပေးတာဖာတယ်မသားနေမယုံလို့စင်ဘောသွားမလိုက်မေလို့ဝင်မဟောင်နဲ့ခွေးမသားအဲ့ဒါရဲ့နော်
ငါဆောက်ယူပြလို့ပါနေတော့မျိုးဘောမမဘူးလေဘောမမပြီးတော့ပစပတ်ပိုက်လိုက်သားလားနော်အမှန်တရားချပြလို့မရလို့စီဖင်ခံလိုက်မေလို့ရဲ့နော်စော်လေးပလိုက်သားလားစော်လေးပလိုက်သားဆိုရင်လာတော့ကြည့်လိုက်ကိုမေကိုလို့များဟာနေတော့စော်လေးကိုတနာတယ်ဆိုတနာလို့စင်အမှန်တရားချပြလေဒီမှာဘာဖြစ်လို့တော့စော်လေးကကိုတတ်တယ်လို့စင်ဘာဖြစ်လို့တန်ညာစီတာလဲမေလို့များဖေလို့မများရဲ့ဟာဖာတရားလို့မသားပြီးကြီးရဲ့ခွေဟာကိုမေကိုလို့အဲ့မှာကြည့်လိုက်ဟာစော်လေးပလိုက်သားတွေစပဖွင့်စမ်းဟာတနေကောင်းစော်လေးပုံတင်နေတဲ့ဘယ်မအေလို့ပဲဖေလို့မဆိုတက်လာပြီးတော့နေတော့ဆောက်စကားပြောစမ်းအမှန်တရားတစ်ခွန်းလောက်ဟမ်ခွေမသားထွေးဖို့ငါမကြုတ်ဘူးနေအမေကိုတက်လို့နေနဲ့မအေလို့တွေသေမငါကြုတ်မှာခွေးတောင်းစားမပူနဲ့နော်နေအမေကိုတက်လို့နဲ့မအေလို့မရလိုက်စစ်ခွေးတွေ BGF တွေလေသေမငါကြုတ်မှာဖာတယ်မသားနေကဖင်ခံစားကြဖင်ခံမအေလို့ရဲ့နော်အဲ့ဒါကြည့်လိုက်အဲ့ဒါလားနေတော့စော်လေးကိုချစ်တယ်ဆိုတာကိုချစ်ရတဲ့ကိုရဆယ်လီတယောက်တော့မှကိုရအိုက်ဒိုတယောက်တော့မှအဲ့လောက်သေပြီးတော့ဒဏ်ရာတွေစီးနေတာဖာတယ်မသားတွေဖာတယ်မတွေစောက်ပစားပိုက်နေတယ်မအေလို့တွေဟမ်ဖာတယ်မသားတွေအေးလို့တယ်ဘာအမှန်တရားနဲ့မချပြဘူးတင်ပြလိုက်လို့စီရစ်ပါစိတ်မကောင်းဘူးတင်နေရတဲ့လူကရဲဆက်နဲ့တင်နေရတာဒီမှာနှိမ့်ဆက်ခံတော့တင်နေရတာအပြတ်ခံတော့တင်နေရတာမအေးလို့များဟမ်ငါပြောရမယ်နေတို့ဗလဲအဲ့ဒီစောလေးအပေါ်စေတနာစီတာလေငါစပအမွေးတခြားမှတော့စေတနာမရှိဘူးနော်ငါဘောမောင်ငါစိမ့်ဆဲမယ်ငါယုံမယ်ဒါပေမဲ့အမှန်တရားနဲ့ပတ်သက်လာလို့စီဘောမအတွက်လားပြည်သူအတွက်လားငါကလုံးချပြမှာနော်အာနာစင်တွေရဲ့ရောက်မှာမှု BGS စစ်ခွေးစစ်သားတွေရောက်မှာမှုဒီလောက်ကောင်တွေရဲ့အောက်တန်းသားမှုညစ်ပမှုရောက်မှာမှုငါမထားဘူးငါသိလို့စင်ငါကလုံးခေါ်မှာနော်သူတို့မတရားသားဖြတ်တဲ့ဘောမတယောက်လားပြည်သူတယောက်လားငါထိုင်တော့မကြည့်ဘူးโอเคငါစောက်ပြောတာမဟုတ်ဘူးမအေးလို့တွေကစောက်စီမကန်လို့စီကျင်းစမ်းတာသူ့ရဲ့ခြေတော့နော်ဒါသွေးတွေထွက်နေတာသူ့ရဲ့ခြေတော့ဒီမှာသွေးတွေထွက်နေတာနော်ပြီးတော့လေဘင်းကကျိုးသွားတယ်လေဘင်းကကျိုးသွားတဲ့အထိပဲအယူကကျိုးသွားတာဟမ်ဘယ်ကိုဗာလဲကျိုးနဲ့တောက်ပြီးတော့ကိုရဲ့လေဘင်းကဗာလဲလေဘင်းကျိုးသွားတဲ့အထိစီလို့လားအဲ့ဒီကိုကျိုးဆက်သားတဲ့လူကဖေလို့မများမအေးလို့မများရဲ့ဟမ်ဆဲရမှာပဲအသက်ကြီးရွယ်အိုတွေလည်းသူတို့အောက်နောက်စီပါတယ်ငါဘသူ့ကိုဆဲတာလဲဆိုတာငါပြည်သူမဆဲဘူးခွေးတောင်းစားတွေလူစကားနားမလဲတဲ့လူငါဆဲတာအဲ့ဒါသိဖို့နော်အမှန်တရားပြောမရဲဆိုမရဲလို့စိတ်စောက်ပစပောက်ပိတ်ထားအဲ့ဒါဘသူလက်ချက်လဲ BGA ရဲ့လက်ချက်ပဲနော်မအေးလို့မရလိုက်စစ်ခွေးစစ်သား BGA ရဲ့လက်ချက်ပဲအဲ့ဒါလူရပါတယ်ရဲ့လက်ချက်ပဲဘသူလက်ချက်စီမလို့လဲနော်ဒီလူငယ်ကဘယ်သူအဖွဲ့ဝင်လဲ KNU အဖွဲ့ဝင်လား BGA အဖွဲ့ဝင်လား BGA အဖွဲ့ဝင်လေတက်တက်စီတယ်လေဒီမှာသူ့ရဲ့ပုံစီတယ်နော်ဒါ KNA အဖွဲ့ဝင်ဒါစောလေး KNA ဆိုတာ BGA KNA BGA တူပဲဟုတ်တယ်လေသူထွက်ပြေးလို့နှိမ့်ဆက်ပြီးမှတားလိုက်တာအဲ့ဒါကွာ तू ကဘလောက်ပဲကြောက်သူ့အတော်ပြောတယ်ဒီမှာနေလို့စင်အန်ဒီယာကင်းတယ်ဘာမှမကြောက်နဲ့တဲ့သူ့အတော်ကိုတိုင်ပြောတာလေလိုက်စော်ထဲမှာတော့ဝင်ကြည့်နော်ကားငါးစီကသူ့ရဲ့မျက်စိကပါလေဟိုစော်လေးကယူဖြစ်နေလို့လားဟိုဗာလဲနေရင်းနဲ့ကားငါးစီသူ့နောက်မလိုက်ပဲနဲ့လူတွေကသူ့ဘာမှမလုပ်ပဲနဲ့ဟိုတွေ့ဆိုရင်တမျိုးပြောမယ် तू ကအမြန်တမ်းပဲလိုက်တယ်လွင့်ပြောမှဆိုတော့ pocket ပေါ့နော်ဟိုဗာလဲတမ်းမှန်လူတယောက်ပါကွာအယူမဟုတ်လေနားလဲလားနော်ဥပမာကွာမောက်မနမနာပြောမယ်ကွာအရန်ရုပ်ဆိုးတယ်ကွာကိုရဲ့ဟိုဗာလဲအမျိုးတော့ကိုရဲ့ချစ်သူကကိုကိုပြစ်ထားလို့စိတ်တွေအားငယ်ပြီးတော့ကိုတတ်သေးတယ်ကွာအဲ့ဒါတမျိုးပြောမယ်ဒါပေမဲ့တတ်သေးကြရအောင်မယ်နော်လူတယောက်ကရုပ်ဆိုးလားကိုသူတတ်သေးတဲ့အချိန်မှာဘယ်လိုမျိုးရိုးသားနဲ့သေးတာလားရိုးသားနဲ့သူ့ကိုသူဆွဲဗာလဲကျိုးဆွဲချတာလားလောက်ကျန်တတ်ဖြတ်ခံတာလားကိုစစ်စေရအောင်မယ်အခုကတော့ကလုံးပေါ်ကောင်ပြီလေဟမ်အခုကတော့ကလုံးပေါ်ကောင်ပြီအဲ့ဟိုတခါတော့လည်းဗာလဲအဲ့ဒါလဲဟိုကရင်အစိုးတော်လားတော်လိုင်းလုံးနေတဲ့ကရင်ဆိုတော့လားတယောက်အဲ့ဒါလဲလောက်ကြတတ်ဖြတ်ခံတယ်မဟုတ်လားပြီးတော့သူများတွေလာစီဖောသိတဲ့လူပဲလာစီဖောသိတဲ့လူတွေအားလုံးကနော်လောက်ကြတတ်ဖြတ်ခံတယ်နော်ဟိုတခါတော့ကရင်ဆိုတော့တယောက်ဖြူပွေးလေးတွေလာစီဖောပဲအလောင်းတွေသွားတော့ယူပေးတယ်မဟုတ်လားအဲ့ဒီကရင် तू ကဂျပန်နိုင်ငံမှာပြန်လာတာလားအဲ့ဒီလူငယ်လဲသူ့ကို तू တတ်ဗာလဲဟို तू အဲ့ဒါလဲသူတို့ပြောတယ်သူ့ကို तू တတ်သေးတာတဲ့အဲ့ဒီလူငယ်ဆိုရင်လဲဒဏ်ရာတွေရတာအများကြီးပဲမျက်နှာတွေသေတာမရိုးသားဘူးလေအဲ့ဒါလဲလာစီဖောသိတဲ့အဆိုတော့တရားမဟုတ်လားလာစီဖောငိုတာအများလာစီဖောငိုတာပဲပဲနာမည်ဘယ်လိုလဲအဲ့ဒီလူငယ်ကအဲ့ဒီချိန်မှာသူများတင်နေကြတယ်ပြီးတော့ဘာအမှုမှမတင်လာဘူးဘယ်သူမှလည်းထိရောက်နိုင်ပြီဘယ်လိုမျိုးပြောက်သွားတယ်လေနာမည်ကြီးတဲ့လူတယောက်ပဲဒီတော်လိုင်းရဲ့ဒီ2025မှာလားမသိဘူးမမီလားအဲ့ဒါလာစီဖို့တိတဲ့လူမဟုတ်ပြောမယ်ပြီးတော့မဟုတ်ပြောမယ်နော်လာစီဖို့နဲ့ဘိုကျော်တက်ကအရန်ခင်ကြတယ်
လာစီဖို့ကလက်နဲ့ခင်းရတွေရောင်းဝယ်ရေးလဲလောက်တယ်နော်ဟိုခါတော့ငါသူနဲ့စကားပြောဖူးတယ်ကွာငါစီမှာဖုန်းဆက်လာတော့မမိုးရေးတဲ့ဘုံကြောက်တက်တဲ့ကိုတဲ့မမိုးဝယ်ပေးမလားတဲ့ဒါတက်လက်3တောင်းတက်လက်4တောင်းအဲ့တော့စီဖို့လက်နဲ့တွေကန်တော့ငါ့ကိုမမိုးပြတယ်အဲ့ဒီချိန်မှာဘုံကြောက်တက်ပြတဲ့သူရဲ့တပည့်တွေလဲဟိုလက်နဲ့ခင်းတွေမရှိသေးဘူးဝယ်ပေးပေါ့နော်လာစီဖို့တော့စူးစမ်းပြီးတော့ဟိုဗလဲစေးတယ်မမိုးပြတာပေါ့နော်အဲ့ဆိုရင်ဟိုပြောတယ်ဘုံကြောက်တက်ရဲ့တဘောပဲပို့ပေးမှာပေါ့နော်ဘယ်နဲ့လဲလို့အားလဲဘလောက်လို့အားလဲအလူခံပေးမယ်အဲ့ဒါပြီးတော့တခါတလေလူတွေကလေကိုနဲ့စကားချိုးတယ်အမညီမနော်မဟုတ်ပြောမနော် BGS လူတွေအများဖြစ်စကားချိုးတယ်စကားချိုးပြီးတော့ကိုယ့်ပေါ်တစ္ဆာရှိမယ်လို့မထင်လိုက်နဲ့နော်လူတွေရဲ့စိုက်ရဘယ်သူမှမမြင်ဘူးနော်လူတွေရဲ့စိုက်ကဘယ်သူမှမမြင်ဘူးလူတွေမျက်ရည်ချူတာတော့ကိုတွေ့တယ်လူတွေစကားချိုးတာတော့ကိုကြားတယ်ဒါပေမဲ့လူတွေရဲ့စိတ်တွေကဘယ်လောက်တောက်လဲဆိုတော့ကိုမသိဘူးစောလေးသူ့ရဲ့အတော်စီမှာ तू သွားနေတယ် तू တော့ခိုးနေတာ तू ဘယ်သူ့ကိုပြောလဲဆိုတာသူ့ရဲ့ဖုန်းကိုကြည့်ရမှာသူ့ရဲ့ဖုန်းကိုအဓိကကြည့်ရမှာ तू ဘယ်သူနဲ့ချိတ်ဆက်ထားလဲပြီးတော့ तू တည်သွားတာလဲဒီလိုပဲအော်စောလေးသူ့ကို तू တည်သွားတယ်ဟုတ်လားပြီးတော့မတာပို့လိုက်ပါလဲတင်းချိုင်းထဲမှာပို့လိုက်တယ်ဖုန်းတွေစစ်မှုမရှိဘူးပြီးတော့လည်းဘာမှလည်းမပြောပြဘူးနော်အော်သူ့ကို तू ကြိုးဆွဲတာတဲ့ SM တယောက်ပြီးတော့ဟုတ်လား SM 2025လာပြေးသွားတာအဲ့ဒါလဲချောလဲလာလေအဲ့ဒါလဲလောက်ကြံခံရတာပဲမဟုတ်လားနောက်ဆုံးတော့ဒီလိုမျိုးပဲထူဝါတေတောင်းကဆိုရင်ဘယ်လိုကွာမလဲ BGA ရဲ့လူပဲသူ့ပြန်တော့တတ်တယ်မဟုတ်လားအေးလာစီဖောကစကားအရန်ချိုတာအဲ့ဒါမမို့ပြောထားမယ်နော်မမို့ညံတခုပြောထားမယ်မမို့တတိတခုပေးထားမယ်မမို့တော့လာစီဖောလိုမျိုးဘောမမဘူး BGA ခွေမဟုတ်ဘူးဒါပေမဲ့ BGA ဘက်ကလူတွေဘောမတဲ့လူတွေကမမို့ကြက်ပေါ့နော်မမို့ပြောထားမယ်နေတော့ BGA နဲ့တခုပြဿနာတက်လာလို့ရှိရင်ဘယ်သူဘယ်ဝါနဲ့မဆိုပြဿနာတက်လာလို့ရှိရင်ပေါ့နော်ကိုဘယ်မှာနေလဲကိုဘယ်မှာတဲလဲဆိုတာလေကိုနဲ့စကားအရန်ချိုတဲ့လူကိုအရင်တတိထားဘယ်သူမှမပြောနဲ့ပြီတို့ BGA နဲ့ပေါင်းတဲ့သူအများကြီးငွေမဲ့တယ်နော်ငွေလိုချင်လို့ဒီကြားဖြတ်ကန်တွေနဲ့တို့ပေါင်းတာနော်ငွေမဲ့တယ်ငွေမမဲ့လို့ရှိရင်ဒီအောက်တန်းစားတွေနဲ့ဒီမအားခွေးတွေနဲ့တို့တော့ပေါင်းမှာမဟုတ်ဘူးငွေမဲ့လို့နော်တို့ကိုကျိုးစီးပွားရေးတွေကောင်းဖို့အတွက်တို့ပေါင်းတာအဲ့ကြောင့်လူတွေစကားချိုတိုင်းမှာတူတော်ကောင်းလို့ကိုယ့်ပေါ်ရိုးသားမယ်လို့မထင်လိုက်နဲ့အဲ့ဒါတတိထားနော်မမောကလေစောလေးတာသူ့ရဲ့အတော်စီမှာ तू မပြန်သွားလို့ရှိရင်လေဘယ်သူမှမသိဘူး तू ပြန်သွားတာကိုသိတဲ့လူစီမယ်သိတဲ့သူစီလို့အဲ့ဒီကားငါစီကသူ့နောက်လိုက်တာအမှန်တကယ်ဆိုရင် तू ငွေစီရတာနဲ့လူမသိ तू မသိဘယ်သူမှအချိတ်ဆက်မလုပ်ပဲနဲ့ဟိုတယ်ခန်းတခန်းလားအခန်းတခန်းလားတော့ဖွင့်လိုက်လို့ရှိရင် तू ဒီထက်အသက်စေမယ်တကယ်ပဲဒါပေမဲ့ तू သိတဲ့သူ့ရဲ့တဝင်းခွေးတွေစီမှာပြီးတော့ကြော်လာလာစေဖို့ဆိုရင်လေသူတို့တွေကအရင်ခင်ကြတယ်မဟုတ်လားဟုတ်တယ်သူတို့တွေကတစ်ဖက်တည်းပဲလေဒါပေမဲ့သူတို့တွေကလောက်ကြပါတယ်ဆိုတော့မစွတ်ဆက်ရဘူးနော်မမို့ကဘာဆိုတော့ BGS လူတွေအားလုံးမယုံဘူးမဟုတ်တကယ်ပြောတာသူတို့တွေကငွေမဲ့လို့ BGS နဲ့ပေါင်းတာငွေမမဲ့လို့စင် BGS နဲ့မပေါင်းဘူးစင်โอเคစောလေးဖုန်လည်းပြတ်တယ်တဲ့ Oh my god အဲ့ဒါတော့တေးစားပြီနော်မမောတော့တေးစားတာကြာပြီဒါပေမဲ့သူ့ဖုန်လည်းပြတ်သွားတယ်ဆိုတော့တေးစားပြီဒီစောလေးတေးတဲ့အချိန်မှာလေမငွေစိတ်တင်လေတည်င်းပုတ်တဲ့သူပဲဖြစ်တည်င်းသူ့ဘက်မှာနေလဲဆိုတာတည်င်းပုတ်တဲ့သူကလေငွေဘအတန်းနဲ့ရသွားမယ်သိချင်လို့ရှိရင်သူနဲ့ပတ်သက်တဲ့လူတွေရဲ့ဘဏ်ကိုစစ်လိုက်စောလေးကိုဘသူလောက်တန်လဲစောလေးနေတဲ့နေရာကိုဘသူတည်င်းပုတ်လဲဆိုတာသိချင်လို့ရှိရင်အဲ့ဒီလူတွေရဲ့ဘဏ်ချီကိုစစ်လိုက်ငွေဝင်မှာငွေအတန်းနဲ့ရမှာမဟုတ်လို့ငွေအတန်းနဲ့မရလဲဘအသိန်းဘအနည်းဆုံးဘ9သိန်း6သိန်းတော့ရမယ်ဒီလားမဟုတ်ပြောမယ်ကြားဖြတ်ကန်တွေကငွေစီးတယ်ကွာဘတတန်းနဲ့တန်းဆိုရင်တို့အတွက်ဘာမှမဟုတ်ဘူးနော်တို့အတွက်ဘာမှမဟုတ်ဘူးနော်အဲ့ဒါကိုအန်အော်ဒါနော် तू ကဟိုဦးစင်တက်မယ်ဆိုရင်လဲသူ့ရဲ့စိတ်ရမလုံဘူးမကင်းဘူးအန်ဒီယာနဲ့မကင်းဘူးဆိုတော့ तू တိရက်တာနဲ့သူ့ရဲ့အတော်စီမှာ तू သွားတယ်သူ့ရဲ့အတော်ပြောတယ်အန်ဒီယာကင်းတယ်တဲ့အန်ဒီယာကင်းနေတဲ့နေရာကတခါတည်းပဲကားငါးစီးကသူ့ကိုလိုက်လာတယ် तू လဲကြောက်ပြီးတော့မြင့်လုံးဟိုတလုံးဒီတလုံးတောင်တလုံးမြောက်တလုံးနဲ့အဲ့ဒီအင်ကြီးနဲ့ပဲမသိခင်မှာအကြောက်တရားနဲ့တော်ပြောမှဆိုတော့တော်တနာဖို့ကောင်းတယ်နော်တော်တနာစရာကောင်းပါလေနော်ဘောမဖြစ်ပေမဲ့လဲနော်တော်တနာစရာကောင်းပါတယ်ဘာကြောင့်လဲဆိုတော့မသိခင်မှာနော်သူမသိချင်ပဲနဲ့ကွာနားလဲလားမသိချင်တဲ့လူတယောက်ကလူရောက်မှလက်ချက်နဲ့မသိခင်သူ့ကိုသူသိတယ်သူ့ကိုလှုပ်တော့မယ်သူ့ကိုတားတော့မယ်သူ့ကိုနှိပ်စက်တော့မယ်အဲ့ဒါကမှမူတနာတာဒီမျက်နှာကမူတနာတာနော်တကယ်ပဲနော်အဲ့ဒါမသိခင်ပြီးတော့လည်းပြီးတော့သေတဲ့အချိန်မှာလည်းသူတို့ကောင်းမွန်နဲ့မတတ်လိုက်ဘူးနော်အမကြီးစံတောက်နဲ့တိလိုက်လို့ရှိရင်ပြဿနာမရှိဘူးအခုကအရင်နှိပ်စက်တယ်နော်ထိုးတယ်ကြိုက်တယ်သူ့ရဲ့ခြေထောက်ကိုလည်းလီးတယ်ကြည့်လိုက်တဲ့ပုံစံကသူ့ရဲ့ခြေထောက်ကအလီးခံရတာပြီးတော့သူတို့လိုက်လို့တဲ့အချိန်မှာသူတို့ဗီဒီယိုနဲ့တေးစားမပြဘူးနော်အဲ့တော့သူ့ဘေးနားမှာနေတဲ့လူတွေအားလုံးငါတန်တရားရှိတယ်တိလားသူ့ဘေးနားမှာနေတဲ့လူတွေအားလုံးငါတန်တရားရှိတယ်ဘာမှတေးချမစင်ပြဘူးသူ့ရဲ့ခြေထောက်ထဲမှာဘာဖြစ်လို့သွေးထွက်တာလဲအလောင်းမီးဆုပ်လိုက်ပြီလားပြပေးပါလား
စော်လေးခြေတော့ဘာဖြစ်လို့တွေးထွက်တာလဲဘာတန်ရတွေရလဲဟာတောင်ဝန်စစ်သူတွေကိုတေချာတော့စစ်ပေးလို့ရမလားဘယ်သူမှစစ်လို့မရဲဘူး BGL လက်ချက်ဆိုရင်အာနာစင် BGL လက်ချက်ဆိုရင်ဘယ်သူမှတော့ဝင်ဆောက်လို့မရဲဘူးဝင်ဆက်လို့ရဲဖို့မပြောနဲ့အမှန်တရားသိတော့မှဘယ်သူမှထွက်ပြောလို့မရဲဘူးအခုပြောလို့ရဲတာငါတယောက်ပဲစင်လားအဲ့တော့ငါနိုင်ငံသားမှနေပေမဲ့ငါအလကားမနေဘူးငါအဝေးမှာနေပြီးတော့အနီးရန်သူနဲ့နီးတဲ့လူတွေကသူတို့ပြောလို့မရဲဘူးကွာနားလေပေးလိုက်တယ်အဲ့ကြောင့်နေတို့အားလုံးအတွက်ငါပြောပေးတယ်နော်စော်လေးကိုချစ်တဲ့သူလားမုန်းတဲ့သူလားသိတဲ့လူလားမသိတဲ့လူလားတို့အားလုံးအတွက်ငါပြောပေးတယ်ငါနိုင်ငံသားမှနေပြီးတော့โอเคမသေးခင်မှာဘာတန်ရမှမရှိဘူးနှစ်ဖူးမှဆိုရင်ကြည့်လိုက်ဘာတန်ရမှမရှိဘူးတေသွားမှဒီမှာလက်တန်ရစီ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 သူတို့ပြတာခဏလေးပဲလေသူများတက်ပုံရိုက်ပေးတာခြေတောက်ထဲမှာသွေးထွက်တယ်ဆိုမှပဲသူတို့ဘာမှထွက်မပြောဘူးဒါမဲ့အမှန်တရားဖုံးကွယ်လို့မရဘူးလေနော်ဟိုပျော်ပပနဲ့နေတတ်တဲ့နော်လူတယောက်ကအေးစီပွားရေးလုပ်နေတဲ့လူတယောက်ကနေရင်းနဲ့သူ့ကိုသူတတ်သိတယ်တဲ့ဗာလဲလက်ချီပွဲအကြောင်းသွားဖို့တော့မှသူပြောထားတယ်သူစင်စင်ထားတယ်ဟိုလူနဲ့ချိန်ဒီလူနဲ့ချိန်ပေါ့နော်အခုကြတော့ကြည်စံပြီတို့အခုစော်လေးဖြစ်နေတဲ့ကိစ္စမမို့ပြောတဲ့အဲ့ဒီသတင်းနဲ့တခါတည်းပဲဖြစ်နေတာ DKBA လူဟောင်းတွေ BGL လူဟောင်းတွေသူတို့ပြန်ခေါ်နေတဲ့အချိန်မှာတခါတည်းပဲသတင်းကတခါတည်းပဲအဲ့ကြောင့်နိုင်ငံရေးတော်လှန်ရေးဆိုတာတိုက်ဆိုင်မှုဆိုတာမရှိဘူးအဲ့ဒါမှန်တရားနော်တိုက်ဆိုင်တာမဟုတ်ဘူးနော်မမို့ကြားတဲ့သတင်းဒီတရက်နှစ်ရက်အတွင်းဦးလေးတယောက်ကကပ်ကအရောက်များတယ်ဒါပေမဲ့တေချာရတာတယောက်ကတော့နယ်ဆမှာလုံးဝနေလို့မရတော့ဘူးဒီတရက်နှစ်ရက်အတွင်းနော်နယ်ဆမှာလုံးဝနေလို့မရတော့ဘူးထွက်ပြေးရတယ် DKBA တွေအသေးအတန်သူတို့ပြန်တော့ခေါ်တယ် BGL သူတို့တွေအသေးအတန်ပြန်တော့ခေါ်တယ်အသက်50ကျော်တော့မှသူတို့ပြောတယ်သူတို့အသက်50ကျော်ပြီးလက်နဲ့ကင်လို့မနိုင်တော့ဘူးဟုတ်လားမရဘူးတဲ့ပြန်လာရမယ်တဲ့မရဘူးတဲ့ပြန်လာရမယ်မပြန်လာလို့ရှိရင်မရဘူးတဲ့ထွက်ပြေးတယ်နယ်ဆကနေတခြားမျိုးထိုင်းနိုင်ငံမှာပေါ့နော်တနေရာမှာခိုးပြီးတော့နေရတယ်နော်ထိုင်းနေရာတနေရာမှာခိုးပြီးတော့နေရတယ်ပြီးတော့သူ့အမေဆိုရင်လည်းမုတ်ဆိုမပေါ့နော်မုတ်ဆိုမဆိုတာတယောက်တည်းပေါ့စော်လေးရဲ့အမေကတယောက်တည်းပဲသိပေမဲ့လည်းဘာတွေပြောလို့ရဲမှာလဲလာတိုက်တော့မိသားစုလေမပေါင်ရွာမှာမမို့တို့ရွာနဲ့နီးလေးပဲပေါင်ရွာမှာလာတိုက်တော့မိသားစုလေလာတိုက်ပဲမျိုးသိလဲဆိုတာသူ့ရဲ့ညီကိုမမသူ့ရဲ့မိသားစုလေကလုံးသိတယ်ပြောလို့မရဲဘူးပြောလို့ရှိရင်သူတို့ရဲ့အကိုရဲ့အနောက်လိုက်သွားရမယ် BGL တွေလောက်ကြံမယ်လာတိုက်သေးတာလောက်ကြံခံရတာလဲပင်းတွေညိုနေတာပဲနော်ပြီးတော့သူတို့တွေကလေလူတွေကိုတတ်တဲ့အချိန်မှာသူတို့ဒီလူကို BGL တတ်ပါတယ်ဆိုတော့သူတို့အဲ့လိုမျိုးမလုပ်ဘူးနော်သူတို့ညံနေအကွက်တွေဆင်ပြီးတော့ဒီလူကသူ့ကိုသူတတ်သေးလိုက်တယ်လို့မျိုးဒီလူကသူအိတ်တော့တေသွားတယ်လို့မျိုးအဲ့လိုမျိုးသူတို့လောက်တာ BGL တွေရဲ့ရောက်မှာကွဲရအများအပြည့်ကရင်လူငယ်တွေ BGL သူများပြောတယ်ဟိုအရင်တော့ BGL ကရင်လူငယ်အဖွဲ့တွေစီးတယ်ဟုတ်အဲ့ဒီ BGL ကရင်လူငယ်အဖွဲ့တွေကလူကိုလိုက်တော့တတ်တယ်လိုက်တော့ထိုးတယ်လိုက်တော့ကြိုက်တယ်အဲ့ဒီလူငယ်တွေကသူတို့အဖွဲ့စီထဲမှာတစ္ဆာဖောက်ပြီးသူတို့အဖွဲ့စီနဲ့မနေတော့ဘူးဆိုရင်လေဒီလိုသူတို့လောက်ကြံလိုက်တယ်ကွာလောက်ကြံလိုက်တဲ့အချိန်မှာလူတွေကအဲ့သူအဲ့ပြီးတော့တေသွားတယ်အဲ့လိုမျိုးပဲအဲ့လိုမျိုးတင်ပြန်တော့ပေါ်လာတယ်အဲ့ပြီးတော့တေသွားတယ်ဒါပဲသူတို့လောက်လိုက်တယ်လွယ်လေးပဲသူတို့ဆေးတွေကမျိုးစီးတယ်တချို့ဆေးတွေကတောက်လိုက်လို့ရှိရင်ငါရဲ့အတွင်းသေးတယ်10ရက်အတွင်းသေးတယ်9ရက်အတွင်းသေးတယ်10ရက်အတွင်းသေးတယ်အဲ့ကြောင့်နော် BGF ကိုအထင်ကြီးပြီးတော့ဘောမနေတဲ့လူတွေပေါ့နော်အဲ့ဒါတတိထားနော်တတိထားအခုနေတို့ချီရတဲ့သူတော်မှ BGF အဖွဲ့ဝင်ပြီးတော့ဘယ်လိုမျိုးတေသွားလဲစောက်ကြည့်လိုက်ပါနောက်ဆိုရင် BGF အဖွဲ့ဝင်တွေတေမယ်ဆိုရင်လေရိုးတသားနဲ့မတေဘူးစောက်ကြည့်လိုက်မမပြောတဲ့စကားလုံးတွေတစ်ခါမှမဘူးငါတကယ်ပြောတာโอเคမမပြောတာကိုလေတချို့မှနေနဲ့ပါဆိုင်လဲတဲ့ငါအမှန်တရားသမားဆိုတော့ငါနဲ့ဆိုင်တာပေါ့နော်လူတယောက်ကကိုမတတ်သေးရပဲနဲ့ကိုတတ်သေးတယ်တဲ့အဲ့ဒါဟုတ်ရဲ့လားမဟုတ်မမယ်လို့လေကဲခဏလေးတချို့မှာမမိုကဗီဒီယိုပြောမမိုကလေမမိုဗီဒီယိုတိုတင်တော့ဆိုရင်ဒီလိုမျိုးပုံကမပြရဘူးနော်ဒီလိုမျိုးပုံကမပြရဘူးအဲ့ဒါ तू မသိခင်မှာအဲ့ဒီ BGF က9စီးကသူ့နောက်လိုက်လာတယ်သူ့ကိုလောက်တန်ဖို့အဲ့ကြောင့်အဲ့ဒီဗီဒီယိုကိုတက်လာတဲ့အချိန်မှာတချို့ BGF ခွေးတွေကဗာကျင်းလာထက်တယ်ဆိုတော့စော်လီကအောက်လန်နဲ့ထိလို့တဲ့စော်လီကအောက်လန်နဲ့ထိလို့ယူသွားတာတဲ့အဲ့ကြောင့်ဟိုတောက်ဒီတောက်လောက်နေတာတဲ့ကြည်စမ်းသူသာအောက်လန်နဲ့ထိမယ်ဆိုရင် तू ထိတာကြပြီဗောဒီလူငယ်က तू နာမည်စီးတာကြပြီသူနာမည်ကြီးတာကြပြီဟုတ်လား main ကလေးတွေလည်း तू တွဲတာအရောက်ပေါင်းများစွာစီးပြီतू ထိလို့စီ तू ထိသွားတာကြပြီလေ तू ယူသွားတာကြပြီလေဘာဖြစ်လို့ဒီတရက်နှစ်ရက်အတွင်း BGF တွေလူတွေလိုက်တော့ဖန်နေတဲ့အချိန်မှာလူတွေလိုက်တော့ခေါ်နေတဲ့အချိန်မှာလူဟောင်းတွေပြန်တော့ခေါ်တဲ့အချိန်မှာ तू နဲ့တခါတည်းဖြစ်နေရတာလေဘာဖြစ်လို့တစ်ချိန်တည်းဖြစ်နေရတာလဲစဉ်းစားဘာဖြစ်လို့တစ်ချိန်တည်းစီးနေရတာလဲ
ဟိုတိုက်ဆိုင်လို့လာမပြောနဲ့နော်ဒီတရက်နေ့ရက်အတွင်းထဲမှာ BGF တွေကသူတို့ရဲ့လူဟောင်းတွေကတော့ပြန်မခေါ်တာအသက်50လားအသက်60လားကတော့ပြန်မခေါ်တာမပြန်လို့စိတ်ပြဿနာရှိတယ်အဲ့ကြောင့်အဖွဲ့ဝင်တွေအားလုံးလည်းသူတို့ခေါ်လို့စိတ်ပြန်ရမယ်မပြန်လို့စိတ်ရင်မလုပ်လို့စိတ်ရင်သူတို့ကလုံးစင်းတာโอเคပြီးတော့မှမပြတဲ့တက်တဲ့သိချင်လို့စိတ်ရင်သူ့ရဲ့ဖုန်းထဲမှာဘသူတွေစာပို့တယ်သူမသိခင်မှာဘသူကသူ့ကိုချိန်ချောက်ထားတယ်သူဘသူသူပြောလဲအဲ့ဒီနေရာမှာသူစီးတယ်ဆိုတာနောက်ဆုံးတော့သူ့ဖုန်းမှာအကောင်ဖြက်စီခံရပြီလေစော်လီဖုန်းနဲ့ပြက်တယ်တဲ့မတွေ့ဘူးလားစော်လီဖုန်းနဲ့ပြက်သွားတယ်တဲ့ဘာတက်တဲ့ထောက်ထားမှမကြံတော့ဘူးကွာအဲ့ဒါစင်စင်လင်းလင်းပဲလေဟာနော်အာရပါရနဲ့လောက်ကြံတပ်ဖြတ်လိုက်တော့ထိုးလိုက်ကြိုက်လိုက်ရိုက်လိုက်ပြီးတော့သူအသက်ဆုံးသွားတဲ့အချိန်မှာသူ့ကိုသူကြိုးဆွဲသွားအောင်ဘာလဲသူ့ကိုသူကြိုးဆွဲတတ်တဲ့အောင်လောက်ကြံလိုက်တယ်သူ့ဖုန်းကိုလည်းဖြက်စီလိုက်တယ်ဖုန်းကိုမဖြက်စီလို့ရှိရင်တက်တဲ့ဆိုတာဖုန်းထဲမှာပဲရှိတယ်လေနော်တက်တဲ့ဆိုတာသူ့ရဲ့ဖုန်းထဲမှာပဲရှိတာသူဘသူနဲ့စကားပြောလဲသူဘသူနဲ့အချိတ်ဆက်စီးလဲသူက BGN နဲ့မပတ်သက်ဘူး तू ကဘာမှအောင်အမားမလောက်ရဘူး BGN နဲ့ तू မပတ်သက်ဘူးဆိုရင်အဲ့ဒီကား၅စီးကသူ့အနောက်ကိုလိုက်လာမလားလူတယောက်ကလူရောက်မှနဲ့မပတ်သက်ဘူးဆိုရင်တိစာဖောက်လောက်ကောင်နဲ့မပတ်သက်ဘူးဆိုရင်အဲ့ဒီအဖွဲ့ဝင်နဲ့မပတ်သက်ဘူးဆိုရင်အဲ့ဒီကား၅စီးကသူ့နောက်လိုက်လာမလားသူ့ကိုသူတတ်တင်နေဆိုရင်လေဘာဖြစ်လို့ရိုးရိုးတန်မှန်လူလိုမျိုးသေးတာမသေးတာလဲဘာဖြစ်လို့ဒဏ်ရာတွေစီးနေလဲဘာဖြစ်လို့သူ့ရဲ့ခြေထောက်တွေမှာသွေးတွေထွက်နေရတာလဲဟမ်ဟုတ်တယ်သူ့ရဲ့အတော်လဲကြောက်ခဲမှာပဲစီးတာအဲ့ဒါမသေးခင်မှာနော်ကား၅စီးကသူ့နောက်လိုက်လာတယ်သူကြောက်နေတာတေသွားတဲ့အချိန်လဲဒဏ်ရာဒဏ်ကျက်နဲ့နော်သွေးရဲ့ခြေထောက်လေပြီးတော့သူများဓာတ်နဲ့လီးတယ်လို့အဲ့လိုမျိုးပေါ့နော်သွေးတွေအများကြီးပဲလေထွက်လာအေးလေကိုတတ်တယ်လို့စိသွားတိုက်တိုင်ကိုကင်ထားမလားစဉ်းစားလေမသိဘူးသူဖုန်းကပြက်နေတယ်တဲ့သူပြောတယ်ဖုန်းအားသွင်းထားလို့စိလေဟုတ်လားသူဘသူနဲ့အချိတ်ဆက်ဗာလဲစကားပြောထားလဲသူ့အတော်စီမှာသူနေတယ်ဘသူကိုပြောလဲဘသူသိလဲဘသူမှမသိလို့စိအဲ့ဒီတစ္ဆာဖောက်လောက်ကောင်တွေကသူ့နောက်မှာလိုက်လာမလားကား၅စီကအတန်တို့မထဲဘူးလေအတန်မရှိဘူးအဲ့ဒီဗီဒီယိုကနေတော့အတန်ကြားလားငါအတန်မကြားဘူးငါဖွင့်တာ10ခါလောက်ရှိတယ်အတန်မရှိဘူးနော်သူဘာပြောလဲပဲမေးနေကြတယ်မှာသူဘာပြောလဲသူများအတန်မကြားဘူးအဲ့ဒီဗီဒီယိုလောက်တဲ့သူကအဲ့ဒီဗီဒီယိုလောက်တဲ့သူကဘယ်သူလဲမသိဘူးနဖူးပဲတွေ့တယ်မျက်နှာနဲ့တွေ့တယ်ဘယ်သူမှလည်းမသိဘူးသူအင်ကြီးကအခုတင်နေတဲ့အင်ကြီးပဲဒီရက်ပဲလားသူစောင်းတာပြောစတော့ဒီဗီဒီယိုကမနေ့ပိုင်းဖြစ်တာပေါ့နော်သူသေးတာဒီဗီဒီယိုကဒီမနေ့ပဲဖြစ်ပြီးတော့ဒီမနေ့ပဲသူသေးတယ်လေသူ့ကိုသူတတ်တယ်လေသူတို့ကလောက်ကြံလိုက်တယ်လေအတန်မပါဘူးတွေ့လားနော်ဘာဖြစ်လို့အတန်ဖြတ်လိုက်တာလဲဒီလူကဘာတူလဲတက်တဲ့ဖော်ပေးလို့ရမလားဘာဖြစ်လို့အတန်ပိုက်ထားတာလဲအမှန်တရားကိုကြိုက်လို့ရှိရင်ချစ်ဘာလဲစောလေးကိုချစ်လို့ရှိရင်တနာလို့ရှိရင်ပေါ့နော်သူ့အတန်ဖွင့်ပြလေငါကလူတဆင့်ခံပြောတဲ့အတန်ကိုနော်သူ့အတော်ပြောတာပေါ့ငါကားငါစီသူ့နောက်လိုက်လာတယ်တဲ့ तू က तू မသိခင်မှာသူ့အတော်ပြောတာနော်သူ့အတော် तू ပြောပြတာသူ့အတော်ပြောလို့ငါတို့တွေကအဲ့ဒီ live ဆုံးမှာပြောလို့လူတွေကကြားတာနော်ဒီခွေးတောင်ဒီ BG ရဲ့ခွေးတွေကလေအကောက်တူတွေဖွင့်ပြီးတော့ပုံနာမတင်မရဲဘူးခွေးလိုမျိုးဝင်ဟောင်းတယ်ဘလော့လိုက်မယ်နော်တတိစီလို့စရင်အကောက်စီနဲ့လာခဲ့ကိုမီကိုလိုများဘာမှနားမလဲတော့ဘာဖြစ်လို့နားမလဲတာလဲပုံကိုပဲကြည့်လေ तू ကြောက်နေတာမတွေ့ဘူးလားနော်အဲ့ဒီကား၅စီးရတဲ့ तू နောက်လိုက်လာတယ်တဲ့ तू တော့ပြောတယ်လေပြီးတော့ तू တော့ပြောတယ်ဒီမှာနေတာပြဿနာမရှိဘူးတဲ့အဲ့ဒီကင်းတယ်တဲ့ဘာမှမကြောက်နဲ့တဲ့ဘာမှမကြောက်နဲ့ပြောပြီးတော့သူ့ရဲ့သူလေးကဒီမျိုးသေးသွားတယ်တဲ့အော်ပြီးတော့ဟိုကြောင်လာအဲ့ပြောတဲ့စော်လေးမျက်နှာတိုင်ရတာတဲ့လေဘေးမှာကျိုးသွားတယ်တဲ့ तू ကဟိုအပေါ်မှာတဲ့သူ့ကို तू ကခုံချတာတဲ့အော် तू ဘယ်လိုမျိုးသိလဲခုံချတာ तू ဘယ်လိုမျိုးသိလဲခုံချတာ तू သိလို့စရင် तू တားရမယ်မဟုတ်လားပါတယ်လူတယောက်ကကိုတတ်တယ်မယ်ဆိုရင်ကိုယ့်ရဲ့အဆင့်မှာပဲကိုမတားဘူးလားအဲ့လိုမျိုးလားဟမ်အခုချင်းနေတဲ့သူ1400ကေ1400ကေကိုသိတဲ့ကိုယ့်ရဲ့တုံးပွဲကိုချဲတဲ့လူတယောက်ကကိုယ့်အဆင့်မှာသူ့ကိုသူတတ်တယ်မယ်ဆိုရင်ကိုတားရမယ်မဟုတ်လားသူတို့မတားလို့သူတို့မမြင်တာလေဘယ်သူလောက်ကြံလိုက်လဲဘယ်သူတတ်လိုက်လဲဆိုတာဒါပဲလေငါသိချင်တာစော်လေးသူ့ကိုသူတတ်တဲ့အချိန်မှာအဲ့ဒီအိမ်မှာဘယ်သူမှမရှိဘူးအဲ့လိုမျိုးလားဘယ်သူမှမရှိလို့စရင်အဲ့ဒီကားငါစီမှာရှိတဲ့ BG ရဲ့ဗျာသူ့လောက်ကြံလိုက်လို့စရင်ဘယ်သူမှမသိဘူးပေါ့မဟုတ်လို့စရင်လေ
ဗလဲအော် BGF လည်းမလောက်ရဘူးသူ့ရဲ့တဝန်ခွဲလည်းမရှိဘူးသူ့ကိုသူတတ်သိမယ်ဆိုရင်သူ့ရဲ့တန်ရာစီးစရာမလိုဘူးလေသူ့ရဲ့ခြေထောက်တွေသွေးထွက်စရာမလိုဘူးလေဟမ်သူ့ရဲ့တန်ရာဒီမှာလေသူ့ရဲ့ခြေထောက်မှာသွေးထွက်နေတာလေဟမ်သူ့ရဲ့ခြေထောက်မှာသွေးထွက်စရာမလိုဘူးလေဒါသူ့ရဲ့ရုပ်နော်အင်ကြီးဘောင်းမီပြီးတော့သူ့ရဲ့ခြေထောက်မှာနော်စ조사ပြီးတော့ထွက်ပြေးမယ်ဒီကလေးကသိလားစ조사ပြီးတော့ထွက်ပြေးမယ်သူကနှိမ့်ဆက်တယ်ကွာဒီနေ့ပဲသေးတာဒီနေ့10ရက်နေ့လေဒီနေ့ပဲသေးတာဒီနေ့ပဲသေးတာဘာဖြစ်လို့လောက်ကြံခံတာလဲမမပြောတဲ့အတိုင်းပဲလေမမပြောတဲ့ပထမဗီဒီယိုကိုပြောနားထောင်လိုက်အဲ့ဒီချိန်မှာလေစော်လီကလေဘယ်လိုမျိုးပုံစံနဲ့သေးလဲဆိုတာမမလည်းမသိဘူးနော်မမကပြောပြတာပဲစော်လီကသူ့ကိုသူအဆုံးသတ်လိုက်တယ်တဲ့ဒါပေမဲ့မမနဲ့တော့ပြောတဲ့ဗီဒီယိုတစ်ခုရှိတယ်တေချာနားထောင်အဲ့ဒီချိန်မှာစော်လီသေးတဲ့ပုံလဲမမမရသေးဘူးโอเคသူ့အနောက်ကိုလူ9ယောက်လိုက်လူကား9စီးလိုက်လာတာလဲမမမသိသေးဘူးဒါပေမဲ့မမကနိုင်ငံရေးတော်လှန်ရေးအရ BGF ရဲ့တမိုင်းကိုမမသိတဲ့ BGF နဲ့ပေါင်းတဲ့လူတွေရဲ့တမိုင်းကိုသေတဲ့အချိန်မှာရိုးရိုးသားနဲ့မသိဘူးလောက်ကြံခံရပြီးတော့သေတာသေသူတို့လောက်ကြံပြီးတော့အဲ့ဒီလူကသေသွားပြီဆိုရင်အဲ့ပြောပြီးတော့သေသွားတယ်သူတို့လိန်လိုက်တယ်သူတို့တလိုက်ပြီးတော့ဒီလူကသူ့ကိုသူကအဆောင်တသူ့ကိုသူကျိုးဆွဲတပြီးတော့လောက်လိုက်တယ်အဲ့လိုသူ့ကိုသူကျိုးဆွဲတတာအမှန်တကယ်ဆိုသူကတတာ BGF ရဲ့တမိုင်း BGF နဲ့ပေါင်းတဲ့လူတွေကိုကြည့်လိုက်အဲ့လိုမျိုးပုံစံနဲ့ပဲအများကြီးသေတာသူတို့ပြစ်တာတလို့အဲ့လိုမျိုးနဲ့အဲ့လိုမျိုးသူတို့မလုပ်နော်သူတို့ရိုက်တာမယ်မဟုတ်လို့စင်သူတို့လည်းပြင်းညိပြီးတော့တလိုက်မယ်အသက်ဆူလို့မရမဟုတ်လို့စင်သူတို့ဆေးနဲ့ထိုးမယ်မဟုတ်လို့စင်သူတို့ဆေးနဲ့ကျွေးမယ်အဲ့လိုမျိုးမဟုတ်လို့သူတို့ထိုးတာတေလိုက်ပြီးဆိုရင်သူ့ကိုသူတတ်တယ်လို့မျိုးသူတို့ပြန်မလောက်ကြမယ်ဒီမှာမနေ့တော့မှပြောတဲ့ဗီဒီယိုနော်ဒါနော်ဆိုတော့ဘောမရဲ့ဆယ်လီတော့ပြောရမှာဘောမတို့ပြည်သူတွေရဲ့ဆယ်လီတော့မဟုတ်ဘူးဘောမရဲ့ဆယ်လီစော်လေးငပိထောင်ရောင်တဲ့ဆယ်လီပေါ့မနေ့တော့မှပြောတဲ့ဗီဒီယိုဖိုင်အဲ့ဒီချိန်မှာဒီဗီဒီယိုကလေမမို့စော်လေးပုံမတွေ့ရဘူးစော်လေးဘယ်လိုမျိုးပုံစံနဲ့တေးတယ်ပေါ့နော်ပြီးတော့စော်လေးအနောက်မှာကာငါစီလိုက်လာတယ်သူ့အတော်အိမ်မှာဗာလဲသူကြောက်ပြီးတော့သူသွားပြီးတော့ခိုးနေတယ်အဲ့လိုမျိုးပေါ့နော်သူ့တော့ပြောအဲ့ဒီစကလုံးတွေမဘာမှမသားသေးဘူးသူ့အမေစီမှာသူဖုန်းပြတော့သူ့ရဲ့ရီစာကဘာညာတလကသူ့ကအသေးကွဲတယ်ပေါ့နော်သူကအသေးကွဲတယ်သူ့အမေပြန်တော့တွေ့ချင်တယ်အဲ့ဒါတွေလည်းမမကြားသေးဘူးမမကခန့်မှန်းပြီးတော့ BGF ရဲ့တမိုင်းကိုမမပြန်တော့လေမမကရင်ပြည်နယ်နဲ့ပတ်သက်လာလို့ရှိရင်ဘယ်အဖွဲ့အစည်းကစိတ်ဓာတ်ရောက်မှလဲဘယ်အဖွဲ့အစည်းကဘယ်လိုမျိုးခွေးချင်းခွေးတန်လုပ်လဲဆိုတော့မဟုတ်ကလုံးသိတယ်နော်အဲ့တော့ကချင်ပြဿနာချင်းပြဿနာရခိုင်ပြဿနာပြောပေးဆိုရင်မပြောလို့မတတ်ဘူးမမသိဘူးကရင်ပြဿနာနဲ့ဆိုရင်မဟုတ်ကလုံးသိတယ်ဘယ်အဖွဲ့အစည်းကဘယ်လိုမျိုးခွေးချင်းခွေးတန်လုပ်မလဲကိုယ့်ရဲ့လူကိုဘယ်လိုမျိုးပြန်တော့လောက်တန်တပ်ဖြတ်လဲဆိုတာမဟုတ်ကလုံးသိတယ်အဲ့တော့ပြောတဲ့ solid တည်တဲ့ပုံစံကမပြောတဲ့ဒါမဲ့ကိုကတော့မသိဘူးတော့သူဘယ်လိုမျိုးတည်လဲဆိုတာမဟုတ်လဲမသိသေးဘူးမပြောသေးတယ်ဒါမဲ့မပြောတဲ့ BGF နဲ့ပေါင်းတဲ့လူတွေအားလုံးကအသေးမကောင်းဘူးလို့မပြောတယ်အသေးမကောင်းဘူးနော်သူတို့မျိုးပြန်လောက်ကြံမယ်လောက်ကြံပြီဆိုရင်သူတို့မလောက်တယ်လို့မျိုးသူတို့ပြန်လောက်လိုက်မယ်ဗာလဲကျိုးဆွဲကိုကျိုးဆွဲချသေးလားအဲ့ဒီလိုက်တိုက်တေတုံးကလည်းလေခွေးချိုကလေ BGF မောင်ချစ်သူဆက်တာပက်ဆုပဆက်ပဲလိုက်တိုက်ရလေအမှန်တည်းမှာပြန်လာမလို့အဲ့ကြောင့်မောင်ချစ်သူတွေတိပြီးတော့မောင်ချစ်သူတွေလောက်ကြံလိုက်တာသူဆက်တာပက်ဆုပဆက်ပဲအခုအဲ့ဒီခွေးဖွားကြီးကလေမောင်ချစ်သူ့ငွေတွေပေးလို့ခွေးချိုကလေမောင်ချစ်သူ့ငွေထောက်ပံ့တယ်မောင်ချစ်သူ့ငွေတွေပေးတဲ့အတွက်ကြောင့်သူမောင်ချစ်သူဘောပြန်တော့မလိုက်တယ်အမှန်တည်းနဲ့ပတ်သက်လို့စင်သူလောကမပြောတော့ဘူးမောင်ချစ်သူဘလောက်ပဲမမောင်ချစ်သူများငွေဘလောက်ပဲထမြတ်တိုက်ဘလောက်ပဲခိုးစားလူတွေဘလောက်ပဲတတလူတွေဘလောက်ပဲကုန်ကူမူရေးစီဝါတွေဘလောက်ပဲရောင်းဘလောက်ပဲတစ္ဆာဖာမလားခွေဘလောက်ဖြစ်ခွေးချိုကဒီမောင်ချစ်သူကိုခွေးချိုဆိုတာဒေါ်ချိုလို့သိတယ်ဟုတ်ကချိုအခုသူရကောက်နာများကချိုမောင်ချစ်သူဘောကပြန်မှတယ်သူကငွေရလို့စင်ဒီဖွားကြီးကလုံးရတယ်အရင်တော့ဆိုရင်လိုက်တိုက်သေးတာမရိုးသားဘူးဆိုတာခွေးချိုပထမဦးဆုံးဖော်ထုတ်တာမောင်ချစ်သူကဒီလိုက်တိုက်လောက်ကြံတာတဲ့အဲ့ဒီစကလုံးတွေသူမမိလားမသိဘူးအခုစော်လေးအကြောင်းမို့တက်ပြောတယ်ခွေးချိုကပြောတယ်မမွားလေးကရင်ချင်းတော့မထားဘောနော်သူများဘောမဖြစ်လဲသူများ BGF ဖြစ်လဲဗလဲသူများတိတ်တဲ့အချိန်မှာဘာညာတလကသူကအဲ့လိုမျိုးမပြောတော့တိုက်ခိုက်တာပေါ့နော်မပြောတာအမှန်တရားနော်မပြောတဲ့စော်လေးကိုချစ်တဲ့ခင်တဲ့လူတွေစော်လေးသူ့ကိုသူတတ်တယ်အဲ့ဒီလောက်အဲ့လောက်နေနေပဲတို့မတင်တို့ပြန်တော့သုံးသားပေါ့နော်ကိုချစ်ရတဲ့လူတယောက်ကိုရအိုက်တို့ကဒီလိုမျိုးစိတ်ထားစီလို့လားဟိုဘယ်လိုခွမ်းမလဲသူလည်းစိတ်ထားခိုင်မာတဲ့လူတယောက်ကွာပြောမယ်ဆိုပေါ့နော်စီဝါရေးသမားတယောက်အောက်နောက်ရန်ကောင်းတဲ့လူငယ်တယောက်ကိုမိန်းကလေးအကြောင်းနဲ့သူတတ်တယ်ရမှာ तू ကရုပ်ဆိုတဲ့သူလား तू ကပတ်စံမရှိတဲ့သူလား तू ကအရင်စင်းရလို့လားအဲ့ဒါကိုပြန်တော့စဉ်းစားရမှာနော်ပြီးတော့အခုရောက်ကပေါ်လာပြီကွာတပုံလဲပေါ်လာပြီဆိုတော့တေနေတဲ့အချိန်မှာလဲသူ့ရဲ့လက်ထက်မှာသွားတိုက်တန်စီတယ်ခြေတော့လဲတွေးထွက်တယ်မျက်နှာတွေလိုက်တန်ညာတဲ့ပဲအဲ့ဒါပဲလေအဲ့ဒါနှုတ်ဆောင်ပြလိုက်လေအဲ့ဒါနှုတ်ပြောလို့မရဘူးလားဆော်လီအတွက်နေတို့ဗာလဲနေတို့တနာလို့စင်ဆော်လီအတွက်ဒီမအေလို့ BGF ကိုနေတို့ပြန်တော့ဆဲလိုက်လေဆော်လီကိုတတ်တဲ့ BGF ဘာဖြစ်လို့တို့ဆဲလို့မရတာလဲကိုမီကိုလိုများဟုတ်လားဆော်လီကိုဗာလဲဆော်လီအတွက်ဆဲပြလို့မလို့စီ BGF လီလို့ပြန်တော့ငုံမယ်ဟုတ်လားခွေးမသားတွေခွေးတောင်စားလီကိုကြိုက်လို့စင်နေပါမောင်ချစ်သူလီပြန်တော့ဆောက်လိုက်ထွေးဖို့ကြားလားဖိုးဒါလားထွေးတယ်လိုက်ချောင်းဘိုးကြော်တဲ့လေမသိဘူးလားဟိုငဇွဲရဲ့ဆရာကြီးလေငဇွဲရဲ့ဘိုးငဇွဲရဲ့အဖူကြော်တဲ့လေဖူကြော်တဲ့တမ်ဒီကော့ကလိုက်တမဟာ6 KNU လိုဘာလိုစပလို DKB လိုဟိုရောင်ဒီရောင်ဘယ်မှမပြတ်တာဘူးနောက်ဆောင်တော့ BGN နဲ့ပြောမစတော့ကြော်တဲ့ရဲ့ဘိုးကဘိုးပြီးဖြစ်တယ်ဘိုးကြော်တဲ့ရဲ့ဆရာကြီးကဘိုးပြီးဖြစ်တယ်ဘိုးပြီးရမလားခွေးကြီးစားဖြစ်နေတာအခုတိစာဖောက်လောက်ကောင်ကြီးစားမရှိသူနဲ့တူတူပဲ
အဲ့ဒါကြော်တဲ့ကအခုဒီ DKB နဲ့အကုန်လုံးပြောတော့ပေါင်းလိုက်ပြီပေါင်းတယ်ဆိုတာကြားဖြတ်ကန်ကိုနေနေဖို့အမဟုတ်ကြားဖြတ်ကန်ကာကွယ်ဖို့နေမေဖာတယ်မအယူပဲနေမေဖာတယ်မယူလို့နေလဲခွေးစကားပြောတာလေငါအယူပြလို့စင်နေတို့ဘောမတွေအတွက်ငါအမှန်တရားချပြမလားကိုမီကိုလို့ရဲ့ဟမ်နေတို့ဘောမဆယ်လီတယောက်သေးနေတာမတရားမှုနဲ့သေးနေတာငါပြောပေးတာဖေလို့မများရဲ့မေလို့ရဲ့ကြည့်လာလေဟောင်းလားနော်ဒီမှာငါပြောထားတာဒါမဲ့အဲ့ဒီနောက်ပြန်မှာဗာလို့စီးတယ်ဆိုတာဘယ်သူမှတက်မပြောသေးဘူးပေါ့နော်သူတို့တက်ပြောတာတော့အော်ကျိုးစက်တယ်ဒါပဲစီးတယ်နော်မဟုတ်ရကရင်လူမျိုးတွေမှမပြောမနဲ့စောစောတော့ငါတက်ပြောတဲ့ဗီဒီယိုဖိုင်အဲ့ဒီချိန်မှာစောလေးတည်တဲ့ဗီဒီယိုလည်းငါမသိသေးဘူးဘယ်လိုမျိုးပုံစံနဲ့တည်လဲငါမသိသေးဘူးနော်ပြီးတော့သူ့ကိုသူကျိုးစက်တာဘယ်လိုမျိုးပုံစံလဲသူ့နောက်မှာကားငါစီးလိုက်တာလည်းငါမသိသေးဘူးငါအမှန်တရားချပြတယ်ဒီမှာနားထောင်မနဲ့တော့မနဲ့စောစောတော့ငါဒါတော့ BGA အဖက်ဝင်ပြီးဆိုရင် BGA ထဲမှာဝင်သွားပြီဆိုရင်လေရတက်ပန်သူတို့ရဲ့ခွေးဖြစ်ရမယ်ရတက်ပန်သူတို့ရဲ့လူဖြစ်ရမယ်နော်နေနေရင်းနဲ့ခွဲထွက်မလားသူတို့ကမကြိုက်တော့တာလားလုံမနိုင်တော့တာလားထွက်မယ်ဆိုရင်သူတို့ကကောင်းမှမလုပ်ထားဘူးဒါမဲ့ဒီ solid ကိစ္စတော့ငါမသိဘူးပေါ့နော်ဘာဖြစ်လို့လူငယ်တယောက်ကကွာနော်ရုပ်ဆိုးတဲ့လူလည်းမဟုတ်ဘူးငွေတွေလည်းအကုန်လုံးပြစ်စုံပြေးသွားတယ်ပေါ့နော်ပလိုက်သားတွေလည်းစီးတယ် follow တွေလည်းစီးတယ်နေနေရင်းနဲ့ဘာဖြစ်လို့သူ့ကိုသူတတ်တယ်လဲဆိုတာနော်အဲ့ဒါတော့မမစိတ်ချင်ဒါတော့စောက်ကြည့်ရမှာပေါ့ကွာနော်စောက်ကြည့်ရမယ်မမလည်းဘာမှပြောလို့မရသေးဘူးโอเคမမကလေအမှန်တရားတစ်ခုမရသေးဘူးဆိုရင်တည်င်းတစ်ခုတည်ချာတိကျများမဘာမှမပြောဘူးမမရဲ့အချင်းရတယ်မျိုးပဲသွားတယ်နော်အဲ့ဒါမှမဟုတ်တတိပေးတဲ့အချိန်မှာဖေလို့မတွေမအေလို့မများကဘောမ BJ ဘောမတွေကတည်င်းကိုမစောက်ကြည့်ပဲနဲ့ငါ့ကိုပဲစုပစက်နဲ့လည်းဆဲနေကြတယ်အဲ့ဒီဗီဒီယိုအောက်မှာမမရဲ့တပ်ပုံအောက်မှာလာပြီးအောက်မှာလားတည်င်းကိုတေချာမစောက်ကြည့်ပဲနဲ့မမတတိပေးတာကိုမမထောက်ပြတာကိုမမအရင်လာပြီးဆဲတယ်ကွာနားလဲလားဒါပေမဲ့သူတို့ရဲ့ဆဲကမမဖင်ကြညမခံဘူးသူတို့ဆဲဆဲသူတို့ဆဲစီခွေးဆိုတော့ဟောင်မှာပဲလေဟုတ်လားနော်အောက်နောက်စီးတဲ့လူတွေကျတော့အမမပြောတာမှန်လားမမှန်လားဆိုတာသူတို့စောက်ကြည့်မှာပဲအခုကတော့တပ်ပုံလည်းထွက်လာပြီဗီဒီယိုလည်းထွက်လာပြီဘာတွေဖြစ်လဲတိကုန်ပြီဆိုတော့နော်အဲ့တော့နောက်ဆိုရင်လူတယောက်ကအမှန်တရားထောက်ပြပြီးဆိုရင်ခဏလေးစောက်ကြည့်လိုက်သူပြောတာမှန်လားမှားလားဆိုတာခဏလေးစောက်ကြည့်လိုက်နော်ကိုသာချီးမစားဘူးချီး brand မဟုတ်ဘူးနော်ဘောမတွေမဟုတ်ဘူးဆိုရင်ပေါ့နော်တချို့မှဆိုရင်လည်းဘောမမဟုတ်ဘူးတဲ့အမေစုသမီးပဲတဲ့နေပြောတာငါလည်းမခံဘူးတဲ့အဲ့ဒါပဲကြည့်လိုက်လေအဲ့ဒါပဲလေအမေကပြောတယ်အဲ့လိုမျိုးစိတ်ဓာတ်စီလို့ဆိုရင်အမေစုသမီးလို့ပြောတယ်အမေစုတိတ်ခါကြတယ်နော်အမေစုသားသမီးစစ်စစ်မှန်မှန်တွေကလိမ္မာတယ်ပါနာတယ်အောက်နောက်စီတယ်တိလားခုတက်ပြောတာ तू က BGA ရဲ့လူဖြစ်တယ်တချို့ပြည်သူတွေကဒီလူငယ်ကဘာကောင်းလဲဘာကောင်းလဲဟုတ်တယ်သူတို့မသိဘူးနော်တချို့မှဆိုရင်solid ဆိုတာသူတို့စိတ်ထင်ရိုးရိုးတန်မှန်လူပဲရိုးရိုးတန်မှန်ဆယ်လီပဲ solid ဒီ BGA နဲ့တော့ပတ်သက်တာ solid DK နဲ့အဖွဲ့ကိုတော့ဝင်တာသူတို့မသိဘူးမမိုးဆိုရင်ကရင်အာနာစင်အဖွဲ့ပဲနဲ့ဖွဲ့စည်းတယ်ကရင်လောက်ကောင်အဖွဲ့ပဲနဲ့ဖွဲ့စည်းတယ်တိုက်တဲ့အဖွဲ့ပဲနဲ့ဖွဲ့စည်းတယ်မတိုက်တဲ့အဖွဲ့ပဲနဲ့ဖွဲ့စည်းတယ်ဒီကောင်တွေနဲ့ပူပေါင်းတဲ့ကရင်အမှုပညာရှင်တွေရုပ်စင်မင်းသမီးရုပ်စင်မင်းသားတွေဒီအစိုးတော်တွေပေါ့နော်ဘယ်နှယောက်စီးလဲမမိုးကလုံးသိတယ်မမိုးကလုံးသိတယ်နော်အဲ့တော့ကရင်ပြည်နယ်အကြောင်းကိုပြောမယ်ဆိုရင်ကရင်ပြည်နယ်အကြောင်းကိုကောင်းမှုသိရမယ်ဘယ်နှဖွဲ့စည်းလဲဆိုတာသိရမယ်လောက်ကောင်ဆိုတာဘယ်နှဖွဲ့ခိုးရောင်တီးရောင်နော်ဟို PDF ကိုတကယ်တိုက်တဲ့တကယ်စစ်တိုက်တဲ့အဖွဲ့တွေဆိုရင်လည်း PDF ဆိုရင်ပေါ့နော်ဘယ်နှဖွဲ့စည်းလဲကရင်ပြည်နယ်မှာကိုကလုံးသိရမယ်မမိုးဆိုကလုံးသိတယ်နေသားများအဖွဲ့လားတို့ရဲ့ BGA အဖွဲ့လား KNU လား DKB လားကလုံးသိတယ်အဲ့ဒီကရင်ပြည်နယ်မှာစီတဲ့ PDF ဟိုဗာလဲဒီကရင်လက်နဲ့ကန်တဲ့အောက်ခံ PDF တွေကဘာတွေလောက်လဲငါအကုန်လုံးသိတယ်နော်အဲ့မမိုးလေအရာတခုလေငါတက်တေထောက်တာမရဘဲနဲ့ငါပြောလို့မရဘူးသိလားအခုစော်လေးရဲ့ပုံကကွာစာမတက်ပြင်မတက်တဲ့ကလေးတွေတောင်မှကွာကြည့်လိုက်လို့စိတ်သိတယ်သေတာမရိုးသားဘူးဆိုတာသိတယ်โอเคနော်အဲ့ဒါကိုနော်မမိုးကလေဘာဖြစ်လို့နေ့မနာညမနာဟိုနေ့တိုင်းညတိုင်း live လို့တော့ဒီငုတ်တီဖိုးရဖို့မလို့ခံရတာလေသိတယ်ဒီအာနာစင်တွေမကြဆုံးလို့စိဒီမအေလို့မင်း online နေတာဒီကရင်အာနာ UBGA DKBA ဒီကြားဖြတ်ကိုင်းခွေးတွေပေါ့နော်ဒီကြားဖြတ်ကိုင်းတဒေါင်းစားမာဖီယာကိုင်းတွေမသေးလို့စိလေငါတို့ကရင်လူငယ်တွေကိုသူတို့အကောင်လုံးဖြတ်စီမှာပြီးတော့အဖတ်ပေးဝင်မယ်လက်နဲ့ပေးကြမယ်သူတို့အတွက်သေပေးရမယ်မစင်းစားနဲ့နော်ကရင်အာနာစင်လက်နဲ့ကိုင်းဒီ DKBA BGA တိစားဖောက်လောက်ကောင်တွေအဖွဲ့လက်နဲ့ကိုင်းပေးပြီးဆိုရင်ကိုယ့်ရဲ့လူမျိုးအတွက်သေပေးရမယ်ကိုယ့်ရဲ့တိုင်းပြည်အတွက်သေပေးရမယ်မစင်းစားနဲ့သူတို့ရဲ့ကိုကြိုးစီးပွားရေးအတွက်နဲ့ပဲတို့သေပေးရမှာအဲ့ဒါငါသိတဲ့အတွက်ကြောင့်ဒီကောင်တွေကိုလွတ်ထားလို့ရှိရင်ပို့ပြီးတော့ဆိုးသွားမယ်ကွာပြီးတော့ဒီမအေလို့မင်းအောင်လိုက်သေမသာလင်သူ့ရဲ့ဘောမသူ့ရဲ့တောက်တိုင်သူ့ရဲ့ကင်တစ္ဆာဖောက်လောက်ကောင်တွေအားလုံးကကြဆုံးမှာဒီကြားဖြတ်ကိုင်းမှာရလာတဲ့ငွေအားလုံးကမင်းအောင်လိုက်နော်60 80ရာခိုင်နှုန်းလောက်ရတယ်တို့ကင် BGA တစ္ဆာဖောက်လောက်ကောင်တွေရမယ်ဆိုရင်လည်းမအားလုံးမရဘူးအတူတူပဲမင်းအောင်လိုက်ရတဲ့ငွေတွေကမြန်မာတနိုင်ငံလုံးလိုက်တော့ဘုံကျတယ်မဟုတ်လားသူ့ရဲ့ပေါင်900ဘုံတစ်လုံးဆိုရင်ဒေါ်လာဘယ်နှသိန်းစီးပြီလဲလို့သိလားသူ့ရဲ့လင်းပြန်တစ်လုံးဆိုရင်ဒေါ်လာတန်းပေါင်းများစွာပဲသူရဲ့လင်းပြန်တစီဆိုရင်ဒေါ်လာတန်းပေါင်းများစွာပဲအဲ့ဒီငွေတွေအားလုံးကမင်းအောင်လိုက်ပဲမှာရလဲကြားဖြတ်ကိုင်းငါတို့ရဲ့ကရင်ပြည်နယ်မှာဝင်လာတဲ့တခိုးထမြကိုင်းမောင်ချီသူတို့လိန်စားတဲ့ငွေတွေပဲမင်းအောင်လိုက်ရတာအများဆုံးပဲနော်မြန်မာတနိုင်ငံလုံးမှာမင်းအောင်လိုက်အရဆုံးဝင်ငွေဒီကရင်ပြည်နယ်ဖြစ်တယ်အခုရခိုင်ပြည်နယ်မှာဆိုလဲမင်းအောင်လိုက်တော့တောင်းစားမယ်လိုက်တော့ယူမယ်ဆိုလဲလမ်းမရှိတော့ဘူးကွာနည်းနည်းပါပဲကျွန်တော်တို့ဆိုရခိုင်ပြည်အကလုံးတင်လိုက်တော့ပြီလေရခိုင်တန်ရတဲ့နေရာမှာရခိုင်ပဲကောက်တော့တယ်လေမင်းအောင်လိုက်တော့ကောက်လို့မရတော့ဘူးအဲ့ဒီကောက်ခွန်တွေအားလုံးကအဲ့ဒီဝင်ငွေတွေအားလုံးကရခိုင်ဘို့တွေပဲရတော့တယ်ကချင်မှာလည်းဒီလိုပဲ
ကချင်မှာကချင်တန်ရတဲ့နေရာအားလုံးကကချင်ပဲကောက်တော့တယ်မင်းအောင်လိုက်ကောက်စရာမလိုဘူးအခုကရင်ပြည်နယ်တပြည်နယ်လုံးကတရားရကန်တော့ဝင်တဲ့ငွေအားလုံးမင်းအောင်လိုက်ကလုံးကောက်လို့ရတယ်ကရင်စစ်သားတွေကအယိုးကိုက်တွေပဲနည်းနည်းပါပဲရတယ်သိလားခွေးဆိုတာခွေးမဆိုတာနင့်မေပါခွေးမသားပြီးပြီနော်နင့်ရဲ့ချေဘွားနင့်ရဲ့မျက်နှာပြန်တော့နင်းချလိုက်တာလားနော်နင့်ရဲ့လက်ညိုကလေးနင့်မေစပ်ပတ်မှာပြန်ထိုးထည့်လိုက်နော်ဖာတယ်မသားကြားတယ်နော်โอเคအဲ့ကြောင့်မမို့ကနော်အခုဝင်ကျင်နေတဲ့သူ919ရောက်ဘယ်သူပဲပါလဲငါမမသိဘူးနော်ဒီညစောလေးအကြောင်းပြောလိုက်လို့အောင်မလေး view 1000ကျော်တော့မှရှိတယ်ခွေးသားဖို့အတွက်မအေးလို့မရလိုက်တေဖို့အတွက်ငါလူခံတဲ့အချိန်မှာလူ100တော့မှမပြည့်ဘူးနော်အခုဆယ်လီဘောမတွေအကြောင်းငါပြောလိုက်တဲ့အချိန်မှာလူက1000ကျော်တော့မှကြည့်တယ်ဘယ်သူပဲပါမှငါမသိဘူးနော်ဒါပေမဲ့နေတို့တွေလွတ်မြောက်ဖို့အတွက်နေတို့ဒီလိုမျိုးအသေးချင်းစိုးနေမတရားဖို့အတွက်နော်စစ်ခွေးစတာအာနာစင်တွေကရင် BG ရဲ့တစ္ဆာဖောက်လောက်ကောင်တွေရောက်มาတာကိုနှိမ့်ဆက်တာကိုနေတို့မခံရဖို့အတွက်ငါတို့တွေကြီးစံဖို့တွေစာနေတဲ့အချိန်မှာကွာတရားမှလားမကြည့်ဘူးတွေးလို့ရှိရင်ကြော်သွားတာပဲတွေးလို့ရှိရင်ကြော်သွားတာပဲနော်အခုဝင်ကျင်နေတဲ့လူတွေကအမှန်တရားသမားတွေစီလို့ရှိရင်လေနော်ဒီအာနာစင်ကိုအမြင့်ဖြတ်ချင်လို့ရှိရင်ဒီအာနာစင်ကရင်လောက်ကောင်လားဒီအာနာစင်မအေးလို့မရလည်းနဲ့သူရစစ်တပ်လားအမြင့်ဖြတ်ချင်လို့ရှိရင်ငရုတ်တီဖို့တွေလာပြီးတော့လူပါမမိုးကိုတို့မမိတဲ့ဟုတ်ဟိုး2021နဲ့ခုထိမမိုးမနာဘူးနော်မိုးအောက်ပိုင်းနောက်ပိုင်းအေးညတိုင်ပဲမမိုးအလူခံတယ်နော်ညတိုင်ပဲမမိုးအလူခံတယ်နော်မမိုးတခါမှမပြဘူးနေတို့တွေကြတော့တချို့မှဆိုရင်စိတ်ဓာတ်တွေကြားပြီးတော့ဖျောက်သွားတယ်နည်းနည်း3နှစ်ဟုတ်လားနေတို့ငါ့ကိုပြစ်ထားတယ်ဒါနဲ့ငါတော့နေတို့မပြစ်ထားဘူးငါနိုင်ငံသားမှာနေပြီးတော့ငါရက်ကရင်လူမျိုးတွေမြန်မာပြည်သူသားတွေအားလုံးလွတ်မြောက်ဖို့ဒီအာနာယူမိတ်ဆာကောင်တွေပေါ့နော်ငါတို့ရဲ့မြန်မာပြည်သူသားတွေကြုံပွားတွေရအောင်ပဲလဘကဲအဖလို့ထွေးရပဲလဘကဲအာနာစင်ထွေးတယ်ပဲလဘကဲထော်လေးတန့်ခွန်တို့ပဲမထိုင်အော်လို့တိခွန်စူပါတို့နော်ရနာရခလောင်ချမြကိုနာဒီလောရမဘူလေရလာခနော်လာကိုဘေးจิตတန်လာဘလေခလောင်မြကိုနာရောပါပဲဘာနေပေါ်မင်းအောင်လိုက်ရောက်မ BG တဲ့ရောက်မရလက်ခွန်အတီရောက်မချေရမလွားပါတဲ့အဖလို့အပြေလောအတီမတိလောနော်ဖူလီဖူတာဖလို့မစားတဲ့အတီမတိလောက်လာလောမတိဒီအတီခွဲချတာမဟုတ်နော်ပယောင်ဒီဟောအတီမတိစတော့အဖလို့အတီမတိရခိုင်ဒီဟောအတီမတိခိုလာဒီဟောအတီမတိခွာဒီလောအမိုင်းနဲ့ချင်းတော့ယူဖက်ခဲရပါနော်အတီလက်တိပါဇာဘူအတီထွေးတယ်အားလည်းကျန်တဲ့ဘာတောက်ဖော်လည်းကျန်တဲ့ဘာတောက်အပြက်လည်းချက်ကတာခီဟတောက်ဖလို့လက်တောက်ချာဒီဟာဘာတာပြေဖူတာ PDF တဲ့ဖုန်သိန်းနာမြလာပေါ့လပါအတီလွတ်နော်ချက်ကတာခီလောနော်အတီလွတ်နော်ချက်ကတာခီလောလာမတိလေဖလို့ပို့ဆော့ဖို့အများအပြည့်ဖလို့ပို့ဆော့ဖို့တဲ့ဘာကုနော်ထမတော်နိုင်ရေးလေအဒီဒါခတောက်ဖလို့တဲ့လက်ခါချာနော်အဒီအစုံပေးရလောတဲ့ဝန်တာခတောက်ဖလို့ချမချကောတာအဒီလောလေဟန်အန်တာရထောက်ဖလို့ချမချကောနော်အန်တာမူအေးပဲနဲ့တိလဘာချလိုက်ရတို့ဟလောပြားနေဒီချလဖွဲရောတောက်ချအေးချလဖွဲအောင်လိုက်ချဟောနတိအိမ်မှာဘူးနော်မဘူးလေဖလို့တောက်ချနော်ဘာကုနော်တိခွဲချတီတော့ထောချဘချတာဘောမတဲ့လောကောင်ကိုပြချအာဘောမလောချတဲ့တိတနေအောင်လက်ကလာဟာဘာတာလူများနဲ့ကရင်စစ်သားတိုက်မရခိုင်စစ်သားတိုက်မငါထောက်ပတ်ပြင်မယ်အဲ့လိုမျိုးမလုပ်နဲ့အော်အဖလို့တောက်ဖလို့အတောက်ချမရခိုင်တာအတောက်ချမရမထောက်ပတ်အဲ့လိုမျိုးမွေးဟာတော်လန်ရေးရဟာပြောင်ခေါ်လည်းပဲယိုဟာဖလို့ပို့ဆောင်ဖို့တိခေါ်လည်းပဲရနေถ้าหาบ้าตาค่ะลุ่มยาวๆบุเนาะพูดตาเล่อดดาวไม่เอาอะไรบ่นมาบุฮอฉดาวไม่เอาอะไรละกันเนาะฉดาวไม่เอาอะไรละเพื่อนเนาะแม่ยะใครเอาเพื่อนแม่ไปยองเอาเพื่อนแม่เอาเพื่อนถ้าอดีดาวเนาะมาบุฮออดีก็ไม่เอาอะไรมาลองที่อานาซิมลองที่เนาะฉดาวอดีออนอดีลองที่ลองตอบพลละดาวเตียที่บ้านเนาะมีพีดีเอเดเอเซดาวเนาะขนาดแล้วยันเนี่ยจะบุยบ้าตาหนึ่งที่ถอยเซยฮะพีดีค่ะแต่ก้อนกี่แต่บ้านเลยลูกราซาแต่ว่าอย่าอดีดาวฉันเนี่ยอดีบ้านเลี้ยงเอาเล่เต่าแต่เดียอดีบ้านพ่อเลยไปช่องอายุพีดีเอเนี่ยพูดตาลูกอันยาเลยว่าอย่าละเปล่าละป่าพูดตาบ้านกูนอดีเช็คแกพีดีเอดีตอบพลดีออจีพูดตาตอบพลบล็อกลองได้แกพีดีเอลีขาจะลูกอันยาดีออดีหรอเนาะน้องพูดตาแต่จังนี่มาบุญนี่เนาะอันลูกบกโกตายดีตอบพลขาจะออลเปล่าปุ๊บแกพีดีเอแต่ยันเนี่ยอาใครจะมาบุบกโกตายแต่นี่ตายตอบพลออลเปล่าแต่ว่าสกายตายมาคุยตายแมนเดลินเดบิดอกแกยากินนี่แซนตองเดี๋ยวยังกูอาใครลูกยังกูปุ๊บปังแต่ละอย่างโลดาเช็คดักคลีเลยไม่รอดขึ้นมาเด้นาทีบ้านเราเอาวงเพลนเนี่ยนาทีก็ดาวอย่าเช็คดักคลีอะลูกว่าอย่ามาดาวจำเนี่ยเอาลูกกาแตนเนาะไม่เอาอะไรสิคุยแต่ยาอากาไตมาเอาเลยเอานั่นเลยอันลาละล่ะฮับพีดีเอแต่เนี่ยเอาเลยแตนแล้วน้ำปกติไตนานเลยเยอะวะเช็คดักคลีดีเลยเยอะวะเนาะเอามันนาทีเอาปล่อยแค่นาทีชิ้นเราอยู่เพื่อแค่ยาวเนี่ยไม่เอาอะไรทุยอยู่บีจีเอเดดีเกบีเนี่ยมากูนาทีพูดตีนี่แล้วกันหรอนาทีคลีดีละพงวะนาทีคลีดีละพงวะเนาะนาทีชิ้นเราอยู่เพื่อยาวเนาะอดียาวมาทอดแล้วนะแล้วน้ำปกตินาทีชิ้นเราอยู่เพื่อใครเรียกดาวมั้ยนาทีชิ้นเราอยู่เพื่อเนาะทำมันเนื้อตีแหละหันเนื้อแล้วน้ำปกติมาย้ายเอาไว้ไอ้ยาบเนาะมีเอาอะไรมาโอเคยาพาสปอร์ตแล้วในนอนนี้ล่ะนอนในรถเตอร์ล่ะนอนในรถลีล่ะเอาไว้เนาะมีอะไรอ่ะอันน่ะเอาเลยจูบเนาะแปลว่าบาดามาดวงว่ามันนี่กูไม่ดีอันน่ะตัวเล็กทำมาสิเด้เนี่ยมันไงมาเซเต้สิเนี่ยตูเซเปเต้มาเบ้ว่าบาดาจะคุยทองว่าดามันนี่เราว่าเราเนี่ยนี่กูไม่ดีตัวอันน่ะไม่อันน่ะสุดตัวเล็กทำมาสิเด้เลยไอ้เจ้างานเราพาสปอร์ตเนี่ยเนาะตัวเน่าแต่นี่ส่วนบ้าตรงตัวแม่ส่วนเลยตัวมาตาลุงยาวงานเราไปยามาเบ้เนาะแบบทุยเราดูอ่ะตีเนี่ยสแกพ่ออดาวไตเนี่ยสแกพ่อเกยเท่าเด็กคอนเท่าเด็กจะไปป้าเนี่ยสแกเพลย์เด็กจอยเนี่ยตีเราไหลหรออดีการไม่เอาไหลหรอถ้าเพราะว่าเนบิดอนนี้เนี่ยออโต้เนี่ยบ้านฉันเนี่ยสแกนเนี่ยออโต้ลูกไตยันด้านเนี่ยนี่แต่เนาะชาเลนเนี่ยหรออดีการเนบิดอนหรอแต่บุพตาลูกอันยาเนี่ยอดีมองว่าเนบิดอนแล้วก็อดีเตนาตาขี้เยอะขนาดเดียเนาะนาทีดาวแล้วอย่างนาทีโอเคนาทีชิ้นหน่อยอยู่เพอเคนาทีบอมมาละเนาะดีบีจีเอใกล้พิจารณาดีอ่ะ
နဒီအဲနဒီဆယ်လီလကနဒီအနုပညာစင်လကမှာအဒီလောက်ကြံရပဲသူကအဒီမှာသိရပဲသူကအဒီကောက်သိရပဲသူလို့နဲ့အဒီကောက်သိတယ်ကအဒီလောနဲ့ဆော်လီမှာသိလောင်တာနဒီရွာဆော်လီတာပေါ့နဒီရွာဆော်လီတာပေါ့ဟာဆော်လီကလာလသိလိုက်နော်ချက်ခဲ့လုံးနာယီပိုင်းမဲနော်လဲနာယီပိုင်းနာလောနော်အမိသားချောနော်မေကွာသိဖက်လာကြိုင်မေထော်ဝတိဝမှာချက်ဒိုဟူကြီးတောင်ရအော်တိုကြီးထိုးတို့ကြီးအနာကထိုင်ကြီးအမေမတိဖာမိမခိတိဖာရောအနာကထိုင်အနာအော်လေတန်ရအခါနော်ပဲချက်ကောက်ထီးလေဟီတို့အခါရနဲ့ပဲချက်ကောက်ထီးပဲချက်ဒိုထီးပဲချက်ဒိုလောက်လေရတို့အခါသူရရနဲ့နတိယောတာပေါ့နတိယောခဲနတိဆွေးယောခဲနော်နတိ follow solid ဖလူလို့ဖက်ရ solid ဖလူလို့ဖက်ရဒီ solid ဖလူနောက်ဖက်ရအော်နော်အပလမနီအော်နော်ပပန်လကနော်ချက်ခဲ့လုံးနော်ချက်ခဲ့လုံးတစားငါချမ်းမတိရနော်ဝတိရငါတဘောပဲတာမဲဗီဒီယိုတဘောအလူတမတော့ချက်တော့လို့ငါအနော်အကနော်လောပဲနော်ချက်ခဲ့လုံးအကားရေကိုအကနော်လောချက်လမတိနေနော်မေဘာတာမဲစနော်မေအော်ထိုတို့နော်အန်ဒီရကင်လောတယ်ဝနော်ဘူအဒီမသိရပဲနော်နေရဘူးအနော်ရဘူးအင်ကြီးမလဲထူဆန်ပြီးတော့ဝတိလက်တော့ဒီပဲဝဒါဘယ်လိုခမ်းလဲသူ့ကိုသူဘယ်တော့ကာကွယ်မလို့လားမသိဘူးနော်အဝိဒါဖုန်တာပြလဲသွားတိုက်တိုင်လေ तू ကဘာလဲနဲ့မှမသိတာနော်အဖုန်ပြလဲသွားတိုက်တိုင်လေဘသူကကိုတတ်တဲ့အချိန်မှာသွားတိုက်တိုင်ကန်နေရတာလေချုံမရနေနော်အနော်အဖလမနီပဲဆော်လေးသူပဲချက်လကောသိရတူမရအော်ထော်လက်ဖလော်ခန့်နေနဒီဆယ်လီအော်ထော်ပေါက်လိုက်နဒီချိုင်းအနုပြန်စီလောက်ပေါက်လိုက်လက်တိပဲအဲ့ဒါနော်နဒီမချစ်ထနဒီမမဖို့အဝေါ်ကျွန်တော်လေနဒီမလာဘာဒီဘာကျွန်တော်မေအာနာယူတယ်တိစာဖောက်လောက်ကောင်းတယ်ထွေးတလိုက်ချောင်းတယ်ပဲမသိဖဲလို့နော်ဒီကတာချေတာခလစ်ကလောနတိလက်တိုင်းရသည်နတိဘာကတာလေးယောအေးနတိတောက်ဒါလိုက်လူဖီတဲ့အိုးနေလောနတိဘာကတာလေးယောအေးနော်ယောလေးနိုင်ငံကြယောမမောင်းလာယောကကြီးဘာရဘာလောချမောချကောရဘာချူနတိလောအဒီယောနေလောနော်ယောအေးစေးဒီနေလောဘာနဲ့ရဘာထုတ်ချိုးလုံးတာနော်เพราะว่าอาณาสิงแต่มานึกมานาหะพลโพสังโพแต่มานึกมานาหะพลกันยินดาแต่หะพลไปยองฮอนแต่ยะละใจไงอติตายาวมาอติพงใต้นาอติชมอติมาลาสนะอติมานี่ก็ไม่ได้อติมาติดาพลอติมาติยอไกไงอย่าใจอย่าใจยะละใจด้วยยองไปฮะแต่ว่าฉันอาณาสิงอย่าใจเนาะจีพีมีแต่ซะพงใต้นาเนาะบาตามาติดาป่วยมาติลออติละใจฉละมะยะเนาะอติออมมะฉละมะพลมาเนาะอติมาติยะลออย่าใจพลมีแต่เนาะกะยินสิตามาไกไปยองสิตามาไกมาป่วยยะเนี่ยအင်အားကြီးပြီးတော့အတိရန်ချုံပြချုံအတိမနဲ့ဖလိကန်ပြလောနော်ရใจโอเคเนาะจะบุยละใจคุยตัวเนาะแกยินสิตาอติละดาวเจอติอ่ะส่งปีอ่ะพลบ้าก็เนาะแกหาตาพลแต่ดาวเจอหามาบุกเกลีอ่ะมอเนาะตรงไหนมาเกลีมอไปหาตาพลติละดาวเจอหามาบุติทุจองเนี่ยบักนี่ลบไปหน่อยเนี่ยเอ้าหาตาพลละดาวเจอติ PDF ดาวไง PDF ดาวไม่เอาอะไรซิคุยแต่คุณนี่ดีแล้วแต่ว่าไม่เอาอะไรซิคุยแต่ไม่เอาอะไรทวีตแต่เนาะอติมาติไปยองละไม่รู้อ่ะเอ๊ะอติจะควายแล้วนี่บ่แม่ใครแกยินปีเนี่ยแต่ว่าบักกูเนาะติทอดฉดามาแกอติแกควายพูดตาแต่ติยาตาซาแต่ติยาแกแต่มีออนไปดูมือกูตะไลละเบยบ่กูตะไลละเบยบ่ฉดาแกซิคุยแต่ทวีซิคุยแต่เมื่อติดีควายแล้วนี่บ่ควายแต่ควายหรอควายแล้วไปดูตาพลแต่มาซะเนาะมั้ยลาเนาะบุติพูดตาแต่ลูกอัญญาเฮาเนาะซิคุยก็ทองเคลดาวใต้นาอันนี้เนาะเจนอกแต่เนาะเว้นรู้สึกของดาวมาติญาไม่เอาอะไรทวีซาเตอมึงอ่ะซาลีมึงอ่ะดะแลจีซาไม่เอาอะไรสูอาทิตัวผู้ว่าติมาติแล้วล่ะเนาะพูดตาแต่จอนติชั่วโมงนามาพ่อไปยอมหมอลงมาพ่ออย่าแข่งว่าติมาพ่อเท่าไหนงั้นล่ะบ่เนาะထွေးအာနာစင်တဲ့အသိပဲအသိနဲ့ဝင်နေပြီးတော့နေရဘောပယောင်ခေါထောက်ပဲတာစူပါလားလို့จำบ่ခွဲခြားလိုက်ကြရမနဲ့အော်အလူညာတဲ့ဒါဟောဝဲဒါလက်ခွဲဖလညာတဲ့မှာဘူးမှာနော်လေအော်ကီတောက်တာပဲနော်လေနော်ရုပ်ရရတီးရငယ်မင်းအောင်လိုက်ချက်တာအော်နော်မသိမြတိချထားဖဒါအော်နော်ကလေးရမနော်လေသိပါအယုဖတာတဲ့ဒါအော်ဟောဝဲဒါဟောလေနိုင်ငံကြလားဟာဘတ်ဒါပျောက်လာလေပဲတဲ့တာပဲတဲ့ဟာဘတ်သိဒီဝေဟာဘတ်ဒါဆက်ဒီဝေမွေယိုထွေးတလက်ချောင်းတဲ့ကျွန်တော်ဒီမှာသိမြတိုင်ရင်တဲ့ဖလို့ဘွားဆောင်ဘွားပယောင်ရခိုင်ကလာလပေါ်ပါကချင်းတဲ့ဒီမှာသိကူကျွန်တော်ဒီခွိုင်းလိုက်မြဘကူနေဒီလား PDF ဒီယာNUG တဲ့အလော်ဒီယိုဝင်လေခါလူရခိုင်ဒီလီလောလေခါလူကချင်ဒီလီလော NUG တောက်တီတီယာလူကချင်အကတဲရ PDF တဲ့နဲ့ဘကူတီလေကရင်ပြီးနေဒီကထောသိရလပေါ်ပါ PDF တဲ့သိရလပေါ်ပါလာမဘူးဒီယာတောက်ဖောက်တယ်လေကြာကိုကျွန်တော် PDF တဲ့သိပလွားပြီတော့နော်လူအဖလို့ဒီနဲ့တဲ့နော် PDF တဲ့သိလာတော့ဒီအဖလို့နေဒုတ်တယ်အဖလို့နေလူမြောက်နေနေတယ်ဟာပိဟာဖလို့ဟာကရင်ပြီးနေလည်းပဲ PDF တဲ့သိညာဟာလောက်ဖဆောင်လောင်မြပေါ်ခလောင်မြတောက်ဖလို့ဘာစနေမေတို့ဘိုအစီဝါဘူဒါမွားပွဲငယ်ဆွဲရမဘူးမြချစ်တဲ့တေးပေါ်တပါနေတာမြတိုင်ချင်နေနော်ကျွန်းမသိနေပြီတိနေတော့ဘာထိုင်ဖို့အဒီကောင်းဆောင်မလေးจำบ่เนาะอะเพลอมันเนาะอดีก้าวဆောင်เลยပြတ်တာเนาะဟာမှာဘောလေပြတ်တာအော်နော်လောနော်အာနာစင်ကြဆောင်ဖို့ကဆက်တိုက်တဲ့လူတွေစီလို့စင်အာနာစင်ကြဆောင်မှာဆက်တိုက်တဲ့လူတွေမစီလို့စင်မကြဆောင်ဘူးဒါပေမဲ့ဆက်တိုက်တဲ့လူစီတယ်ထောက်ပံ့ပေးတဲ့လူမစီလို့စင်လည်းမရဘူးနော်ဆက်တိုက်တဲ့လူစီလို့စင်ထောက်ပံ့ပေးတဲ့လူစီရမယ်အဖလအဒါကြောအော်နော်ဖလမဘူးအော်ဖလမဘူးချအော်ချက်တောက်ချက်လောဝါဒီနေချက်တောက်ချက်အော်ဖလမဘူးချက်လောဝါဒီနေจำบ่ဖလတောက်ချက်လည်းဖလမဘူးနာဘာဖုန်ကျူဟိုင်လောနတိချုံမရဟာဖလပယောင်အခါကရင်ပြီးနေဘဲရဆူအဖလအဖလတီနေထားအဆိုးဆောင်မယ်အော်ဆိုချမှာฉลกีละบ้าอ้อแม่ขวแควมาฉลกีฉบ้าแต่อ้อน้อไม่เลยไม่ดีว่ะกินมีเนี่ยละไปฮะ
ဒီကတိဆိုရဒီကတိရဘောအော်မြတော့ကိုဘလို့လူဝီဒါပူတာဖလေတယ်လို့ရအော်အခါရအမင်းအခွာကနော်တဲ့မောက်ကျော်တဲ့ဖိလေဖုတဲ့အော်လောက်ကလာဒီကတိအော်တဲ့ဝင်နဲ့အဒီလို့ဘလို့တဲ့အာစေးတဲ့မတိကန်တဲ့ဒီလိုတာအစတော့အဒီကျူချခေါ်ချဒီကြောင့်တဲ့ချတဲ့အဒီအော်နော်ရောင်တဲ့ချတဲ့ခူဝီချတဲ့တက်တာမွေးဖို့ဒီလိုပဲနော်အဒီအော်အဖွာဒီဆွဲပေါ့အဒီအော်အဖွာဒီဆွဲပေါ့အဲ့ဒီမူရေးစေဝါတွေကပေါ့နော်အစတော့ကသူတို့တောက်တာနည်းနည်းအဖိုးဖွားတွေကပေါ့နော်နည်းနည်းသူတို့တောက်တဲ့အချိန်မှာသူတို့ရဲ့နေမကောင်းတာတွေတက်တာတွေညောင်းတာတွေပါတွေတက်တာတွေကြာလာတော့သူတို့နေ့တညတိုင်တောက်တဲ့အချိန်မှာသူတို့ဆွဲသွားရောအခုရွာလုံးပေါင်းများစွာခလေးလူကြီးအဖေအမေဖိုးဖွားအဖိုးဖွားကအစအကောင်လုံးမူရေးစေဝါဆွဲတယ်ပြီးတော့ဆေးလဲအရန်တော်တယ်ဆေးလဲအရန်တော်တယ်နော်ဘယ်ဝန်တော့ရခဏတဲ့ဝန်တော့ရအဒီဖွင့်ရလောင်းကစားနော်ရဘာစလေးဟာဖလိုပို့ဆောင်မတဝန်တယ်ရနေတာမဟာကလေးအဒီဖွင့်လောင်းကစားတဲ့စာမျိုးနဲ့အဖလိုအောင်လို့ပဲလောင်းကစားကြောင်းနဲ့ရလလီခါနော်ရဂိအော်ခေါအော်တာခွီကလူအော်လောပတ်ကလူအော်ထုံးတယ်လွေတယ်အော်ရနေထော်လလီအောင်လူကွဲစားလောင်းကစားဒီဘို့ထော်လလီအောင်လူကွဲလောင်းကစားဒီရပေချောင်းတယ်လောက်ထုံးတယ်လောက်ဂိခေါတယ်လောက်လဖွားဒီနေဟောဘာနဲ့ချက်ဖွင့်လောင်းကစားတယ်နော် BGS တစ်စာဖတ်လောက်ကောင်ဒီ KNU တွေ DKB တွေ PC တွေကလုံချင်ရေးလောက်တာအဲ့တော့ဘယ်သူပဲမဆိုလောင်းကစားပြီးတော့အကျွေးတက်လို့စရင်ရောရင်ရောမရောလို့စရင်တော့သေပဲဒါပဲစီးတယ်အဲ့တော့စီးတဲ့အိမ်ကိုအကလုံးသိမ်းတယ်စီးတဲ့ဆိုင်ကိုအကလုံးသိမ်းတယ်နော်အဲ့ဒါကရင်ပြည်နယ်ကဘလောက်ဖြတ်စီတယ်မူကြီးစီဝါနဲ့လည်းဖြတ်စီတယ်လောင်းကစားနဲ့လည်းဖြတ်စီတယ်ပြီးတော့ကြားဖြန့်ကိုင်းကြားဖြန့်တဲ့ဒီနာတရားတခိုးတယ်ထမတိုက်တယ်လူကုတ်ကူးတယ်ဆိုတာအခွေဖလုံအောင်ချဖလုံတယ်မှာသိတော့တယ်ဖုန်နေဖလုံတောက်တာဖုန်နေဖလုံမတာကလီဖုန်နေဖလုံကြောက်ကတယ်ဘယ်တော့နော်တယ်ဒီတောက်လို့တလောက်ခေါင်ပဲနော်မသိတော့ကြားဖြန့်ကန်ဆိုတာကောက်ကူဖလုံရနေအောင်ချဖလုံတယ်အောင်ချဖလုံမနင်းတယ်အောင်ချဖလုံမနင်းကနော်အမှုရဘူးနော်အတိမတော့ကဲဤကဲအခွာရဘူးနော်အတိမတော့အောင်လက်ချင်လာတော့အတိတော့အောင်မချပြပါနာထဖမလည်းမရနဲ့နောက်ဆုံးအတိမတိပါမတိလကောင်းမဟောအတိမခွဲထားအတိမေတာကလီတဲ့ဝါအတိတောက်တာတဲ့ရနေအတိကောင်ဒီမအောင်ချတာပလနော်နေညဒေါ်လာညလပေါ်ပါဟောမေတာကလီတဲ့နေညလပေါ်ပါဟကရင်ပြည်နေနော်အခအော်ပဲနော်တကောက်လိုက်နော်ငရဲပြည်လိုက်နော်တကောက်လိုက်ငရဲပြည်လိုက်တကောက်လိုက်နဲ့ရထိခေါင်းလိုက်ကွာဟကရင်ပြည်နေကဘာပေါ်မှာဆိုရင်လေနာမည်အစိုးဆောင်ကဒီကရင်ပြည်နေပဲကျောင်းပေါ်နော်ရထနတိလပောင်ဝေးတောင်းလန်ရေးဝါနတိလမဘူးတောင်းလန်ရနဲ့နတိဖူတီပလီတဲ့ဒိုနော်ဒီချုံမပေါ့လေမကဲအောင်တီးစားမကဲတိကတိအောင်နောက်တဲ့မကောင်မကကြတဲ့ဝမကဲဖလူရောက်မအရောက်ထုတ်အေးအဝါကြီးအဝါပိုင်းလမွေအဒီနတိဖားတယ်ဒီဘက်ထောက်ကလေးပလတိခေါင်လောလေးတန်းခေါင်ရနေအော်နော်လောအော်လေးတန်းခေါင်ဒီခေါအော်ပလတိခေါင်နော်အဖလိုလောစနေဟာဘာထော်လောအဖလိုနော်ကြံဟာဘာကြံလောမွေရလာတော့ဒီတိခေါင်အော်တာလောလိုသားလေးဟပြင်းလာလောမွေရလိုသားလေးဟပြင်းလာလောမွေရဟပြင်းနော်ဖလိုဒါဖို့အော်ရလက်ခါဘာပန်ဝဲရနေအဖလိုဒါဖို့ဆဲနော်အော်ရဒါစီနော်လောနော်ဆဲမမကလို့ပတဲ့ဒီချုံမခေါနော်ကျောင်းပေါ်ဘက်ကတော့ဒီအောင်နောင်မလာတဲ့ဟိုညံမမီတဲ့လူတွေအောင်နောင်မရှိတဲ့လူတွေဘက်ကတော့ဒီအောင်နောင်ဝေးအဖလောကငါကြရတာအတိနေအောင်လောက်လားနော်ရလောချတာအတိလိုက်ရချိုးချတဲ့လောတဲ့ရချိုးချနာရချိုးဘီကျဲတစ်စားဖလောက်ကောင်းတယ်ရချိုးမအလားတယ်ရချိုးစစ်ခွေစစ်တာတယ်နော်ရချိုးဘောမတယ်ဘောမဆိုတာငါ့ကိုပြန်လာဆဲတဲ့သူပေါ့နော်ငါတို့တွေအမှန်တရားလုပ်ပြီးတော့ဟာချုံဟာဝဒါထုံမိထုံဝဲကွာထုံလောက်ပဲချောင်းနော်ထုံမုံတာထုံဖီးမီလောင်းတာအတိနော်မကျွန်တော်မဲဒီကချိုးပြားခထန်ချိုးရရနေအောင်နော်အဖလလေးကြမပြည့်တယ်နော်ဒါတော့နော်မိုးအမမိုးချိုးချတဲ့ချိုးကြတဲ့ရချိုးကနေတိမဖာအေးရချိုးကမအေးရချိုးနော်ရချိုးဖလူရောက်မရချိုးလူလိုက်လူညာရချိုးတခိုးရချိုးစစ်ခွေစစ်တာနဒီချတာရဘောနဒီမတခိုးတယ်နဒီမလူတတ်သမားရလောက်မွေးဘူးထနဒီချတာနော်ထနဒီလောက်မွေးနော်ဒီပါချတာဝေးနော်ရချိုးနော်ရမယ်ရဝမွေးနော်မေတိရနော်ရချိုးနော်နဒီအာနာယူတယ်မွေးမာကောင်ပြလက်တိခေါခွာကြလာမြဘကုနီကုနာအပလမနီအပြေဝဲဒီဖုံးမွေးဒေါလူခါဖမသိအခနော်အခရဝင်နဲ့အဒီရောက်မတဲ့နော်စင်မှုထန်တဲ့စင်မှုထန်ဖန်ရလို့စင်စစ်တန်းထဲမှာပို့မယ်အဒီမတလူတိုက်ပွဲအဒီမတော့သိပါထပ်ပလလျာနော်အောက်ကရတိတ်တဲ့ချစ်အသေးလေးရအခါလူတမဟာ6အဒီအောက်ကရဟောတမဟာ6တမဟာတိတမနေဖကတဖက်တဲ့မမိုးရတန်ကြားလားနာကြီးကလည်းဘာဖြစ်လို့ငါသွားပြီးတော့ဘယ်အချိန်သွားပြီးနှိပ်တာလည်းမသိဘူးအတန်ကြားလားနာကြီးအော်နေလို့ခဏလေးလေကြမပြည့်တယ်နော်ဒါတော့နော်မိုးအမမိုးချိုးချတဲ့ကြားလားရချိုးနေတိမဖာအေးရချိုးကမအေးရချိုးနော်နာဒီချုံမရကနတဲ့ရဝအော်လေအင်္ဂလိုက်မွေးရဝအော်လေအင်္ဂလိုက်မွေးရအော်ကေဘာဒီနေလို့မွေးရအော်ပဲလဘာချမ်ဘာကွာရတူရအော်နေလို့နဒီဘာကချိုးရဒီဝေးနဒီဘာကဖီမီရဒီဝေးရအော်အေးစေရမယူဖတာစကာရမအော်လူကွဲတာဟာတာလူရအော်လူကွဲဟာတာနေလာနော်ပဒီဘာနော်လေရဘာထုံမုံတာဘာနော်လေရဘာထုံဖီမီလောတာနော်နဒီတရားလို့ရဖွားရလက်တိုင်းအာနာစင်ဝငိုင်ခပ်လို့ဖို့ဆောင်ဖို့တဲ့ POA ခပ်ခမလာတဲ့ POA ခပ်လို့ပြောင်းတဲ့ POA လာနော်ပဒီအဒီဖုံးတီတောင်းလေးခါဖို့အဒီမသိအဒီခါသိထိခေါ်လည်းပဲနော်အပြောင်းနော်မယ်အဒီခွာလည်းမြစ်ဘူးနော်အော်ချပြလေကောခုအော်ချပြလေတလောက်တဲ့ဝါချက်လမိန်နော်ဖြက်စီဖူဒီပလီဟောလကရတီတီယာဒီကတိကြီးအတီထူထောင်းလောမွေးလောင်းကစားကြီးအတီဖွင့်လောမွေးကြားဖြတ်ကန်ရော online offer လို့ပြချောင်းလေပကူတတိမွေးအတီဖွင့်လောလကရနော်အတီတီယာ
အဒီဖွင့်လောက်ကိုကျွန်တော်လက်ခမလနော်ခမတိဒီချက်ချင်းကနေရဘာချိုးကြရွေးဘာချိုးကြရွေးဟလော်ဒီကေဘာဒီလက်ချုံနာလူအဒီလက်ပါတဲ့ဟလော်ဒီကေဘာဒီပါတဲ့အဒီဆဲမှာဖတ်နေဘာချိုးတော့နော်အာနာစင်ဆိုတာချက်လက်နမတောင်အာနာစင်နချိုးလက်နနုဖတ်ဒီနေနတောင်လက်နနုဖတ်ဒီနေနမတောင်လဲလေခေးရနမတောင်လဲတိတ်နာနမတောင်လဲနပုံညာနမတောင်လဲနချက်ခံတောင်ဒီကူမီဒီလောက်သူတို့စန့်ကျင်တဲ့အရာမှန်တယ်ဗျရတဲ့နေနဲ့စန့်ကျင်သူတို့ကိုအလကားထိုင်မကျင်းနဲ့ချင်းတော်ယူဖတ်ဒီလေထနာချင်းတော်ယူဖတ်ဒီရအနေຫນွေချစ်ဒီတိရေအနေຫນွေရဒီတိရေဟာခမလာတဲ့ဘာထုတ်ပြီးတော့တိခေါ်ဒီဟောတိခေါ်အဒီတဲ့မအောင်ချောင်းจำบุท่าฮับบาดาที่ของฮับบาดาอะไรที่ของพอเนาะฮับบาดาเขาเอาเช่าที่ก่อนเนาะทุยเดี๋ยวจงนบ้านดาวไว้ทุยแต่ไรจ้องอาณาอยู่เดี๋ยวจงนบ้านดาวเสียแล้วกันแล้วในอยู่บ้านนอนนี้เหรอไม่เอาอะไรยันดูสุราไม่เอาอะไรเบ้BGS สุรากันด้วยยันดูมาบุกันด้วยกินลูมิโอลูมิโอตามมาลูมิยาบุBGS แต่น้องแม่พลบสองพวกเราในบ้านนาตีพ่อเขาพลบสองพวกมาเช็ดจีอะเขาพลบสองพวกเรามาติดสาเขาเลยพ่อกูอะเขาพลบสองพวกเรามาพ่ออย่างตุกันเลยอะฮะถ้าเขาพลบสองพวกเสียบุบ้ากากล้วยเขาพลบสองพวกมึงบ้ากากล้วยที่ของมึงมากากงาจ้ามันน้องพูดดีปลีเลยมาเอาชามันน้องตีเลยมาพูดมาเนาะตะโคทำยาการจ้าพยาการเลยมาพูดมาเนี่ยมาพูดมาเนี่ยอีเกยองเดล็อกกระซ่ายองเดคาสิโนยองเดเกยองเดที่มาพูดมาน้องเลยอันที่พูดเฉยจะมาที่มากางงพลพูดสมพูดแต่ไม่เนาะอันนั้นที่ชั่วโมงที่ชาทุยแต่ละจงในดาวนี้ล่อ PDF แต่ดาวพ่อเขาอยู่เขาน้องเขามาบุเล่ใช้กระดาษคลิปยาวหมดทำแม่ลาละเบ้เตอปองอีลีปองอีแล้วไม่เห็นนี่ไม่ทำแม่มาบุนี่มันในมาชิมว่าเนาะตำยาหันเนี่ยเนาะมาบุฮับบาตีโอยฮับบาขาจะโอยพูดตาแต่ลูกอันยาเขาอยากตีเมียกูนี่แล้วน้องบอกตีสมติวตีบอลเมียกูนี่ตีดาวเมียกูนี่สิคุยตีเมียกูนี่แต่บอกสิคุยมาอะไรทุยแต่ตีละปอลบากูจะเนาะจอมบอกเอาไว้ดาบักกูปอตาแต่ไงถ้าหัดดาวจะเราอมยี่ยาบุเนาะลีในเย็นในคุณในตัวหัดดาวจะเราอมยี่มีอะไรมากูปอตาเพลย์เราลีเดียตีละอย่ามีอะไรเพลย์เราลีตีละอย่าข้าวว่าดาไก่เพียน้องมันต้องแต่ละเพลย์ต้องตอนนี้เพลย์ต้องตอนถ้าหาเซดายบุตีละก็อย่าบุเนาะหันเนาะแล้วที่บ้านนั่นเองฮะ BGS แต่มากางวาจ้าที่คลองพลพูสองพูเดบิดูมาตีพลพูสองพูเดบิดูในที่บ้านเซดาไรในที่บ้านอยู่เพอไปนอนไรในที่บ้านด่าไรในที่บ้านข้อไหนไปนอนที่บ้านเถาไปนอนไรในบ้านเถาไม่ไรเลยแต่ไรช่องแต่จ้องอยู่ฮะอย่าอ้อเล่ออสเตรเลียไหนไงอย่าอ้อเอซีดีนี่แล้วบ้านในบ้านเถามีโดยบ้านในบ้านเถาพีมีลองได้บ้านในบ้านเถาชูลองได้เนาะอย่าละใจอาณาสิวะอย่าละใจอาณาอยู่เดี๋ยวว่าอย่าละใจอาจารย์เพชรมาเดี๋ยวว่าเนาะพลุยังมาตีใจเอเนาะพลมานึกมานาอย่าพลพูสองพูแต่พลมานึกมานาอย่าไปยองความแต่อย่าใจเนาะบ้านฉันเนี่ยอาณาอยู่แต่กันยังอาณาอยู่ประมาณอาณาอยู่แบบอาณาอยู่ไม่สวยอย่าใจอย่าหลอดแต่บัวตำยาตีละตีอย่าน้อยอย่ามาเซดาวหรอเนาะอย่ามาเซดาวเนี่ยที่จ่าในที่ห้องคุยอยู่เนาะอย่าตามมาอะไรเราอย่ามาเซมาตรงไหนย่ำเลยถ้าเล่นในมือเปลือกแค่ชิตี้อย่าตีเปลือกแค่ขาตี้อย่าเหี่ยย่ำเลยอันนั้นเนาะแล้วน้องบุตรีอดีตใช่ไหมอย่าตีดีอย่าเล่นยาลงเลยเนาะ